င်္ဂလာပါဟုတ်ကျွန်တော်ကတော့ Peters Barbershop ရဲ့ founder ပါဟုတ် Peter ပါဗျ Barber Limit Barber Expo Asia 2025မှာကျွန်တော်တို့မြန်မာနိုင်ငံကိုစားပြု Neighborhood Project Team အနေနဲ့တတိယဆုရခဲ့တဲ့အသင်းနဲ့ကျွန်တော်တို့ဒီနေ့ celebrating လုပ်ရင်းနဲ့ knowledge sharing လေးလုပ်ပြီးတော့ပြောပြပေးသွားမှာပါเนาะ Barber တွေအတွက်အကုန်လုံးဒီ podcast ကိုကျွန်တော်တို့စရိုက်တာပါအဲ့တော့ပထမဆုံးကိုတို့တယောက်ချင်းစီမိတ်ဆက်ပေးပါအောင်ဗျကျွန်တော်တို့ July မှာဟုတ်ကျွန်တော်တို့ Justin ပဲဖြစ်ပါတယ်ကျွန်တော်တော့ Max ပါဟုတ်ကဲ့ကျွန်တော်ကတော့Anis ပါဗျအဲ့တော့ July ကနေပဲကျွန်တော်စလိုက်မယ်ဗျဟုတ်ရပါတယ် July ဒီသပင်လောကတွေကိုစပြီးဝင်တာဗောနော်ပြီးတော့သပင်လောကတွေကိုစပြီးဘယ်လိုပုံစံနဲ့ဝင်ခဲ့လဲသပင်ညက်တဲ့အလုပ်ကိုဘာကြောင့်ရွေးချယ်ခဲ့လဲဗောနော်အဲ့ဒါလေးကိုစပြီးတော့အသေးစိတ်လေးပြောပြပေးပါဦးဟုတ်အခုကျွန်တော်သပင်ညက်ဒီသပင်စညက်တာတော့ဟိုဗော2022လောက်မှာစတာဗောလေ2022လောက်မှာစတယ်အခုလက်ရှိ2025 2026ရောက်ခဏကြီးဆိုတော့3နှစ်နီးပါးလောက်ပဲရှိအောင်ပါဗောလေဆိုတော့ဘာလို့ဒီလမ်းကြောင်းနဲ့ဝင်လာလဲလို့မေးရရင်တော့အဲ့လိုပြောရရင်တော့အရှိကြီးပဲဗောလေရှေးကြီးပဲဆိုပေမဲ့အဲ့လိုအနီးဆက်ဆုံးပြောရရင်တော့ဒီကိုကငငယ်တည်းကအဲ့လိုဟိုဒီစပင်ညက်တာကိုတော့ဝါနာပါတယ်အရန်ပါတယ်ဒါပေမဲ့ဟိုပါဗောဟိုမှာကျွန်တော်နေဘက်မှာဗျာနေဦးမှတော်တော်လေးကိုခေါင်းတဲ့နေရာမျိုးဆိုတော့ဘလို့မှဟိုလက်ကမ်းမမီဘူးဗောလေမမီတဲ့အချိန်မှာပဲအဲ့လိုဒီတခြားဟိုအိမ်အလုပ်တွေလုပ်တယ်ပြီးတော့ဒီတခြားအလုပ်တွေမှာဒီမန်းလေးတို့ဘာတို့နေဘက်မှာတွေဗောလေအစုံအကုန်လုပ်ရင်းနဲ့ပဲဟိုဘယ်လုံးနဲ့မှလည်းအဆင်မပြေဘူးအဆင်မပြေသေးဘူးကိုကဘာဝါနာဘာလို့ပါမှန်းလဲဟိုရေးရမတွေးနိုင်ဘူးဖြစ်နေတာဗောလေတကယ်တမ်းပါတာတော့ငငယ်လေးတွေကသူများတွေဒီ hair style တွေလုပ်ပေးနေတာတွေဘာတွေကတော့ရှိတယ်ဒါပေမဲ့အဲ့လောက်ထိဟိုလိုရောမလဲငါဒီဟာကိုစောက်ချပြီးလုပ်တော့မယ်လို့မတွေးမိဘူးဗောလေနောက်ပိုင်းကျမှအဲ့လိုအလုပ်တွေကလည်းအဆင်မပြေဘူးဟုတ်ကဲ့ဒီ covid တွေဘာဖြစ်သွားတယ်ဘာညာဆိုတော့နောက်ပိုင်းလုံးအဆင်မပြေတော့ဘူးဆိုမှငါမလုပ်လို့မရတော့ဘူးငါအသက်ကလည်း20ကျော်နေပြီ20ကျော်နေပြီဆိုတော့တခုခုပေါ့ဟိုစောက်ချပြီးလုံးမရတော့မဲ့အနေထားဖြစ်သွားပြီလေနော်ဆိုတော့အဲ့မှာပဲစပြီးတော့ဒီတင်တန်းတွေပါရှာပြီးတော့တင်တန်းတွေပါ join ပြီးတော့မှဒီထဲကိုပဲစောက်ချပြီးအကုန်ပုံပြီးလှုပ်လိုက်တာကျန်တော့ဘာမှမတွေးတော့အဲ့လိုမျိုးဖြစ်သွားဘူးဆိုတော့ဒါကတော့အစပေါ့လေကို Justin လည်းပြောပြပါအောင်ဗျဟုတ်စပင်ညက်ဆရာဘယ်လိုဖြစ်လာလဲဘာကြောင့်ဒီစပင်ညက်လောက်ကန်ကိုရွေးချယ်ခဲ့ရလဲဗောနော်ဟုတ်ကျွန်တော်ကတော့2019လောက်ကနေပေါ့လေစပြီးတော့စပင်ညက်တဲ့အပိုင်းမှာစပြီးတော့အခြေချခဲ့တယ်ပြောလို့ရှင်တော့အရန်ဝါသနာပါခဲ့တာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဒီသပင်ညက်တာကိုတဖြည်းဖြည်းလောက်ကင်ရင်းနဲ့ကျွန်တော်ညှက်ရတဲ့အပိုင်းကိုကြိုက်လာတယ်တဖြည်းဖြည်းဟုတ်ဒီလုပ်ငန်းနဲ့အကျွမ်းတဝင်ဖြစ်လာတယ်ပို့ပြီးတော့လည်းဒီကindustry တွေကလူနဲ့ရင်းနှီးလာတယ်ဒီ customer တွေ client တွေလည်းစကားတွေအများကြီးပြောရတယ်အဲ့ဒါတွေကိုကျွန်တော်တဖြည်းဖြည်းနဲ့ကြိုက်လာတယ်အဲ့ဒါပါပဲပေါ့ကျွန်တော်တို့ဟုတ်ကဲ့ပါအကွအဲ့ဆိုလို့ရှိရင်ကိုမက်ကပြောပြပါအောင်ခင်ဗျကိုကတော့စပြီးလှုပ်ဖြစ်တာတော့ဝါသနာရေးလို့မဟုတ်ပေါ့ဟုတ်ကဲ့ဗျအလုံးသဘောရနဲ့ဝင်လုံရင်းနဲ့လှုပ်ဖြစ်သွားတယ်ကွာဝါသနာလည်းတပြင်းနဲ့ပါလာသလားတော့ဟုတ်ကဲ့ပြောတတ်ဘူးပေါ့ဟုတ်ကဲ့ဗျဒါပေမဲ့လုပ်ငန်းတစ်ခုကြောင့်သာကိုလှုပ်ဖြစ်သွားတယ်ဒါပေမဲ့လှုပ်တာတော့ကိုကအခု10စုနှစ်ကျော်ခဲ့ပြီဘာလိုက်ကတော့ကို9နှစ်လောက်ရှိပြီလို့ထင်တယ်ဟိုကျွန်တော်တို့သိရတော့ဆိုလို့ရှိရင်ကိုမတ်တို့ပါဝါလေဘာထဲမှာဆိုအရင်စီနီယာကြရဗျကျွန်တော်တို့ထက်ဆိုအဲ့လိုမျိုးအရင်စီနီယာကြရတဲ့မှာပါမြန်မာပြီးတော့မြန်မာနိုင်ငံမှာလည်းဘာရောက်လာအများကြီးမကြသေးဘူးဗျအဲ့လို9နှစ်ဆိုတာဟာကြီးကနည်းနည်းတော့အရင်ဆောလုံးတယ်လို့ fast gen လို့ပြောလို့ရတယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါဗျကျွန်တော်ကအခုကလေပေါ့ပါပါပဲပေါ့ကျွန်တော် celebrating ရောပြီးတော့ဒီ knowledge sharing ပေါ့နော် knowledge sharing နဲ့ပတ်သက်လို့ကျွန်တော် AC လေးနဲ့ဒီတခုထဲမှာကြည့်လို့ရအောင်ဆိုတော့ရည်ရွယ်ချက်နဲ့ကျွန်တော်ရိုက်လိုက်တာပေါ့နော်ဒါလေးကိုလည်းအဲ့တော့ဟိုကျေးဇူးပြုပြီးတော့လည်းကျွန်တော်တေချာလေးပေါ့ဖြည့်ပေးဖို့လည်းကျွန်တော် request လုပ်ပါတယ်အဲ့လိုမျိုးလေးဟုတ်ပြီးတော့ဟိုလက်ရှိပေါ့အခုလုံသက်ပေါ့နော်လက်ရှိလုံသက်ကပြောပြီးဆိုတော့လက်ရှိလုံနေတဲ့နေရာပေါ့နော်လက်ရှိလုံနေတဲ့ဆိုင်ပေါ့အဲ့ဒါနဲ့ position လေးပေါ့အဲ့ဒီတစ်ချက်လောက်ပြောပြပေးပါအောင်ဗျဟုတ်ကိုဂျူလိုင်းပြောပြပါအောင်အခုလက်ရှိကတော့Neighborhood Project ပေါ့ Neighborhood Project ဒီနှစ်ဆိုင်ရှိရလေနော် Neighborhood Project နှစ်ဆိုင်မှာဒီဟို MP1 နဲ့ MP2 ပေါ့လေဆိုတော့လက်ရှိကျွန်တော်ကတော့ဒီ MP1 မှာပဲဘာတယောက်နေနေပေါ့ကျွန်တော်လည်းတူတူပါပဲ Neighborhood Project နှစ်ဆိုင်ရှိရဲ့အနက်မှာ 1.0 မှာကျွန်တော်ကတော့အခုစပင်ညှက်နေတယ်ပေါ့စပင်ညှက်နေပါတယ်နော်ကိုနေတိုင်းရှိရပေါ့နော်နေတိုင်းရှိတယ်ဟုတ်ကဲ့ကိုမတ်လည်းပြောပြပါအောင်ဗျဟုတ်ကိုကတော့ 2.0 9မိုင်မှာရှိပါတယ်9မိုင်မှာ9မိုင်ဆိုင်ခွဲမှာအခုအမြဲရှိနေပါတော့အဲ့မှာပဲအခုအလုံးဖြစ်နေတော့
ဒီ Barbara Expo Asia 2025ပွဲကိုဘယ်လိုမျိုးစပြီးသိခဲ့ရလဲကိုတို့ ဟိုကိုတိခဲ့တာတော့ညီလေးဇူလိုင်ကစပြီးတော့ကိုလိုမိတ်ဆက်ပေးတယ် invite လုပ်တယ်အဲကြောင့် okay ကိုတောင်းလောက်ကြည့်မယ်ဆိုပြီးတော့ဝင်ဖြစ်သွားတာပါ ကျွန်တော်တို့လည်းဒီလို competition တွေဆိုလို့ရှိရင်အဲ့လိုတခါမလုပ်ဘူးလေမလုပ်ဘူးတော့ပြီးတော့ပြပမှာလည်းဖြစ်နေတယ်ကျွန်တော်လည်းအတွေ့အကြုံတွေအများကြီးသင်ယူခြင်းနဲ့ဘာပိုင်းနဲ့လည်းအများကြီးတွေ့ရမယ်ဆိုတော့ကျွန်တော်ဒီပွဲလေးကိုဝင် join ဖြစ်ခဲ့တယ်ပေါ့ဟုတ်အဓိကတော့အဲ့ဒါပါပဲ ဟိုကိုဂျူလိုင်လေးဖြည့်ပေးပါဦးဗျ ဒီပွဲဟိုကမနိုင်ပြောရရင်ဟိုဟာပေါ့လေအစတော့မြင်တယ်မြင်ပေမဲ့အဲ့လောက်ထိသွားမယ်ဟိုပြိုင်တော့ပြိုင်နေတယ်ဒါပေမဲ့အဲ့လောက်ထိလည်းဟိုလိုတတိချိုင်မယုံကြည်တာပေါ့လေနောက်ပိုင်းအဲ့မှာကျွန်တော်တိပဲပေါ့လေဟိုဗီယက်နမ်ဘာဘာတယောက်ပေါ့လေဆိုတော့သူကအဲ့ဘာဘာကကျွန်တော်နဲ့စကားပြောရင်းနဲ့မှဒီဆက်မိတော့ပေါ့သူလည်းအဲ့ပွဲမှာရှိနေမယ်ပေါ့ဘာညာပေါ့ အဲ့ဆိုဇူလိုင်ကပထမဆုံးစသိတာလို့ပြောလို့ရတာပေါ့ကျွန်တော်တို့ ဟုတ်တယ်အရင်ကတော့မြင်တယ်ဒါပေမဲ့အဲ့ပွဲကိုအဲ့လောက်စိတ်ဝင်စားဘူးပေါ့လေဒါပေမဲ့အဲ့ဒီကျွန်တော်အဲ့ခဏပြောတဲ့ဒီသူကနေပြီးတော့ဒီဘာအဲ့ဗီယက်နမ်တယောက်ကကျွန်တော်လာပြီးတော့ပြောမှငါလည်းအဲ့မှာရှိမယ်ဘာညာဆိုတော့သူကလည်းနည်းနည်းအဲ့လိုဟိုဘက်မှာဆိုနည်းနည်းနာမည်ကြီးတဲ့တဲမှာတော့ပါတယ်ဆိုတော့သူကနေပြောတဲ့ခါကျတော့ဘာပွဲလေးပေါ့ဘာညာတေချာလိုက်ကြည့်တော့မှဩနိုင်ငံပွဲတွေတခြားနိုင်ငံကြီးတွေကလည်းလာပြိုင်မယ်အခုဒီမှာထိုင်ဝမ်တို့အဲ့လိုနိုင်ငံကြီးတွေကပါဝင် join နေကြတော့အားဆိုရင်တော့ငါတို့ပါဝင် join နေတယ်ပေါ့ဥမာကြီးလိုက်တော့လေဟိုမြန်မာနိုင်ငံကနေဝင် join တာတော့တိတ်မတွေ့မိဘူးပေါ့လေဆိုတော့အားနေပဲဟိုအားနေဒီဆိုင်ကဘောစီနဲ့ပေါ့လေကိုလီယိုနဲ့ဟုတ် တိုင်မင်ကြီးလိုက်တာကိုလီယိုဒီလိုတော့ရှိတယ်ဘာညာဆိုတော့ okay မင်းလုံးကြည့်နေတယ်ဆိုရင်ဒီမှာလဲချားစရာကြီးလည်းရှိတယ်ဘာညာဆိုအမှကိုမက်စ်တို့ဂျက်ဆင်တို့ရောအကုန်လုံးပတ်ပြောပြီးတော့မှအမှโอเคချကြမယ်ဘာညာဆိုပြီး အကုန်လုံးဆွဲခေါ်လိုက်တာပေါ့အကုန်လုံးဆွဲခေါ်လိုက် မနိုင်ပြောရင်အဲ့ဟာကြီးကဟိုဟာပွဲက registration ကလုံးဝမလုပ်လို့မရတော့ဘူးဒါပေမဲ့အဲ့လိုအဲ့အချိန်မှာကျွန်တော်တော့ပြောလိုက်တာအဲ့ page မှာပဲတော့ပြောလိုက်တာငါတို့ကမြန်မာနိုင်ငံကပေါ့လေတခါမှဝင်မ join ဘူးပေါ့ဒီလိုပွဲရဘာညာအဲ့လိုရှောင်းရှောက်ပြောလိုက်တဲ့ခါပြောလိုက်တာမင်းတို့တကယ်စိတ်ဝင်စားတာ ပေါ့ပိတ်နေပြီပေါ့နော် တကယ်စိတ်ဝင်စားအကုန်လုံးကဟိုဟာလောက်ပြီးတော့ ဖောင်းနေပါလေအကုန်ပိတ်နေပြီ ပို့စီပါမလုတ်တည်းရပဲရှိသေးတယ်အဲ့ဒီအချိန်မှာပဲတွားပြီးတော့ပြောလိုက်တာဥမာသူတို့က6လမတိုင်ခင်ကတည်းကအကုန်လုံးအပီးစီregistration လောက်ခိုင်းတာပေါ့လေအဲ့မှာ register တင်ခိုင်းတဲ့အချိန်မှာမတိလိုက်ဘူးဒါပေမဲ့အဲ့မှာ2လလောက်အလူမှာပဲတိလိုက်တဲ့ခါကျတော့2လလောက်အလူကြမှာဒီကလည်းအကုန်အဆင်ပြေရ final ဆိုတော့အမှသူတို့ကဒီ2လလောက်အလူမှာတော့ပြောနိုင်နေတော့ရသေးတယ်ပေါ့လေနိုင်ငံတနိုင်ငံသူတို့ဝင် join မယ်ဆိုတော့သူတို့အတွက်လည်းကောင်းတယ်လေโอเคအဲ့ဆိုဘောနော်ဇူလိုင်ကိုပဲကျွန်တော်ဆက်မေးလိုက်မယ်ဇူလိုင်ကျွန်တော်တိုင်ဝမ်ပွဲကတီးပြီဆိုတာနဲ့ပြိုင်ဖို့မလွယ်ဘူးပေါ့နော်အထူးသဖြင့်ဒီတခြားနိုင်ငံတွေမှာပေါ့တခြားနိုင်ငံတွေကိုသွားဖို့ကကျွန်တော်မလွယ်ဘူးဗျာမလွယ်ဘူးဆိုတော့ဒီကိုယ့်နိုင်ငံအတွင်းမှာဆိုရင်တော့โอเคမြင်နေဗျာကျွန်တော်ပြိုင်နေတယ်ဆိုလဲလွယ်ကူဗျာဟိုဘက်မှာကျတော့အခက်အခဲတွေရှိတယ်အခက်အခဲကြီးဘာသာစကားတွေရှိမယ်ဗျာကျွန်တော်တို့မြန်မာမှာပြိုင်သလောက်တော့မလွယ်ဘူးဗျာအဲ့ဒါကိုတိချင်းပေါ့နော်တိချင်းဘာလို့โอเค join မယ်ငါတို့ပြိုင်ရမယ်ဆိုပြီးအဲ့လိုဇူလိုင်ဘာလို့အဲ့လိုကြီးချခဲ့ရလဲပေါ့တစ်ချက်တည်းနဲ့ဆုံးဖြတ်ချက်ဘာလို့ချခဲ့ပြောရရင်ခဏအဲ့လို Justin ပြောလို့ပဲဟိုပါပေါ့ဥမာတင်လဲတင်ယူခြင်းနဲ့ပေါ့လေဘယ်လိုမျိုးသူတို့တခြားနိုင်ငံတွေကလူတွေကဘယ်လိုမျိုးတွေဖြတ်တန်းနေရလဲဘယ်လို workshop တွေရှိနေမှာလဲအဲ့ဒါတွေကစအကုန်လုံးကကျွန်တော်တို့အတွက်တင်ယူစရာတွေကြီးပဲဟိုဘက်ရောက်တာနဲ့သိရမလားအဲ့ဒါဆိုတော့အဲ့အတွေ့အကြုံလည်းရခြင်းတယ်ပြီးတော့ဝင်ပြီးတော့လည်းပြိုင်နေတယ်တကယ်လို့ငါတို့ဒါစုရတယ်ဆိုရင်ဒီ industry အတွက်လည်းအကောင်းဆုံးပဲဖြစ်သွားမှာလို့လည်းယုံကြည်တယ်လေဆိုတော့အဲ့ဒါကလည်းအဓိကအချက်ပဲဆိုတော့အဲ့ကနေပြီးတော့ပဲအဲ့ခံယူချက်နဲ့ပဲအကုန်လုံးကလည်းအကုန်လုံးပေါ့အဲ့လိုမျိုးဒါဝင် join ပြလိုက်တာအဲ့လိုမျိုးပေါ့Justin တို့ Commerce တို့ရောပြိုင်ပွဲနဲ့ပတ်သက်ပြီးကျွန်တော်ကိုရီပြိုင်မယ်ပေါ့နော်ကိုရီကိုယ်တိုင်ပြိုင်ရတော့မယ်တကယ်ကိုပြိုင်ရတော့မယ်ဆိုရအောင်ဘယ်လိုစိတ်ဆုံးဖြတ်ချက်ဘယ်သူပြောလို့လဲဘယ်သူဖိအားပေးလို့လဲဒါမှမဟုတ်လဲကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲပေါ့နော်အဲ့လိုမျိုးတစ်ခုလေးဖြည့်ပေးပါအောင်အဓိကတော့ပေါ့လေခုနဇူလိုင်ပြောလို့ပဲဇူလိုင်ကဒီပွဲကိုစတည်ခဲ့တယ်အဲ့ခါကျတော့ကျွန်တော်တို့ဒီပွဲ room မှာ tag team တွေပါလာတယောက်တည်းပြိုင်လို့လည်းမရဘူးမရတော့ तू ကလည်းကျွန်တော်တို့ကို invite လုပ်တယ်ပေါ့မင်းတို့လှုပ်ချင်လားဒီမှာ okay ကျွန်တော်စဉ်းစားတယ်ဟုတ်တယ်ကျွန်တော်လည်းစဉ်းစားနေတော့ကြာပြီလူပွဲတွေဝင် join ကျင်တယ်ဒါပေမဲ့အဲ့လိုဘယ်ကနေစရမလဲဆိုတော့မသိခဲ့ဘူးပေါ့လေမသိခဲ့ဘူးဆိုတဲ့ခါကျတော့အခုဒီမှာအခွင့်အရေးရှိရယ်ကွာဒီကိုသွားဖို့အခွင့်အရေးရှိတယ်ဆိုတော့ကျွန်တော်လည်းဒီဟာကိုလက်မခံသင့်ဘူးလို့ထင်တယ်ပေါ့လေလောက်ကြည့်တဲ့နဲ့အကုန်လုံးတူတူဆိုတော့ပြိုင်ပွဲရဲ့ဘယ်လိုပြောမလဲအဲ့ rule လေးတွေကိုကျွန်တော်တို့ပြန်ကြည့်ပြီးတော့အဲ့လိုအတူတူပေါ့လေဆုံးဖြတ်ချက်တူတူချခဲ့တာပေါ့ဒီကိုတူတူသွားဖို့ကိုကြတော့
တကယ်မှဘာမှမသိ ဟုတ်ကဲ့ ဂျူလန်ညဘက်ကြီးဖုန်းဆက်လာကိုလိုလိုရှိရဲလုံးမလားဆိုတော့အေးချကွာဘာပိုင်းလိုနေဆိုတော့ classic ပိုင်းလိုနေ ဟုတ် classic ပါဟုတ် classic ပိုင်းလိုနေဆိုတော့ကိုလည်း okay အဲ့ဒါဆိုတော့အတူတူဖြုတ်ကြမယ်ဆိုပြီးကိုလည်း classic ပိုင်းတာဝန်ယူပြီးတော့ ကျွန်တော်တို့ဒီ category ကိုလိုက်ပြီးတော့ကျွမ်းကျင်တဲ့သူတွေပေါ့အဲ့လိုမျိုးချက်ညှိပြီးတော့သွားရလို့တော့ကျွန်တော်မြင်ပါတယ်ပေါ့နော်အဲ့လို classic ပိုင်းကျွမ်းကျင်တဲ့သူကိုလည်းတယောက်အဲ့လိုမျိုး creation ကျွမ်းကျင်တဲ့သူလည်းတယောက်ပေါ့အဲ့လိုမျိုးလေ အဲ့ဒါစုံတွဲဆိုတော့နည်းနည်းခတ်တယ် စုံတွဲ ခတ်တဲ့အခါကျတော့ဒီပိုင်းတွေကလည်းလေးလာရတယ်တခြားပြန်တင်ယူရတယ်အကိုဆိုလည်းပြန်လောက်ရတာပဲဘယ်ရမလို့ဒီလောက်ကကျတော့နည်းနည်းလေးတင်မှအဆင်ပြေတာတင်ယူတယ်အညီလေးကလည်းပြောခါကျတော့အေးချကွာလုံးလောက်ကိုင်းလုံးလို့ကြယ်တမ်းပြောရင်ဘာမှလည်းအခုရေးရမသိဘူးချလို့တာပြောလိုက်တာ ဟုတ်ကဲ့ ဘာမှမသိ စပင်ညက်ပဲဟုတ်စပင်ညက်ပဲဒီဟာပဲဖြုတ်မယ်ပဲတိုင်မယ်ပဲဘယ်လိုပွဲပါညာခေါင်းလည်းမကြည့်ဒါပေမဲ့ကိုကညက်ပိုင်ပိုင်နိုင်ပဲညက်ပဲဟာညာအဲ့လိုပဲပေါ့နော်ဟုတ်ဟုတ်အခုလေစူကတော့ယူရလာပြီပေါ့ အဲ့လိုမထင်မဲ့ပဲ ဟုတ်ကဲ့ဟုတ် လို့ရခဲ့တယ်ပေါ့ ဟုတ်ဟုတ် ဟုတ်ကဲ့ဗျာအခုဟိုပါကျွန်တော်နောက်ထပ်မေးချင်တာကြောက်ဗျာကိုတို့အဲ့လိုမျိုးလူမျိုးသွားပြိုင်တဲ့အချိန်မှာနိုင်ငံခြား international ဘာရင်းနဲ့ပေါ့ဒီလိုနဲ့ရေမောင်တန်းပြီးပြန်ရတဲ့အချိန်မှာဗျာဘာသာလို့အဲ့လိုမျိုးကြိုတင်ပြင်ဆင်မှုတွေပြီးလို့ရှိရင်အဲ့လိုမျိုးဘလို့အခက်ခဲလေးမျိုးတွေရှိနေလေအဲ့လိုမျိုးတွေကိုနည်းလေကျွန်တော်ဘာရည်လဲဗျာသွားပြိုင်မယ်ဆိုလို့ရှိရင်ဒီချက်တွေကတည်ထားသိမယ်လို့လည်းထင်တယ်ကွာအဲ့တော့ပြောပြပေးလို့ရလို့ရှိရင်လို့ detail လေးကြကြပေါ့ပြောပြပေးသေးခြင်းပါ အခက်ခဲဆိုတာထက်ပေါ့လေဘယ်လိုပြောလဲကျွန်တော်တို့ကအခုက first line လည်းဖြစ်နေတယ်အတွေ့အကြုံလည်းသိမရှိခဲ့ဘူးပေါ့လေ ဟုတ်ကဲ့ဗျ အခါကျတော့ကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုက raw လုပ်လိုက်ရတယ်ကျွန်တော်တို့ဆိုလို့ရှိရင်ပြိုင်ပွဲမစတင်မီပေါ့ကျွန်တော်တို့ဒီမှာ invitation စရခဲ့တဲ့အချိန်ကနေစပြီးတော့ပေါ့ ဟုတ်ကဲ့ စပြီးတော့ရခဲ့တဲ့အချိန်ကနေစပြီးတော့ကျွန်တော်တို့ဒီမှာ training တွေပေါ့တပတ်ဆိုလို့ရှိရင်2ရက်အဲ့လိုပုံမှန်လေးလုပ်ခဲ့တယ်ဒီပြိုင်ပွဲတဲ့ကြိုတင်ပြင်ဆင်မှုတွေပေါ့လေလောက်ခဲ့တယ်ပြီးတော့ပြိုင်ပွဲအနားနီးတော့လဲကျွန်တော်တို့ဆိုတပတ်လောက်ပိတ်ပြီးတော့ကျွန်တော်တို့ကန့်ဝင်ပြီးတော့တခြားလေးကို training ကိုတခြားပြင်ဆင်ခဲ့တယ်ပေါ့အကုန်လုံးအားလုံးတူတူတနေရာထဲမှာတွေ့ပြီးတော့အဲ့လိုပြင်ဆင်မှုတွေလုပ်ခဲ့တယ်ပြီးတော့ဒီဟိုရောက်တော့လဲကျွန်တော်တို့ပြိုင်ပွဲနီးမှသွားတာမဟုတ်ဖ ೇನೆ ကြိုတင်ပြီးတော့သွားခဲ့ပြီးတော့အဲ့ဒီလိုပဲပေါ့အဲ့ပြိုင်ပွဲမှာလဲအဲ့တခြားနိုင်ငံမှာကျွန်တော်တို့ use ဖြစ်အောင်လို့ကျွန်တော်တို့လဲထပ်ပြီးတော့အဲ့မှာလဲလေ့ကျင့်ခဲ့သေးတယ် ဟုတ်ကဲ့ဗျ အဲ့ဒါတော့ကျွန်တော်လေ့ကျင့်ရတဲ့အပိုင်းပေါ့လေပြိုင်ပွဲမှာတော့တခြားဘာဘာတွေ workshop တွေလုပ်နေတာတွေလည်းတွေ့တယ်တခြားနိုင်ငံဆရာတွေ workshop တွေလုပ်နေတာလည်းတွေ့တယ်ပြီးတော့တခြားတော့ true တွေ pressure တော့မရှိပါဘူးပြိုင်ပွဲပြိုင်ရတာတော့အားလုံးတော့အဆင်ပြေပါတယ်သူ့လိုကိုလိုပါပဲလို့အဲ့လိုတော့ကျွန်တော်တို့မြင်ပါတယ်ကျွန်တော် ကျေးဇူးပါကိုမတ်ကဖြေပေးပါအောင်ခင်ဗျ ကိုကဟိုပြင်ဆင်မှုလေးတော့တစ်ချက်ပြောမှာနော် ဟုတ်ကဲ့ဗျ အဓိကကိုတို့က model ရှာတဲ့ခါမှာကိုတို့စပင်ကြောကိုကြည့်ရတယ်ဟလာပထမချက်နည်းနည်းခက်ပေါ့နော် ဟုတ်ကဲ့ဗျ သူအနေထားသူတို့ပြတဲ့ဒီပုံစံကိုတွေကကိုက်ညီအောင်လုပ်ရတယ်ဒုတိယချက် fashion ကိုညှက်လိုက်တဲ့စပင်ပုံစံနဲ့ fashion နဲ့ကိုတေချာလိုက်ဖက်အောင်ရွေးရတယ်ဒါသူတို့ရဲ့အမှတ်ပေးတဲ့ပေါင်ဝင်တဲ့အထဲမှာပေါ့နော်အဲ့လားလေးတတိထားဖို့တော့နောက်လူတွေတော့အကြံလေးပြုချင်ပါတယ်နော် ဟုတ်ကဲ့ကျေးဇူးပါဗျ မော်ရီရှာရတဲ့အပိုင်းမှာလည်းနည်းနည်းအခက်ခဲတော့ရှိရပါတော့ အင်းပေါ့ ကို ရှိခဲ့တယ် ညက်မဲ့သပင်ဟုတ်ကဲ့ကျွန်တော်လည်းရှေ့မှာလည်းပြိုင်ပွဲတွေကလည်းဒီเนาะကျွန်တော်တို့မြန်မာမှာလည်းပွဲတွေကရှေ့မှာလှုပ်ထားတယ်လည်းရှိတော့ကျွန်တော်တို့ကိုယ်တိုင်လည်းပြိုင်ပွဲတွေကဝင်ပြီးတော့တည်တယ်အဲ့လိုမော်ရီကအ ရေးကြီး အရေးကြီးရပါတော့မော်ရီကအရန်ရေးကြီးရပေါ့ပြိုင်ပွဲမှာဒီ fashion ပေါ့မော်ရီရဲ့ fashion เนาะမော်ရီ fashion ကျွန်တော်တို့ရဲ့မော်ရီသပင်စံသားပေါ့เนาะအဲ့ဒီရောဒီအခုတော်တော်လေးကိုရေးကြီးရပေါ့เนาะအဲ့ဒီဘိုင်းလေးတွေရောအခုဘယ်လောက်ဘယ်လိုပြောချင်လဲအခုဘယ်လောက်ဒီစပင်ပြိုင်ပွဲပုံတစ်ခုမှာမော်ရီကဘယ်လောက်ထိရေးပါလဲပေါ့ 90ပေါ့အဲ့လိုလည်းပြောလို့ရတယ်ပြီးတော့အခုသူတို့ရဲ့ဒီဟိုဟာ rule ထဲမှာလည်းထထားတယ်သူတို့ကသူတို့အဲ့ညက်တဲ့ hair style နဲ့အောက်ကသူတို့ outfit နဲ့ကြိုက်လားမကြိုက်လားသူတို့ကကြည့်မှာအဲ့ဒါဆက်သူတို့က rule ထဲမှာထထားတော့အဲ့ဒါလည်းပုတ်လို့မရပြန်ဘူးအဲ့လိုမျိုးဖြစ်သွားတယ် တေချာရွေးရအောင် ဟိုအဲ့လိုမထည့်ထားဘူးဆိုရင်တော့ကိစ္စမရှိဘူးအဲ့လောက်ပြီးစိုက်เสียရမလို့ဒါပေမဲ့အဲ့လိုထည့်ထားတယ်ဘာညာဆိုတော့အင်ကြီးဝတ်စားကြည့်တယ်ဘာညာဆိုတော့အခုဗီယက်နမ်တို့ဘာလို့ဆိုရင်သူတို့ကလုံးဝ perfect ကြီး ဟုတ်ကဲ့ အဲ့လို ဟုတ် မျိုး ကဲ့ အကုန်ဒီ အဲ့ မှာ ဒါ အဲ့လို overall ကြည့်တာပေါ့သူတို့ကတော့ ကြည့်ရမလား အဲ့လိုဆန်သားပေါ့ ကြိုလားလို့ပါလို့အဲ့လိုပုံစံတွေပါလှုပ်လာအဲ့လိုပုံစံတွေသူတို့ကအကုန်ပြင်ဆင်လာဟိုမှာ outfit တွေကအဆအကုန်လုံး try လာတာပေါ့ဆိုတော့အဲ့တစ်ချက်ကတော့သူတို့ကတော့ဒါကောင်းကောင်းကြီးဟိုပြိုင်ပွဲတွေလည်းအများတန်းဝင်နေကြ join နေကြဆိုတော့သူတို့ကအကုန်သိနေပြီအဲ့အချိန်မှာသူတို့ရဲ့ပြင်ဆင်မှုကလည်းအားသာတယ်ပေါ့လေဆိုတော့အဲ့အချိန်မှာပဲဟိုငါတို့လည်းပညာရတာပေါ့လေနောက်တစ်ခါကြီးသွားရင်ဘယ်လိုတွေပြင်ဆင်သွားတင်လဲဆိုတာတော့ကောင်းကောင်းကြီးသိခဲ့တာပေါ့အဲ့လိုအဲ့လောက်ပါ ဒီဇူလိုင်ရဲ့ဒီဘက်ပေါ့နော်မော်ရီရှာတဲ့အပိုင်းတွေဒီ prepare လုပ်တဲ့အပိုင်းလေးတွေလည်းအခက်ခဲလေးလည်းပြောပြပြပါဟုတ် ဒီဘက်မသွားခင်လား ဟုတ်မသွားခင်ရောမလေးရှားရောက်တဲ့အချိန်မှာရောပေါ့ဟုတ် ဒီဘက်
မတွားခင်ကအခက်ခဲကဘယ်လိုလဲဆိုတော့မော်ဒယ်ရှာခိုင်းတာ မော်ဒယ်ရှာရတယ်မော်ဒယ်ရှာတဲ့အချိန်မှာဟို classic တို့ mocket တို့ကအရန်လွယ်ရဗျာဒါပေမဲ့အဲ့လိုကျွန်တော်ရဲ့ creative ကြီးကဘယ်သူမှမညံ့ချင်ဘူး ဒီမှာမညံ့ချင်ဘူး ဟုတ် အလကားညက်ပေးမယ်ဆိုလည်းမညံ့ချင်ဘူး အလကားညက်ပေးမယ်ဆိုတဲ့အချိန်ဒီလက်ခံနေရအလကားညက်ပေးမယ်ဆိုညက်မယ်တော့ဘာလို့မလားပြီးရင်အဲ့လိုညီလေးဒီလိုကေလေးတော့ညက်မယ်နော်ဆိုရင်အင်းနေပြစ်သွားပြီကိုဖုန်းဆက်လိုက်မယ်ပြီးရင်မလာတော့ဘူးကျော်အားဆိုအမှငါတော်တော်တိုင်ပတ်တာ တိုင်ပတ်တယ်နော် အဲ့လိုမျိုးဆိုတော့ဟုတ်အဲ့အပိုင်းနေရှိရပေါ့လေဒါပေမဲ့ comment တို့ဟိုဟာတို့ကတော့တော်တော်လေးကျွန်တော်လည်းဆိုင်ရပူရ train လိုက်ရတယ်ဟုတ်တယ် ကျွန်တော်လည်းဆိုင်ပူရ သူတို့အဲ့လိုပါဝင်ကူညီပေးလို့ရတဲ့ style လည်းဖြစ်နေအောင်ငါ့ style တွေက mock-up ဖြစ်တယ် jelly roll ဖြစ်တယ်အဲ့လိုတော့ရှိပါတယ်ဒါပေမဲ့သူသပင် style ရအောင်လဲ မော်ကတ်အရှိညက်မှာတော့လိုက်ရှာတာတိုင်ပတ်လာအရှိတော့တချို့တော့ထားပြီးတော့မညက်ချင်တော့ မညံ့ချင်တော့ မညက်ချင်တော့အဲ့ရတခုတော်တော်တိုင်ပတ် ဟောကက်ကကျတော့ကျွန်တော်နည်းနည်းလေးမတူမရှိလေးကိုဟုတ်လောက်မညံ့ချင်ကြအောင် မညက်ချင်တော့လေဘာလို့ရှေ့ခိုင်းမှသူတော့မညက်ချင်တော့ဖြစ်ကုန်တော့ အဲ့လိုရက်ွက်ထဲပတ်ပြီးတော့အမှကိုရင်းနဲ့အမှကား စပင်ရှိတဲ့သူတွေရှာတာ အဲ့လိုဆိုရင်ရှိတဲ့အမှအဲ့လိုစားတော့ဆိုင်တွေပါလိုက်ရှာပြီးတော့တည်ရမလားဟိုဘဲတွေက ဟုတ် training စခဲ့မှာတော့ training မှာတော့ဆောင်းရမ်းကိုရုံးခဲ့ရတယ်အဲ့ဒီဘိုင်းမှာတကယ်တော်တော်ကိုကားရင်းနဲ့ပတ်ရှာမညက်ချင်လည်းညက်ချင်အောင်ပြောရတယ်ပြီးတော့မှဆောင်းရမ်းကိုတိုက်တွန်းပြီးတော့ကွာဘရိုလို့ပြီးရင်ဘရိုကြိုက်တဲ့ကေပြန်ညှက်ပေးမယ်အဲ့လိုအများနဲ့ပြောပြီးတော့သိလားအဲ့လိုမျိုးတွေတော့ဆောင်းရမ်းတော့ရုံးခဲ့ရတယ်တကယ်အဲ့ဒါတော့အမှတ်တရပဲပေါ့ ပြိုင်ပွဲစရောက်တယ်ပေါ့နော်ပြိုင်ပွဲစရောက်ပြီးတော့ကျွန်တော်ဝင်ချင်းပေါ့ပြိုင်ပွဲဒီသူတို့လောက်တဲ့ hall တဲကိုကျွန်တော်မြန်မာ flag တွေပါနေဝင်ချင်းပေါ့နော်မြန်မာကိုစားပြုအနေနဲ့ဝင်ချင်းမှာသူတို့ဘက်က reaction တွေဘယ်လိုရှိလဲ reaction ဆိုကျွန်တော်တို့ဒီမြန်မာ team ကိုဥမာသူတို့ welcome လုပ်တာမလုပ်တာတဲ့ဘယ်လို reaction လေးပေးလဲပေါ့ပထမဆုံးတွေ့တဲ့အချိန်မှာစုမရခင်ပေါ့နော် ပွဲမှာက reaction ပေးလားဆိုဘယ်လိုပြောမလဲကျွန်တော်တို့ဆိုလို့ရှိရင်ဗျာကျွန်တော်တို့အဲ့လိုတီးတဲ့အဲ့လိုနည်းနည်းပိုခင်းမကောင်းတဲ့သူတွေနဲ့တော့အဲ့လိုပေါ့အချိတ်ဆက်ပြီးတော့အချိတ်ဆက်တော့မိခဲ့ပါတယ်အားလုံးနဲ့တော့မဟုတ်ခဲ့ဘူးပေါ့လေအားလုံးနဲ့တော့မဟုတ်ဘူးဒါလည်းလူအများများနေတာပွဲမှာဆိုတော့ပြန်မအဲ့တော့ Vietnam တို့ Philippines တို့သူတို့နဲ့ဆိုတော့ခင်းခဲ့ပါတယ်သူတို့လည်း welcome လုပ်ပါတယ်ဟုတ်သူတို့ကျွန်တော်လည်းသူတို့နဲ့တွေ့ရတာလည်းဝမ်းသာတယ်အဲ့လိုပါပဲဟုတ် အချို့နိုင်ငံတွေတော့လေတိုံမတိတာမြန်မာနိုင်ငံအဲ့လိုမျိုးတိုံမတိတဲ့အနေထားတော့ရှိရအဲ့လိုနည်းနည်းစိမ့်နေတဲ့ပုံစံမျိုးတော့ကြည့်ရတယ်အဲ့လိုမျိုးပေါ့ဟာဘယ်နိုင်ငံလေးပေါ့ဗာလဲပေါ့တည်ရမလားကိုကြီးလည်းမတိတဲ့နိုင်ငံကြီးတွေ့ရလို့ပဲအဲ့လိုမျိုးပဲပေါ့ကိုဘက်ကနေဆိုရင်လည်းသူတို့ကလည်းအဲ့လိုကြီးကြည့်တာပေါ့လေဟိုဒီအဲ့လို competition တွေကသူတို့ကအမြဲလုပ်နေတာ Vietnam တို့ Philippines ဘာညာတို့အဲ့လိုမျိုး Indo တို့ဘာတို့ဆိုတာအမြဲတမ်းတွေ့နေကြသူတို့ကဒီ ASEAN မှာအကုန်လုံးက run နေကြသူတို့ကအကုန်လုံးကခင်လိုအဲ့လိုမျိုးတွေတောင်မြင်နေရပြီဥပမာမြန်မာကအခုမှဝုန်းကနေဆိုတော့အဲ့လိုနည်းနည်းတော့မလေးရှားတော့တည်တာပေါ့လေမြန်မာကိုတော့တည်ရမလားဟိုကျန်တဲ့မြန်မာနဲ့နီးရအောင် အချို့နိုင်ငံအဲ့လို Brunei တို့အဲ့လိုမျိုးပေါ့မွန်ဂိုလီးယားတို့ဘာလို့ဆိုရင်ကျွန်တော်တို့လုံးမသိတာအဲ့လိုမျိုးမြန်မာဘာမှမသိတာအဲ့လိုမျိုးပေါ့အဲ့လိုမျိုးလေးတွေပေါ့ဒါအခုမှလည်းကျွန်တော်တို့ကဒီ Asia ပွဲကို first time လို့ပြောလို့ရတာပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်ဆိုတော့ဒါသူတို့နောက်နှစ်တွေကြာရင်တော့ကျွန်တော်တို့မြန်မာကိုပို့ပြီးတော့သတိထားမိမယ်လို့ထင်ပါတယ်နော်အဲ့လိုမျိုးအခုလည်းစုလဲရပြီးသွားပြီဆိုခုလည်းစုလဲရပြီးသွားပြီဆိုတော့ဟုတ်တယ်သူတို့ပို့တိသွားတာပေါ့အရင်တော့ကလို့တော့ဘယ်ကလာလဲတွေပဲအရင်တော့ရှိမှလည်းမထင်တော့ပါဘူးအလံမြင်တာနဲ့အဲ့လိုမျိုးတော့ဖြစ်သွားတာပေါ့အဲ့လိုမျိုးဂျိုးရလေးပေါ့ဂျိုးရထောင်းလေးပေါ့အဲ့လိုမျိုးထိုင်းရလို့တော့ဗာညာထင်လောက်တယ်သိရမလားဖြူဖြူလေးနဲ့ဗာညာထိုင်းကလေးနဲ့ဆိုတော့လေထိုင်းထင်ပါပေါ့ ဘယ်နဲ့ အပြေးနဲ့ဘယ်နဲ့တူနေအဲ့ငူရမ်းဆိုရပဲရှိရဲ့အဲ့ငူရမ်းနဲ့ဒီကောင်နဲ့ကအဲ့လိုရုပ်ကတော်တော်ကြီးတူနေတာအဲ့ငါအခုငါ့ကိုဒီပွဲကိုပြောပြတဲ့တယောက်ပဲငူရမ်းဆိုတာတော်တော်ကြီးတူတယ်တော့မပေါက်နေတယောက်ကွာတော်ညီကိုလို့အဲ့လိုမျိုးတောင်တူတယ်တော်တော်တူတယ်အဲ့လိုမျိုးကြီးအေးအဲ့လိုမျိုးတော့တကယ်ဟုတ်တယ်ဗီယက်နမ်ရုပ်အဲ့လိုမျိုးကွန်မန့်ကဘာမီနင်းပေါ့ကွန်မန့်ကတော့လိန်လို့ရအင်ဒိုနဲ့ဆက်တာတော့နောက်ချက်မေးချင်တာအကြောင်းလေနော်ဒီမြန်မာနိုင်ငံရဲ့ပပားရည်နဲ့အဲ့လိုမျိုးဒီ international ရဲ့ပပားရည်နဲ့အဲ့လိုမျိုးဘယ်လိုမျိုးကြီးကွာခြားချက်မျိုးကြီးရှိနေမလဲပေါ့နော်လဲကွာခြားချက်မျိုးကြီးရှိနေဆိုလို့ရှိရင်ပြင်လို့ရအောင်လို့ပေါ့ဘယ်လိုမျိုးတိုက်တွန်းသင့်လဲပေါ့အဲ့လိုမျိုးလေးပြောပြပေးပါအောင်ဗျကွာခြားချက်ဆိုလို့ရှိရင်သူတို့တွေကစိတ်အားထက်သန်မှုအရန်ကိုရှိနေတာကိုမြင်ရတယ်ဟုတ်တယ် energy ရှိနေတာကိုမြင်ရတယ်ဒီအပေါ်မှာပေါ့လေပြီးတော့လည်းအဲ့လိုသူတို့ဒီလိုပွဲတွေပါဆိုရင်မကြောက်ဘူးအများအားအဲ့လို use ဖြစ်နေတယ်လို့လည်းခံစားရတယ်အဲ့ဒါတွေကလည်းအဲ့လိုသူတို့ဒီလိုပွဲတွေများများ join လို့ကွာဟုတ်ကဲ့များများ join လို့သူတို့အဲ့လိုအတွေ့အကြုံများများရနေတဲ့အတွက်ကြောင့်ကွာသူတို့ဒီဟာတွေအကုန်လုံးနဲ့ဘာမှမစိမ့်သလိုဖြစ်နေတာဟုတ်ကဲ့ဒါပေမဲ့ဒီကလူတွေဘာပြောချင်လဲဆိုလို့ရှိရင်ပွဲကိုပဲ join ကြည့်ပါဒီလိုပွဲတွေဆိုလို့ရှိရင်လက်လွတ်မခံပါနဲ့ရသလောက် join ကြည့်ပါအတွေ့အကြုံတွေများစွာရပါလိမ့်မယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်
ဟုတ်ကဲ့ဗျသူတို့ကကြောင့်အဲ့လိုမျိုးပွဲတွေကိုအဲ့လိုမျိုးတစ်နှစ်ကိုတစ်ခါအဲပါအဲ့လိုမျိုး collaboration နဲ့လုပ်ပြီးတော့ပြိုင်နေတဲ့အချိန်မှာသူကအများကြီးတော့ကျွန်တော်ထက်တော့ကွာအဲ့လိုမျိုး used to ပို့ဖြစ်တယ်ပေါ့ဒါပေမဲ့မြန်မာနိုင်ငံကလူတယောက်နေတဲ့လေပို့ပြီးတော့စူးစမ်းတင်တယ်ဒီကောင်းလေးထက်ဟုတ်တယ်မနိုင်မြော့ကိုရီလည်းအဲ့လိုသူတို့လို use ဖြစ်သွားရင်တော့ fine တော်တော်ကြီး fine သွားမှာဗျအဲ့ထက်တောင်ပို fine နိုင်နေတယ်အဲ့လိုပဲအများကြီးပဲဒီမှာအများကြီးရှိရဟုတ်ဒီမှာအများကြီးသိရမလားဒါပေမဲ့အကုန်လုံးကဘလို့ join ရမလဲဘာညာတွေပဲနည်းနည်းခက်ခဲနေကြသိရမလားအခက်ခဲရှိရဗျာဒီဘက်မှာဆိုရင်သိရမလားဒါကျွန်တော်တို့တောင်မှပဲအခက်ခဲဂျားတွေကနေပဲအဲ့လိုမဖြစ်အောင်နေအဲ့လိုရှောက်တွေးပြီးတော့ကိုတွေးတဲ့အတိုင်းရှောက်လို့စိတ်ကူးရင်ပြီးတော့သွားခဲ့ကြဆိုတော့ဖြစ်သွားလို့ဒါအခုတည်းဒီဟာဖြစ်သွားခဲ့တာလीနော်အဲနောက်ပိုင်းအဲ့လိုမျိုးတွေတကယ်အကုန်လုံးကဝင် join ကြတယ်ဟိုအကုန်ဝင်ပြိုင်ကြတယ်အဲ့လိုအမြဲတမ်းနေ join နေတယ်ဘာညာဆိုရင်တော့တော်တော်ကြီး fine သွားလောက်မယ်အဲ့လိုမျိုးအရင်တော့ကွာခြားတော့မှာမဟုတ်ဟုတ်ကဲ့ခုလိုအဲ့လို hacker haskey ဘိုင်းမှာဆိုတိလိုက်ရတာသူလိုကိုလိုပဲအဲ့တော့တိတော့ပြဿနာမရှိဘူးပေါ့အဲ့ဘိုင်းမှာဒါပေမဲ့အဲ့လိုအတွေ့အကြုံရှိပြီးတော့ပေါ့လေဒီလိုပွဲတွေနဲ့အဲ့လိုကျင်သားရနေဖို့အတွက်ကအဲ့လိုပွဲတွေကိုမြတ်သွားမှရမှာအဲ့မှအဲ့လိုဘရိုသိကျင်တာတွေသိရမှာကွာဒီလားဟုတ်တယ်အဲ့ပွဲတွေကတင်ပေးပြီးတော့ပါလိုက်မယ်ပွဲမှာကြောက်ကွာလို့ခြားပပါရဒီစပင်ညက်တာကြီးရကြောက်ကွာအရင်ကွာခြားမှုတော့အရင်ကြီးတော့ရှိမနေဒါပေမဲ့အဲ့လိုမျိုးသူတို့ရဲ့ physical and PR run တွေဒီကောင်တွေ influence ဖြစ်မှုတွေကအဲ့လိုမျိုးနောက်ထပ်နည်းနည်းလေးသွားကွာနေတဲ့ပုံစံပုံမျိုးလောက်ဖြစ်တယ်ဟုတ်တယ်ဒီကောင်တွေမှာအဲ့လိုဟို technique ကောင်းကောင်းရှိရယ်တိကျတိပပင်နာကိုဘလို့ technique ကောင်းကောင်းရှိရယ်ကိုဒီမှာနည်းနည်းတစ်ခါကျရင်ရမ်းပြီးတော့လောက်ရတဲ့ဟာမျိုးကြီးရှိတယ်အမြင်တော့ရှိတယ်ဒါပေမဲ့ရမ်းပြီးလောက်ရတဲ့ဟာကြီးရှိတယ်အဲ့လိုမျိုးဒါပေမဲ့သူတို့စီမှာအကုန်ရှိရယ်ဘယ်နာကဘယ်ဟာဆိုတာအဲ့လိုမျိုးလက်ဆွဲညက်တာအစအဘယ် degree နဲ့ဘယ်နာဆိုရင်အကုန်လုံးတိကျတိပရှိတယ်ပေါ့လေဆိုတော့သူတို့ရဲ့ဒီ influence ကပို့ပြီးတော့ဟိုဟာဖြစ်သွားတာပေါ့လေသိရမလားပိုကောင်းသွားတာပေါ့သိရမလားအဲ့လိုမျိုးဖြစ်သွားဆိုတော့ကိုကြီးလည်းအဲ့လို workshop လုပ်တဲ့ချိန်ကျရင်အဲ့လိုလုပ်နိုင်ဖို့တော့လိုတယ်ပေါ့လေသိရမလားဟိုကိုကဘယ်နာကိုဘယ်တယောက်ကမေးလိုက်တဲ့ question တိုင်းအကုန်လုံးကသူတို့မှာအဖြေရရှိနေတော့သူတို့ရဲ့ဒီဘယ်လိုလွှမ်းမိုးမှုကပိုကောင်းသွားတာပေါ့သိရမလားအဲ့လိုမျိုးဖြစ်သွား comment ကိုတစ်ချက်လာ comment ကိုချက်လာပေးပါဦး comment ကစကားရမ်းနေတော့လေကျွန်တော် comment ကဒီ podcast ဒီ interview တွေလည်းတိတ်မဖြေဘူးကျွန်တော်ကြားရပေါ့အဲကြောင့် comment ကိုကျွန်တော်အဓိကမေးချင်တာအဲလေ comment စီကဟိုစောနာလည်းပြောပါတယ်ဒီကျွန်တော် Anis ပြောသလိုပါပဲ comment ကကြတော့ဒီကျွန်တော် first gen လို့ပြောလို့ရပါဘောเนาะကျွန်တော်ဘာဘာ industry မှာကြောက်လေ comment က first gen လို့ပြောလို့ရတော့ comment စီကအဖြေလေးတွေအရင်ကြားနေပါတယ်ဟုတ်အဲ့တော့ဒီကျွန်တော်တို့ Asia ပွဲသွားတဲ့အချိန်မှာပေါ့နော်ပွဲမှာအဲ့လိုကွာခြားပုံလေးတွေပေါ့ haircut ကောထပ်ပြီးတော့ comment အနေနဲ့ထပ်ပြောပြီးပေါ့ haircut ကောတခြားကွာခြားပုံပေါ့မြန်မာဘာဘာတွေနဲ့ကွာခြားပုံလေးပေါ့ဟုတ်ကဲ့မန်တိုင်းပြောရင်တော့ရိုင်းမကွာဘူးကြီးလေးစိတ်မပူနဲ့နော်အဓိကကိုရရှိမှမရှိတာအတွေ့အကြုံပွဲအတွေ့အကြုံမရှိဘူးဟုတ်ကဲ့အဲ့လာလေးပဲကိုလို့မြင်နေဘာလို့တော့အားလုံးကညှက်နေတာတူကိုဒီတိုင်းပဲတလားအရင်စိတ်ပူတာမလို့ဒီမှာဒါပွဲတွေများများလုပ်ပေးငါတို့ရှိကဘာ live ကလည်းတိုးတက်လာမယ်နောက်ဘယ်နိုင်ငံမှာလို့လက်မတွန့်တော့ဘူးပေါ့ကွာဟုတ်ကဲ့ဟုတ်ရဲလာလိမ့်မယ်အမြဲဖြစ်လာလိမ့်မယ်ဟုတ်ကဲ့အဓိကဟိုမနေ့ပြောရင်ဒီကစပင်ညက်တာထက် styling ပို့ပြီးတော့အားဆိုင်ပို့ကောင်းတယ် styling မိုက်ပေါ့သူတို့ဘက်မှာ styling ကိုအရင်ဦးစားပေးတယ်ကိုမြင်ခဲ့တဲ့အမြင်ပေါ့နော် styling ကိုအရင်ဦးစားပေးတယ်ညက်တာတော့ဘာမှမဟုတ်ပေမဲ့ styling တော်တော်ကောင်းတယ်သူတို့ကိုအဲ့လာလေးတော့ဦးစားပေးပြီးလုပ်တင်တယ်ဒီမှာတော်တော်များများကလည်းလှုပ်တယ်နီးစနက်ကိုမသိဘူး styling ဘယ်လိုနီးစနက်လောက်ရမလဲမသိဘူးနည်းနည်းအဲ့လာလေးလေးလိုက်တော့ပိုကောင်းလိုက်မယ်ဒါပေမဲ့ရိုင်းစိတ်မပူနဲ့ပြန်ပွဲဆိုတာတော့တူကိုပြန်နေကြတာပဲကိုလည်းအစတော့ရောက်ချင်းစိတ်ပူတော့ဟာဒီကောင်ဘယ်လိုလုပ်မှလဲတကယ်လည်းပြန်ပွဲလဲဝင်ရောအားလုံးကတန်းတူပဲအဲ့လောက်ဒီပါချမှုရှိအဲ့ဒါလည်းကျွန်တော်ဟိုနည်းနည်းပြောရမယ်ဆိုတော့ကိုဘက်ကအဲ့လိုတေချာပြင်ဆင်ထားရတယ်လည်းစိုက်မယ်ထင်တယ်ဟိုပေါ့နော်ကိုဘက်ကပြင်ဆင်ထားရလဲပေါ့ပါဖြစ်နေတယ်ဟုတ်တယ်အဲ့လိုကိုဘက်ကဒီ training ကြောင်းဟုတ်ကဲ့ဟုတ်အဲ့ဒါလည်းအများကြီးဆိုင်မယ်တယ်ဘာဖြစ်လဲဆိုရင်တော့ကျွန်တော်ကြုံရပါပဲသိရလားဘယ်လိုပြိုင်ပွဲပေါ့တူရဲဘယ်လိုပဲလွယ်ပြီးတော့ကိုဘက်ကအဲ့လိုအနာကမ်းပါသိရလားပွဲကြမှာဆိုရင်တော့မလွယ်တော့ပေါ့နော်ကိုဘက်ကလည်းအဲ့လို training များလုပ်တာကြောင်းနေဟိုမှာတော်တော်သွေးထွက်များမှချွေးထွက်နွဲမယ်ဆိုလို့ပဲပေါ့ဆောင်ရမ်းလှုပ်သွားတာကွာဟိုမှာလုံးဝကို smooth ဖြစ်နေတာ smooth ဖြစ်နေပါပေါ့နော် easy ပဲဝင်ပြီးတော့အနည်းဖြစ်လိုက်ရုံပဲပုံမှန်ပဲအဲ့လိုပဲခံစားသွားတာဟုတ်ကဲ့ဟုတ်အားကြောင့်မလို့လဲဘယ်လိုပြောရမလဲကစားကွက်ကောင်းပါပေါ့အဲ့ဒါနဲ့ပြီးသွားတာပေါ့လို့ပြောချင်တာဒါတော့ငါတို့ကရန်ကတ်လို့တလားခွဲလောက်ပဲရှိပါတယ်ကိုတို့ဟုတ်တယ်တလားခွဲလောက်ပဲဟုတ်တယ်အချိန်တော့အရန်တူခဲ့တယ်ကွာအချိန်တော့အရန်တူခဲ့တယ် training ချင်းကငါတို့တီးခဲ့တဲ့အချိန်တလားခွဲလောက်ပဲ daily run နေတာပေါ့နော်အဲ့ချိန်နေတာဟုတ်တယ် daily run နေအလုပ်လဲစင်းကြအလုပ်ပိတ်တဲ့အချိန်နားတဲ့အချိန်သို့မဟုတ်အားတဲ့အချိန်ကြပါနော်လူကလည်းစုံရသေးမှထင်တယ်ဟုတ်တယ်အဲ့ဒီမှာကိုတစ်ပတ်နှစ်ရက်ပေါ့ဂျူလိုင်ပြောသလိုပဲတစ်ပတ်နှစ်ရက်လောက်ရတယ်
ဒီမှာလည်းအလုပ်လုပ်ရတယ်တစ်ဖက်ကလည်း တစ်ဖက်ကလည်း training ကလည်း တင်းရတယ်ပြီးမော်ရီယာမရှိလိုက်ရှာတယ် မော်ရီယာလည်းရှားသေးတယ်နော် အဲ့လိုမျိုးအရင်အဲ့လာတော့မှကိုတလားခွဲပဲတင်ပုံမှန်ဆိုရင်ကို3လလောက်စောတင်ပို့ကောင်းတယ် 3လလောက်စောသေးရင်တော့ပို့ကောင်း ဘာဖြစ်လို့လဲအဲ့လာမှကို train ရမယ်ချင်းချင်းကိုပြီးရင်ကိုလို့ဒီ decision ချရတယ်ကွာတင်မလားဘယ်လိုပုံညှက်ရမယ်အဲ့လိုဘာဟာနဲ့ဘယ်လိုဝင်မယ်ဆိုတာမျိုးကိုလုံနိုင်ပို့ချနိုင်ပို့ကောင်းတယ်ကွာတင်မလားစဉ်းစားပြီးလောက်ရတာတော့အခုတော့တလားခွဲကြောက်ကိုလို့ဖဲပြီးရင်တော်ကြနေလောက်ရပြန်ပြီးဘာတပုံ ကျွန် နဲ့ တော် ပုံ ပြီးရင်ကျွန်တော် အများခက်ခဲ visa ကိစ္စတွေပါရရှိသေးတယ်နော်အဲ့တုန်းကလည်း ဟုတ်တယ်ဟုတ်တယ် visa တွေရောကျွန်တော် passport ကိစ္စအဲ့အရာတွေကလည်း rank ရသေးတယ်နော် ဒါပေမဲ့အခုနောက်နှစ်တွေကြာရင် နောက်နေ့ကြာတော့ဟုတ် visa မလို့ visa မလို့တော့ အခု အဲ့တော့ကောင်းပါတယ် အဲ့တော့ category လေးတွေပေါ့ category လေးတွေအကိုတို့ပွဲရောက်တော့ဘယ်လို category လေးတွေနဲ့ပြိုင်ရလဲပေါ့ဒီအကိုတို့ပြိုင်ပွဲမှာပေါ့နော်ဘယ်ကောင်းစဉ်တွေနဲ့သူတို့ပေးထားတဲ့ကောင်းစဉ်လေးတွေကိုလည်းဒီလူငယ်တွေကိုအကိုတစ်ချက်လောက်ရှင်းပြပေးပါအောင်ပြောပြပေးပါအောင်တီးကြလေးပေါ့သူတို့ပြိုင်ပွဲတိုင်တယ်လေးတွေ အခုကဟိုကသူတို့ကတတင်းကို3ယောက်ထွက်ရတတင်းကို3ယောက်သူကဟိုတိုက်တယ်ကိုရင်ပြောရမှာလားအဲ့လိုလားတိုက်တယ်ကအခုသူတို့ဘာဘာလမ်ပစ်ကကျတော့ main တိုက်တယ် main တိုက်တယ်ကိုကျတော့ဒီဘာဘာ expo asia ရဲ့ main တိုက်တယ်ကဘာဘာလမ်ပစ်မှာကျတော့နိုင်ငံပွဲတွေနိုင်ငံအတင်းတွေဝင်ပြိုင်ရပါဗောလေ နိုင်ငံတင်းတွေ ဆိုတော့နိုင်ငံတတင်းမှာ3ယောက်ဆိုတော့ဒီအများစုကတော့အရှိတောင်အာရှအဲ့နိုင်ငံအေရှားပဲပေါ့ဆိုတော့ပြီးတော့တခြား site တိုက်တွေရှိတယ်အဲ့ဒါတွေကကျတော့ဒီ creative French cross ပြီးရင်ဒီ Korean fan တို့တခြားဒီ control တို့ဘာလို့လဲပါတယ်အဲ့ဒါတော့ကျွန်တော်မ join ထားဘူးပေါ့ဆိုတော့စလုံးမိုင်းတွေပါ စစ်တာတွေပါအဲ့ဒါတွေကတော့ငါတို့မ join ခဲ့ အဲ့လိုမျိုး အဲ့ဒီဘက်တိုင်တွေကကြတော့ဟိုပါပေါ့ Barber Salon ဟုတ်တယ် Expo Asia ဟုတ်တယ် ဆလုံးလဲပါတယ် ဟုတ်တယ် ဆလုံးနေလဲပြိုင်လို့ရတယ်ကျွန်တော်အစုံမဲ့တော့သူက break တွေရော ပွဲအများကြီးရှိတယ်အဆုံးရှိတယ်စက်လိုက်လည်းရှိတယ်သပင်ဆေးဆိုးရိုက်လည်းရှိတယ်သပင်ဖြောင်းလိုက်လည်းရှိတယ်ပွဲကတော့အများကြီးပဲဒါပေမဲ့အဲ့ဒီပွဲမှာအဲ့ဒီဘာဘာ Expo Asia ရဲ့ main ပွဲ main event ရဲ့တိုက်တယ်ပေါ့လေအဲ့ main တိုက်တယ်ကတော့ဘာဘာ Olympic ပေါ့ Barber Olympic ဘာဘာ Olympic 3ယောက်ငါတို့3အတူတူ join ခဲ့တာပေါ့ ဟုတ်Barber Olympic ကတော့ဒီနိုင်ငံထင်းနေပေါ့ ဟုတ်တယ် တကယ်ပြီးတော့လေ Barber haircut တွေကြီးပဲပေါ့နော် ဟုတ်တယ် only Barber haircut ပဲဒီဆလုံးကဘာညာကိစ္စတွေမပါဘူး ပါ ကဲကျွန်တော်တို့Barber နဲ့ပတ်သက်တဲ့ haircut တွေပဲပြိုင်ရတဲ့တိုင်တယ်ပေါ့နော်အဲ Barber Olympic ပေါ့နော် ဟုတ်တယ် အခုလည်းအဲ့မှာရခဲ့တာတတိယစုရခဲ့ ဟုတ်တယ် ဟုတ်တယ် အဲ့တော့ဒီဘက်ကဟိုဟာမှာရောအခုဝင် join သေးလားဒီဘက်ကဒီဘာခုနဆောနာပြောရဲဘာဘာ စိုက်တိုက်တယ် စိုက်တိုက်တယ်လေးမှာ စိုက်တိုက်တယ်လေးမှာ ဝင် join ဖြစ်လာဗျ ဇူလိုင်တော့ join ဖြစ်တယ်ဖမ်းမှာနော်ကိုရီးယား ဟုတ်တယ်ဒီ site တိုင်းနဲ့ဟိုက Korean fan မှာကျွန်တော် Korean fan မှာလည်းဝင် join တယ်ပြီးတော့ Frank Crow မှာလည်း Frank Crow ကိုကျတော့ဟိုဟာပေါ့လေ creative French ကမှာတော့ငါတို့ tag team ပေါ့လေ tag team ပေါ့ သူက2ယောက်ကိုဟိုဟာပေါ့ဒီ model တယောက်ကိုဘာ2ယောက်ကဝိုင်းပြီးတော့ညက်ရပါလေ9မိနစ်တစ်ဖြတ်10မိနစ်တစ်ဖြတ်အဲ့ဒါတော့ Justin ရှင်းပြပြီပေါ့ ဟုတ်တယ်သူတို့ပေးထားတာပေါ့ဒီတိုင်းအချိန်ကို9မိနစ်တခါဆိုလို့ရှိရင်ဆွတ်တယ်ပြီးရင်10မိနစ်တခါနောက်ဘာဘာတယောက်ကဝင်ရတယ်နောက်ဘာဘာတယောက်ကပြီးသွားလို့ရှိရင်10မိနစ်ပြန်ဝင်ပြီးသွားလို့ရှိရင်နောက်ဆုံးဆရာနောက်ဆုံးအနည်းကိုဘယ်လိုပြောမလဲအဲ့လို styling အဲ့လိုပိုင်းလေးနဲ့သွားလက်စားသက်အဲ့လိုပိုင်း ဟုတ်ကဲ့ဒီကအဲ့လိုတင်းတစ်ခုအနေနဲ့အဲ့လို2ယောက်ဒီဟာကို creation လုပ်တဲ့ပုံစံသဘောမျိုးပေါ့ ဟုတ်တယ် သူတို့အဲ့လိုစီကန်းချက်တွေကတော့ရမ်းများရယ်နော်များရယ် ဆောင်းခန့်အောင်လုပ်ထားကွာ ဟုတ်ကဲ့အဲ့ကိုအဲ့လိုမျိုးလူတိုင်းဘဘာတယောက်တိုင်း individual တွေအကုန်လုံးမြင်ရအောင်လို့ပေါ့ ဟုတ်တယ်တယောက်တည်းကောင်းနေလို့မရ တယောက်တည်းကောင်းနေလို့တော့မရအောင်ဟုတ်တယ် ထင်းဖို့ အဲ့လို ထင်းဖို့ကောင်းမှရမှာ လို့လဲ လဲဆိုတာ ဟုတ်ကဲ့ဗျ ပြခိုင်းတာတင် ဟုတ်ကဲ့ ဟုတ်တယ် အဲ့တော့အခုကျွန်တော်တို့ category ကတော့ပြောပြပြီပေါ့အဲ့ကျွန်တော်တို့ကဗျာဟိုမြန်မာဒီကျွန်တော်သိသလောက်ပေါ့နော်ဒီမြန်မာပွဲအိပေါ့မြန်မာပွဲအိမှာတော့ကျွန်တော်တို့ category တိုင်တယ်ရလွဲစရာအကြောင်းမရှိဘူးပေါ့နော်ကိုကလည်းပြင်ဆင်တာပါအဲ့တော့ဒီ ဟိုဘက်ပါအောင်ကို category နဲ့ကိုပြင်ဆင်တာနဲ့ကိုညက်တာနဲ့နောက်တော့အဆုံးသက်ထိတစ်ထက်တည်းကြားခဲ့လားဒီနေ့ချွတ်ကြော်ခဲ့ရလေးရှိလားဒါမှမဟုတ်အဲ့လိုအဆင်ပြေခဲ့လားပေါ့တစ်ထက်တည်းကြားခဲ့လားပေါ့ဟုတ် အဲ့ဒါတော့ငါတို့ site တိုက်တယ်မှာတော့ရှိတယ် ဟုတ်ကဲ့အဲ့လေးတွေနည်းနည်းပြောလိုက်တော့ မထူးတော့ ဟုတ်ကဲ့ site တိုက်တယ်မှာဆိုငါတို့ဆိုလို့ရှိရင်ကွာအဲ့ creative ပေါ်တင်မဲပြောတူး ဟုတ် တော့ တယ် creative French ကပေါ့လေအဲ့ဒီခေါင်းစဉ်အောက်မှာပြန်ရတာပေါ့ ဟုတ်ကဲ့ ပြန်ရတာမိနစ်ဆွတ်တာအစကွာပုံမှန်ဆိုလို့ရှိရင်တို့ဒီ root ဒီချိန်ကိုကွာပေးထားတယ်9မိနစ်ဆိုရင်တစ်ခါဆွတ်မယ်ပြီးရင်10မိနစ်တစ်ခါပြန်ဝင်မယ်ပြီးသွားလို့ရှိရင်နောက်ပါတယောက်က10မိနစ်တစ်ခါပြန်ဝင်မယ်စုစုပေါင်း35မိနစ်ပေးထားတာကွာအခုအဲ့ပွဲမှာဘယ်လိုဖြစ်သွားလဲဆိုတော့အဲ့ဆွတ်တာတွေပါကွာမှားနေတာ15မိနစ်လောက်တစ်ခါမှငါတို့ဒီမှာတိထားတဲ့တို့ချပေးထားတဲ့ root time မဟုတ်ဘဲနဲ့အဲ့ဒါလေးတော့တိုင်ပတ်ခဲ့တယ်ကွာတော်ဘာလို့လုံးအမှန်မသိပွဲမှာအဲ့လိုလေးတော့ရှိခဲ့တယ်
အဲ့ဒါတော့အမှတ်တရတိုင်ပတ်တဲ့အမှတ်တရပေါ့ ဟုတ်ကဲ့အဲ့လေးတော့နည်းနည်းလွဲတာပေါ့နော်အဲ့လိုမျိုးလေးဖြစ်တတ်တယ်နော် ဖြစ်တတ်တယ်ဟုတ်တယ်အဲ့ဒါလည်းအတွေ့အကြုံပါပဲအတွေ့အကြုံတစ်ခုပေါ့ဟုတ်အဲ့လိုတော့ရှိတယ် နောက်တစ်ခုလွဲရှိတယ်သူတို့ပြီးပြောထားတဲ့ခေါင်းစဉ်နဲ့ပေးလိုက်တဲ့ဟာတွေရတော်တော်ကြီးဖြစ်သွား ဟုတ်တယ်နော် တိုက်တယ်မှာနော် ဒါအခုပြောလို့ရဒီချိန်မှာပြောပါရပါ တကယ်မဟုတ်တကယ်ကြီးသူတို့ရေးထားတာ fake ဟုတ်တယ်နော် creative frank of ရေးထားတယ်ဒါပေမဲ့ fake ကိုသူတို့ဦးစားပေးအမှတ်ပေးမယ်ပြောတယ်တကယ်တမ်းပေးသွားတာ style လေးမှာပေးသွားတယ် အဲ့ဒါလေးပေါ့နော် အေးအဲ့လိုမျိုးလေးကနည်းနည်းအဲ့တပွဲတော့နည်းနည်းလွဲတယ်ကွာအားလုံးကကျန်တာတဲ့အားလုံးကတော့အဆင်ပြေတယ် ပြီးတော့လည်းပေါ့အဲ့ site တိုက်တယ်ဆိုလို့ရှိရင်တနိုင်ငံမှာလူကြီးဘယ်လောက်ဆိုတာသတ်မှတ်မထားဘူးကျဲသလောက်လာပြိုင်အဲ့တော့လူတွေကအများများတယ်ကွာအဲ့မှာ judge လုပ်တဲ့ကောင်က4ယောက်ပဲရှိတယ်ဒီလူအယောက်100ကျော်ဒီ judge 4ယောက်ကဘလို့မှမနိုင်ဘူးလို့ငါတော့မြင်တယ် အယောက် ငါ judge အနေနဲ့စဉ်းစားရအောင် ကျွန်တော် site တိုင်တယ်မှာပြန်ဝင်ဝင်ကဘယ်နှယောက်လောက်ရှိလဲကို site တိုက်တယ်မှာပြိုင်ပွဲဝင်ကအယောက်108ပွဲပေါ့108ယောက်ပေါ့108ယောက်ပေါ့ ဟုတ်ကဲ့ ဟော108ယောက် 200နဲ့ အဲ့ပေါ့အဲ့ဒါမြောက်လိုက်တော့ 216ယောက်ပေါ့ site တိုင်တယ် အဲ့ဒါကို judge က4ယောက်ထဲနဲ့ iPad နဲ့ judge သွားကွာအဲ့လိုအဲ့ဟာတော့ကွာလုံးဝအဲ့လိုပေါ့စိတ်ထဲမှာနည်းနည်းဟိုကတိကောက်နေနိုင်တာပေါ့ ဟုတ်ကဲ့ အဲ့မျိုးတော့ရှိတယ်ပြီးတော့အကယ်၍အဲ့လိုမျိုးပေါ့ရှိသမျှလူအကုန်လုံး like join စေချင်တယ်ဆိုလို့ရှိရင် judge ကိုအယောက်50လောက်တရူးစီခွဲထားစေချင်တယ်ငါလိုပုံစံဆိုလို့ရှိရင်ပေါ့အဲ့ဆိုလို့ရှိရင်ဟုတ်တယ်ကြက်တော့လက်ခံကွာအဆင်ပြေတယ်အခုက judge 4ယောက်နဲ့တော့နိုင်တယ်လို့တော့မခံစားဘူးဘာဖြစ်လဲဆိုတော့ဒီပုံမှန်ဆိုလို့ရှိရင်ဒီညှက်ထားတဲ့ haircut ကိုခေစီတွင်းကြဒီဒေးကြကြကိုပေါ့လေစစ်ဆေးရမှာပေါ့မဟုတ်ဘဲနဲ့သူတို့ကတော့အဲ့လို iPad လေးနဲ့ကြည့်ပြီးဖက်ဖက်ဆိုပြန်အဲ့အမျိုးလေးတော့သဘောသိမကြအောင်ရင်ထဲမှာသိပြီးတော့မကောင်းဘူးကွာ အဲ့မော်လူ jazz ကလည်း4ယောက်ပဲရှိရ ဟုတ်တယ် တိုင်ဝမ်ဝင်ကလည်းအများကြီး model ကြီးပဲ100ကျော်ဆိုတော့ အဲ့ဒါတော့ပထမ site တိုက်တယ်မှာ မှာနော် ကြုံတွေ့ခဲ့ရတဲ့အမှတ်တရပေါ့ အမှတ်တရပေါ့နော် အတွေ့အကြုံပေါ့ နည်းတော့ဘာညာပေါက်တာပေါ့ နည်းတော့ဘာပေါက်တယ်ကွာတကယ်အဲ့လို ကျင်းတဲ့ဟူတိတ်ပြီးတော့ ကျင်းနေဘူးဆိုတော့ထဲအဲ့လို ကျင်းတဲ့ဥစ္စာလည်း မဖြစ်တင်ဘူးကွာ မဖြစ်တင်ဘူးပေါ့ မဖြစ်တင်ဘူး မဖြစ်တင်ဘူးပေါ့ဟုတ်ကဲ့ အဲ့လိုတေချာလေးရွေးချယ်ပြီးတော့ပေါ့လေတကယ်ကိုကောင်းလို့ပေါ့ငါတို့လည်းလက်ခံတယ်ငါတို့ငါထက်ပိုကောင်းလာရသွားတယ်ဆိုအဲ့လိုလက်ခုပ်တီးပြီးတော့အားပေးနေတာပါအမှန်တကယ်ကတော့ဟိုလိုကိုစုမရလို့ဒီလိုစကားမျိုးပြောခဲ့တာမဟုတ်ဒါပေမဲ့အဲ့အခက်ခဲကတော့တိတ်မကောင်းပွဲကအရန်ကြီးပြီးတော့မနိုင်ဘူးလို့ခံစားရတယ်ကွာအဲ့လိုမျိုးတော့မြင်တယ် ကိုကျူလိုက်ရောဒီ site တိုင်နဲ့ပတ်သက်ပြီးတော့ စိုက်တိုက်တယ်ပောက်ကွဲတာပေါ့ပောက်ကွဲရဆိုတော့မဟုတ်လေဟိုမနိုင်လို့တည်းမှာဘာရတော့မဟုတ်ပါဘူးဒါကတော့သူတို့ဟိုဗာလဲဝင်ပြိုင်နဲ့ထက်တင်းဝင်ပြိုင်တဲ့လူတွေကပိုတိပါတယ်ကျွန်တော်ကတော့ဟိုပါပေါ့ညနေစုချိန်ညာပြီးတော့အဲ့လိုပေါ့နည်းနည်းတည်ရမလား family ပေါ့ ရအောင်လုပ်မယ်ကွာလို့တည်ရမလားတဆူဆူတော့ရမှာတည်ရမလားကိုရီးယားအမှနည်းနည်းကျွန်းနေလေဟိုဘက်ရောက်နေတည်ရမလားနိုင်ငံပွဲပါပြန်တော့မှာဆိုစုတော့ရအောင်လုံးမရမှာလို့ဟိုက Frank Cross တော့လွတ်သွားပြီဆိုတော့တည်ရမလားငါတို့တခုခုတော့ချိန်မှရမှာအဲ့ဒါမှလည်းငါတို့ဟိုဖြစ်မှာဆိုပြီးတော့ပဲအဲ့လိုခွန်အားတစ်ခုတော့ရတော့ပါဗောလေအဲ့မှမရလိုက်ဘူးဆိုတော့ဘာလို့မဟိုပါဗောလေ ပထမရက်မှာမရလိုက်တဲ့အတွက် မရလိုက်တဲ့အတွက် နောက်နေ့မနေ့ကတော့ငါတို့တခုခုရမ ရ ရတော့ ရမှာတော့ လက်စကေးပြိုသွားပြီနော် အဲ့စိတ်ကတော့ဝင်သွားတာဗောလေငါတို့ရမှာရတော့မှာဆိုတော့ဟိုမှာဆိုတော့အဲ့ဂျားထဲမှာတရက်ပဲချားလိုက်တယ်အဲ့တရက်တွင်းမှာလည်းအကုန်လုံးကဒီပြိုင်ပွဲအတွက်ပြင်ဆင်ကြရဗောလေဆိုတော့3ရက်လောက်တာဟိုတော့ဟွာလောက်တာ6ခွန်ရှင်နော် ဟုတ်တယ် 6ခွန်8ဆိုတော့6ရက်နေ့မှာ Frank Cross တက်တင်ပြီးတော့9ရက်နေ့မှာကျတော့ကျွန်တော်နားမ join ပြဘူးဆိုတော့သူတို့ control တို့ဘာလို့ကြော9ရက်နေ့မှာ ကိုရိုဘာတို့ control တို့ဘာတို့ပြီးတော့ win 5 win တို့ဘာတို့ကအဲ့မှာ9ရက်နေ့မှာဆိုတော့9ရက်နေ့မှာဆိုတော့9ရက်နေ့ကိုမတော်ဘူး9ရက်နေ့ကို training တွေလုပ်တယ်ပြီးတော့ဒီ coloring အဲ့လို creative တွေအဲ့ဒါတွေပြင်ဆင်တယ်ပြီးတော့10ရက်နေ့ကျမှ10ရက်နေ့မနက်မှာ Korean fan အဲ့မှာကျွန်တော်ဝင်ပြိုင်တယ် Korean fan ကိုမနက်10နာရီလောက်ဝင်ပြိုင်တယ်ပေါ့လေဆိုတော့ Korean fan ဝင်ပြိုင်ပြီးတော့ညနေကျတော့ပါလမ်းပြပေါ့ မင်းအမှတ်တရတော့ရှိရနော် အော် Korean fan အဲ့ဒါဒီဘယ်လိုပြောမလဲနေ့ပြန်လို့ပဲပြန်မဝင်တော့မော်ရရှာမရသေး ရှာမရသေးဘူး ဟုတ်တယ် အဲ့ဒါတကယ်အမှတ်တရ အဲ့ဒါပြောပြပေးပါဦး တကယ် ဟုတ်တယ်မရှိဘူးမော်ဒယ်မရှိဘူး တော့မော်ဒယ်မရှိဘူးမနေ့ပြန်လို့ပဲ ကောက်ပေးမယ်မော်ဒယ် မရှိဘူးမော်ရ ဟုတ်တယ်ရှိတဲ့မော်ဒယ်ကအဲ့လိုမနေ့ပြန်လို့ပြိုင်မယ်ဆိုဒီနေ့လိုမှအဲ့လိုကျွန်တော်မလာဖြစ်တော့ဘူးတဲ့ အဲ့လိုကြီး မနေ့ပြန်လာစာထုံးမှာမို့လို့တဲ့သူ့ကိုခေါ်ခြင်းအဲ့လာစာပေးမှာပဲရတော့မှာသိရမလားသူကအဲ့လာစာပေးရတာနဲ့သူအဲ့လောက်ကထွက်တော့မှာတဲ့ဆိုတော့အဲ့သူ့ကိုခေါ်ခြင်းအဲ့လာစာပေးမှာရတော့ တိုင်ဘက်ဝါပေါ့ အဲ့လောက်ကြီးကြောက်လည်းမပိုင်းနေဘူးဆိုတော့အဲ့တိုင်ဘက်ဝါဆိုတော့အဲ့ညီလေးကိုလည်းတကယ်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကြည့်နေတယ်ဆိုရင်ပေါ့လေဆိုတော့ပြီးတော့စိုးစံပြီးတော့အဲ့ဟိုပေါ့လေဒီမလေးရှားမှာပဲခင်လိုက်တာပေါ့လေ
စီးကမိတ်ဆက်ပြီးလို့အဲ့မှာမြန်မာပဲအမှစူးစမ်းနေပြီးတော့ကိုကျူလိုင်းတူကတော့ရှိတယ်ပေါ့အမှရုပ်ရည်လဲအမှတည်ရမလားအစင်ပြေ fine နေဆိုတော့အဲ့လိုမျိုးဆိုတော့အဲ့နဲ့သူ့ပဲမနေ့ကျမှအဲ့လို bro လို့လာခဲ့ပြီးပါအောင်ဘာညာဒီတိုင်းရိုးရိုးစပင်ညက်တာပဲဘာညာဆိုတော့အဲ့နဲ့ရတယ်တဲ့ကိုဘာမှဖြစ်ဘူးဆိုပြီးတော့အဲ့မှာပွဲကြမှာတွေ့တာမော်တယ်ဘယ်လိုမျိုးလဲဘာလဲမသိဘူးဘာမှလည်းမသိဘူးပွဲကြမှာလည်းမသိဘူးအဲ့မှာပွဲကြမှာရောက်ပြီးတော့ဒါပေမဲ့သူတို့တော်အဆင်ပြေပါတယ်တော်တော်လေးကိုအကူကြီးရတယ်ကွာသူတို့ကိုလည်းကျေးဇူးဒီနေရာနဲ့ကျေးဇူးတင်နေတယ်လို့ပြောချင်တယ်ဆိုးဆန်တို့ဘာဘာကက်ဇီတို့သူတို့အားလုံးပါပဲနာမည်အကုန်လုံးပါပဲမေ့နေရရှိတယ်သူတို့ကလည်းဒီကိုမြန်မာဘာဆိုတော့အများကြီးဝဲခန့်လုပ်တယ်ပေါ့နော်ဟုတ်တယ်တော်တော်လေးကိုဟိုလုပ်တယ်တော်လေးကိုပါဝင်ကူညီပေးတယ်ကူညီရတယ်ပေါ့နော်ပါဝင်ကူညီပေးတယ်အပြည့်ပဲအဲ့လိုမျိုးဘာလုပ်ချင်လဲဘာလို့ညက်ချင်လဲညက်ချင်တဲ့ကိညက်ကြိုက်တဲ့ကိညက်တယ်ကြိုက်တဲ့ကိညက်အဲ့လိုအများကြီး support လုပ်ပေးတယ် support လုပ်ပေးတယ်ကိုကြည်လိုက်အဲ့လိုလောက်ဒီရှောင်းလုံးနေဆိုလို့ရှိရင်ဒီ model ရောနည်းလေးရောရှောင်းလုံးတော့ရတယ်ဟုတ်တယ် model တွေကိုတကယ်ဟိုဟာလုပ်တယ်အဲ့အခုကျွန်တော် creative model ဆိုရင်လည်း Joshua Lin ပိုင်တကယ်အရင်ကျေးဇူးတင်တယ်တကယ်ပြောတာဘယ်သူမှညက်မခံနိုင်ဘူးဟုတ်တယ် creative hacker ကိုရုပ်တရက်ကြီးတည်ရမလားကြိုပြောထားတာမျိုးလည်းမဟုတ်ဘူးတွေးမှတာဒီပုံစံညက်မယ်ဘာညာဆိုတော့အကုန်လုံးကလက်ခံကြဆိုတော့တကယ်ကျေးဇူးတင်ပါတယ်အဲ့ဒါကြီးလေcomments ကကြတော့ model ကိုပေါ့ရှာသေးလားကျွန်တော်ပွဲမှာမရှာတော့ဘူးเนาะဒီ model အတွက်ပေါ့လေငါတို့ Jelly Roll နဲ့ Mocket ကတော့တိတ်တတ်တာမရှိဘူးပေါ့ Mocket ကငါတို့အယုတ်ကိုညှက်ရတာကို Jelly Roll အတွက်ကတော့ဘာဘာကက်ဈေးကနေမှသစင်ပေါ့လေသူရဲ့တငယ်ချင်းပေါ့သူ့ခေါ်ပြီးတော့ငါတို့နဲ့ join ပေးတယ်ငါတို့ဒီမင်းတို့လိုချင်တဲ့သပင်ဆန်သားနဲ့အဆင်ပြေလားအဆင်ပြေလို့ရှိရင်မင်းတို့သူညှက်လို့ရတယ်အဲ့လိုပုံစံမျိုးနဲ့သူ့ကိုကျွန်တော်တို့ခေါ်ခဲ့တာကွာ model ကိုတော့အဲ့ဆိုကိုမန်းညှက်တဲ့ model ကကြောက်လို့မြန်မာလူမျိုးပဲလားကိုမန်းညက်တဲ့ model ဆိုတာငါတို့အတူတူညက်ရတာထက်တင်းဆိုတာ2ယောက်အတူတူဒါပေမဲ့ Jelly Roll ကကြောက်2ယောက်အတူတူညက်ဟုတ်တယ်ထက်တင်းကန်ရတာကွာတယောက်နဲ့တယောက်ဆွတ်ပြီးတော့ကန်ရတာသူကတော့ဟုတ်တယ်ဗမာပဲမလေးရောက်ရွှေမြန်မာပေါ့ချင်းပေါ့အဲ့ဆိုရင်ကျွန်တော်မသိလို့ပေါ့နော်ဒီအဲ့မောက်ကက်ကကြတော့စပင်းမော်ရရှားတာခက်လို့သူတို့ကအယုတ်ကောင်းဒီဟိုဟာပေးသုံးတာဟုတ်စတိုက်တယ်မှာလေသူကမော်ရကအယုတ်ကောင်းပဲညက်ပြပါဟုတ်တယ်ဟုတ်နော်အဲ့အလီလေမော်ရကသူက2ယောက်ပဲလိုတာဟုတ်ကဲ့ဇူလိုင်းဟို credit အတွက်ရအခုတို့ Jerry လို့အတွက်ရဟုတ်ကဲ့အဲ့နှစ်ခုပဲလိုတာကျန်တာဟိုကအယုတ်ကောင်းဆိုအစိုးရပါပြီအစိုးရကဒီအောင်ညက်ပြအောင်မယ်ဆိုပြီးပါပြီဒါပေမဲ့ဒီမှာတော်တော်ထိမှုမောကလိုက်ရှာတော့မောကလိုက်ရှာတော့နော်အဲ့လိုမျိုးနောက်အမတ်တရားတစ်ခုပါလေတို့ဂျယ်ရိုပြန်ကန်နေပါလေမော်ရရမရသပင်ကတူဖြစ်ရှင်တော့ဟိုကကလေးကကောင်တော့ဘရော့ထိပ်ပါပဲညက်ထားတာဘရော့ထိပ်ပါတွေရွယ်အကုန်လုံးကတိုင်နေပါဂျူလိုင်စပေးလိုက်တာထင်တယ်အေးဆိုတနိုင်ငံလုံးဘရော့ထိပ်ပါညက်အောင်လို့အဲ့လိုတော့မဟုတ်ပါဘူးဖြစ်ရှင်တော့အရှိရလဲတူနေအနောက်ကလည်းမရှိဘူးဟုတ်ကျွန်တော်လုံးဝ classic တိုင်ရကြီးပေးထားတာကွာပြီးလုံးဝသူက clipper ကင်လို့မရအောင်clipper ကင်လို့မရအောင်နော်လုံး only Caesar ပဲ only Caesar ဟုတ်ကဲ့ဟာအဲ့မှာတိုင်နေပါကောက်ကုတ်မွေးတွေရတယ်ထွက်နေပါဘလို့မှလုံးလို့မရတယ်ဟုတ်ကဲ့ပုံမှန်ဆိုသူကဒီ classic ဆိုတဲ့ကွာအခုလောက်တို့အခြေဟိုကပြန်ပြီး slip back သွားတာဆိုတော့ဟုတ်ကဲ့အဲ့လိုထားမဲ့ပုံဖြစ်ရှင်တော့ကလေးက block tape ပါတိုးထားတဲ့ခါကျတော့ဒါတွေကတိုးနေဘလို့မှအဆင်မပြေသူကအောက်မှာလဲဟိုအောင်စားကလည်း on နေပြီလုံးဝ clip ပါကန်လို့မရဘူး clip ပါကန်လို့လုံးဟုတ်မြောက်ကကြီးပဲညှက်ရမယ်ဘာမှလုပ်မရတော့အပွားကလည်းဘာလို့လုပ်မှမသိဘူးအဲ့နည်းနည်းအဲ့လာလေးတော့အမှတ်တရလေးဖြစ်တယ်ဆိုတော့ Jerry Roll ဒီ hacker က Caesar ပဲသူကလောက်ခိုင်းတယ် only Caesar ပဲပေါ့ဟုတ်တယ်ဒီခုန market ကောပေါ့ဟုတ်တယ် classic လုံးဝ no clip ပါno clip ပါအောက်ကရင် on နေတာတောက်လျှောက်ဟုတ်ကဲ့အဲ့ဒါလေးတွေကလည်းကျွန်တော်တို့ဒီတည်ထားတင်တယ်ပေါ့နော်တည်ထားတင်တယ်နောက်ပြိုင်မဲ့သူတွေပေါ့ဒီ Caesar hacker တွေကဘယ်လောက်ရေးကြီးလဲပေါ့ဟုတ်အဲ့ဟိုပြောခဲ့သူပဲဆွမ်းနာလိုပဲ model shine နဲ့မှာအဲ့လိုက်ရလိုတယ်ဟုတ်ကဲ့ဟုတ်အဲ့တော့အရန်တုံနေကိုမှဒီမှာဒီသူတတ်မှတ်ထားတဲ့စီးတဲ့ကိုမရောက်ရင်ကိုလည်းအမှတ်အလျှော့ခံရတယ်ဟုတ်ကဲ့ဟုတ်အဲ့လိုမျိုးလေးရှိတယ်အဲ့ကြောင့် model shine တိကျရှာပါအရှိအနေထားကိုညံ့မဲ့စပင်ကြောဒါမျိုးလေးအဲ့ကြောင့်စပြောခဲ့အဲ့လိုလေးအကြောင်းပြောခဲ့ဟုတ်ကဲ့ပါဟုတ်နောက်ခုကကြောက်လို့ကိုကြီးတို့လိုလုံးပြိုင်ပွဲဝင်တဲ့အချိန်မှာပြိုင်ပွဲမဝင်တဲ့အချိန်မှာပြိုင်ပွဲမဝင်ခင်ပေါ့ဝင်မဆုံးလိုက်တဲ့အချိန်မှာဒီစုကိုကြီးတို့လိုလုံးဝရမယ်ဆိုရဲ passion မျိုးနဲ့သွားခဲ့ရလားဒါမှမဟုတ်ရှင်ဟိုရောက်တော့မှတကယ်ရအောင်ဖြစ်မှလုပ်တော့ဖြစ်ရအောင်လုပ်တော့မှရတော့မယ်ဆိုရဲအနေထားမျိုးနဲ့ကိုကြီးလိုဝင်ခဲ့ရလားအဲ့ဒါကိုပြောရရင်အဲ့နှစ်ခုလုံးတွေးထားရလဲရနိုင်မယ်လို့ပဲတွေးမှရမှာဘာလို့ဆိုတော့အဲ့လိုတွေးမှပဲအဲ့လိုရနိုင်မှာလीနော်ဟုတ်ကဲ့ဆိုတော့အဲ့လိုတော့တွေးထားရမယ်ဆိုတော့အကုန်လုံးလည်းအဲ့လိုညှိထားပါဗောလေကျွန်တော်တို့အဲ့လိုရမယ်လို့ပဲတွေးထားမယ်
ဆိုတော့အဲ့ဒါမှလည်းကျွန်တော်တို့ကတကယ်ရခဲ့မယ်ပေါ့လေဆိုတော့အဲ့လိုတော့အရင်တည်းကတွေးထားတယ်ပြီးတော့ဟိုမှာအတွေးကြုံရအောင်လဲသွားမယ်ဒီလိုပေါ့အကုန်လုံးတော့အကောင့်ဘက်ကနေပြီးတော့အဲ့လိုကြည့်ပြီးတော့ပဲအကုန်လုံးသွားကြတာပေါ့ဆိုတော့အကုန်လုံးကတော့ယုံကြည်ပြီးတော့ပဲသွားကြတာပဲဟုတ်တယ် လောက်မသေးသွားကြတယ်ဒါပေမဲ့မရခဲ့သည်ရှိတော့အတွေ့အကြုံရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောကြတယ် နှစ်ခွာတော့တွေးထားပါ ဟုတ်ကဲ့ အကယ်၍ပေါ့စုမရခဲ့ရင်ရောပြင်ဆင်ထားရရှိလားအခုစတော့ပြောလို့ပေါ့နော်ကျွန်တော်ပြိုင်ပွဲတစ်ခုပြိုင်တော့မယ်ဆိုရင်တော့ရဖို့ပဲကျွန်တော်တို့အကုန် expectation အောင်ထားတာပေါ့နော်ဒါပေမဲ့အကယ်၍ပေါ့မရခဲ့ဘူးကျွန်တော်တို့မရခဲ့ဘူးမြန်မာကိုစားပြု team အနေနဲ့မရခဲ့ဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုခံစားမလဲပေါ့ဘယ်လိုခံစားချက်ဘယ်လိုပြင်ဆင်ထားလဲပေါ့အဲ့လိုမျိုးလေးပေါ့အဲ့လေးလည်းနည်းလောက်ပြပြပြီပါလားဟုတ်ဒါကျွန်တော်နောက်ပြိုင်ပွဲဝင်တဲ့လူတွေကြရင်လည်းကျွန်တော်တို့ကဒါခွန်အားဖြစ်စေရပေါ့ခင်ဗျာအခုကတော့စုရသွားတဲ့ခါကျတော့ပြဿနာသိမ့်မရှိဘူးဟိုပြန်လာတော့ကျွန်တော်မျက်နှာပန်းလေးလာတယ်ဟိုအကုန်လုံးလည်းဝိုင်းပြီးတော့ congratulate လုပ်ကြရဗျာအဲ့ကိမရခဲ့ရင်ပေါ့အခုတို့အနေနဲ့ဘယ်လိုပြင်ဆင်ထားလဲအဲ့ဒီဘိုင်းလေးနည်းနည်းလောက်ပြပြပြီပါဟုတ် ပြောမရခဲ့ရင်ရောဆိုတာတော့ဘယ်လိုပြောမလဲမရခဲ့လေဒီငါတို့အတွေ့အကြုံတွေသွားတဲ့ဟိုဘယ်လိုပြောမလဲအများဘာအများကြီးတွေ့ရတယ်အဲ့ဒါတွေကအမြတ်တွေကွာအဲ့ဒါတွေကိုပဲငါတို့ကအဲ့ဒါကိုဘယ်လိုပြောရမလဲစုဖြစ်ပဲတတ်မှတ်ပါငါတို့ကတော့အဲ့လိုပဲတတ်မှတ်တာ အရှုံးမရှိဘူး ဒါတွေကအတွေ့အကြုံပဲကွာဘာမှတန်မှုဖြတ်လို့မရငွေပေးပြီးတော့လည်းဝယ်လို့မရဘူးကွာဒီလိုမျိုးဆိုတော့လူကိုယ်တိုင်သွားပြီးတော့ကိုယ့်ဟာကိုယ်အပင်ပန်းခံပြီးတော့ချွေးသွေးရွင်းမှရတဲ့အရာမျိုးတွေဖြစ်နေတဲ့အတွက်ကွာအားကြောင့်မို့ဒါတွေကဝယ်လို့မရဘူးโอเคငါတို့ဒီလိုမရခဲ့လို့ရှိလို့ရှင်လဲငါတို့ဒီကောင်အနေနဲ့တွေးခဲ့ရတဲ့အတွက်ကွာသူတို့ရှီကရတဲ့ဟာတွေကိုငါတို့တင်ယူခဲ့ရတဲ့အတွက်ဒါတွေကိုတန်မှုထားပြီးတော့စုဖြစ်လို့ပဲတတ်မှတ်ပြီးတော့ငါတို့ကတော့တည်တိုင်းပဲ ဟုတ်ကဲ့ အဲ့လိုမျိုးပဲအနည်းဖြစ်မှာပါ ဟုတ်ကဲ့ပါ ဟုတ်စုမရခဲ့ကဲငါတို့စုမရခဲ့ဘူးဆိုရင်ပေါ့လေ ခဲ့ပြီးတော့လေအခုကတော့ပြဿနာမရှိတော့ဘူးပေါ့ဒါကတော့ဟို အေးခုတော့စုရသွားပြီဆိုတော့လေ အေးကြည့်ဟုတ် ငါတို့လည်းကြော်သွားပေါ့ဗာကြော်သိရမလား ဟုတ်ကဲ့ စုမရတော့ရက်သမားဖြစ်ပြီ ရှစ်သမားဖြစ်ပြီပေါ့ ဇူလိုင်ရပြောပြီးပါ စုမရတော့ဟုတ်တယ်တေချာပေါက်တစ်လားလောက်ဆက်တိုက်တောက်နေ ဟုတ် တောက်ပြီးတော့စပင်းမညက်ပဲနဲ့လေ ကဲ့ နားပြီးတော့တည်ရမလားပြန်စဉ်းစားတယ်တယ်ဘာရောက်လဲပေါ့ ဘာလုပ်တယ်ဘာဆက်လုပ်တယ်ဒီလောကတွေကပဲပြီးပိုင်ထွက်ခွာလာအောင်လားဘာတည်ရမလားအဲ့လောက်ထိဖြစ်သွားနိုင်တယ်ပေါ့လေအဲ့လောက်ထိဟိုဟာလောက်တာပေးယူကြီးတယ်ပေါ့ ဟုတ်ကဲ့နော်အဲ့ဈေးတီကလည်းရှိသေးတာဟုတ်ကျွန်တော် ကိုကပဲအဲ့လိုအားချောင်းလာလဲပြောတည်ရမလားသွားခြင်းနဲ့တို့ပါလို့တည်ရမလားစပွန်ဆာတွေတောင်းပြီးတော့တည်ရမလား ဇူလိုင်ကတော့ပို့ပြီးတော့ risk ပို့များတာဗောနော်ဇူလိုင်ကပဲစခဲ့တာဆိုတော့လေတည်ရမလားဒီပွဲတိုင်းတို့ပွဲရှိရဆိုရင်စခဲ့ရပါညာဆိုတကယ်လေ ဟုတ်တယ်အဲ့လိုတော့တွေးမိရတကယ်လို့ဟိုမဖြစ်ဘူးဆိုရင်တော့အဲ့လိုတော့အဲ့တွေးလေးလေးနည်းနည်းတော့ဝင်တယ်ဒါပေမဲ့လည်းအကုန်လုံးကတော့နားလည်မှုရှိကြပါတယ်ကိုလီယိုတို့ဆိုရင်လည်းငါတို့တကယ်လို့ဟိုမရခဲ့ပြီဖြစ်တော့ငါတို့ဒါဟိုတယောက်ချင်းစီလိုက်တွေးလို့လည်းမရတဲ့ဘာဘာတွေလေဟို jet တွေပါဆိုရင်လည်းသူတို့ UK ကနေလာအဲ့လိုမျိုးတွေဆိုတော့တည်ရမလားသွားတွေးလို့လည်းမရဘူးတခြားဒီဂျပန်ကဘာဘာတွေတည်ရမလားထိုင်ဝမ်ဘာဘာတွေအကုန်လုံးကအဲ့ထဲမှာရောက်နေရဆိုတော့ဒါကြီးကလည်းတည်ရမလားအကုန်လုံးတော့နားလေပါတယ်ဒါဘာဘာတွေကဆက်စားကိုလီရိုဆက်စားအဲ့လိုမျိုးဆိုတော့နားလေပြီးတော့ခါကျတော့မရခဲ့ရရှိတော့အသေးတော့နည်းနည်းကွဲမယ်ပေါ့လေကျန်တဲ့ဘိုင်းတော့အဲ့လောက်ထိတော့ဟိုမဖြစ်ပါဘူးအဲ့လောက်ပါအဲ့ဆိုကျွန်တော်ကပြောကျွန်တော်လည်းမေးဖို့မေးနေလားအဲ့ judge တွေပေါ့နော်တီးသလောက် judge တွေလည်းဘယ်နိုင်ငံက judge တွေလည်းဒီဘာဘာ Olympic ကိုအကဲဖြတ်ပေးတဲ့ဒိုင်တွေနဲ့ဒီ site တိုင်တွေကဒိုင်တွေပေါ့နော်ဘယ်နိုင်ငံတွေကလဲကိုတို့ ဟိုအဲ့ဒါဟိုရှောင်းရောပြီးတော့အန်ဒရီယာရောအဲ့ဒါ UK က ဟုတ်ကဲ့ UK ကနှစ်ယောက်လုံးက UK ကပဲဒါပေမဲ့သူတို့ကဟိုဟာတွေပေါ့ကပြားတွေပေါ့မှာတည်ရမလားနယ်သာလန်တို့ဘာတို့ဖင်လန်တို့အဲ့လိုမျိုးကြီးဆက်နေသူတို့ကအဲ့လိုမျိုးကြီးအများကြီးပဲသူတို့ဆက်တာဆိုရင်9နိုင်ငံ6နိုင်ငံတွေအဲ့လိုကြီးဆက်ပြီးတော့မွေးလာပြီးတော့ UK ကနေတည်ရမလားအဲ့လိုမျိုးကြီးတကယ်ဟုတ်အဲ့လိုမျိုးဆို UK ကပေါ့လာတာတော့ UK ကသူတို့လည်းအဲ့လိုចောင်းနေပါဖွင့်လာဟိုမှာဟိုမှာလည်းသူတို့ Barbarian Course တွေပါဖွင့်တာ Academy တွေပေါ့နော်ဟုတ် training တွေလည်းပေးရအဲ့လိုအများနဲ့ပွဲတွေ workshop တွေလိုက်ပြတယ် jazz တွေလိုက်လုပ်တယ်သူတို့ကအလုပ်ကအဲ့ဒါဖြစ်နေပြီပေါ့လေသူတို့ကအဲ့ career နဲ့ပဲသွားနေကြတာနောက်ခေါက်ကြောက်အဲ့လိုမျိုးကိုတို့အဲ့လိုမျိုးတင်းတစ်ခုအနေနဲ့သွားရဲ့အချိန်မှာပေါ့လို့ညင်ညွတ်ပုံလေးပေါ့ဘာသာလို့ဘယ်လိုမျိုးအဲ့လိုမျိုးတင်းတစ်ခုအနေနဲ့ညင်ညွတ်သွားဖို့လိုအပ်လဲရောညီတာတော့အရန်ညီညွတ်ပါလေအဲ့လိုပဲညီနေတာညင်းလိုက်ခုံလိုက်နေပဲငါတို့လည်းဖြစ်သွားတာပဲဒါကြီးအဲ့လိုအခုအနေဆိုချစ်ချင်းကြီးတော့ကွာငါတို့ညီညွတ်ဖို့တယောက်နဲ့တယောက်ညှက်တဲ့ technique တောင်မတူတာကွာအဲ့လိုညီညွတ်ဖို့ကြတော့လေနည်းနည်းလေးငါတို့နည်းနည်းလေးတော့ခက်တာညှိသွားတာပေါ့ဟုတ်ကဲ့ဗျဟုတ်တယ်အဲ့လိုပဲပြောရင်းဆိုရင်းလည်းပဲငါတို့ဒီလို combination ကိုကွာအဲ့လိုဝင် join ဖြစ်သွားတာပဲအဲ့လိုပဲဘယ်ရာမှတော့မလွယ်ပါဘူးနှစ်ယောက်တူတူညှက်ရတာဆိုကျိုးဝိုင်းနဲ့ဝင်ဖြစ်တယ်နော်ဒါလေးတော့အဲ့လိုပဲပေါ့မင်းကဘလို့ညှက်နေရလဲကွာငါဘလို့ညှက်နေရလဲအဲ့လိုမျိုးတွေရှိရပါကွာအဲ့လိုလေးပေါ့နော်ဒီကုန်နေတော့အဲ့ဒါတော့ share ကြီးရကွာ share ဖြစ်တာအဲ့တော့ share ဖြစ်တာ share လည်းကြီးရတယ်ကွာ
share အဲ့ ဖြစ်တယ် ဒါဖြစ်ပြီးတော့မှငါတို့အဲ့ဒီရောက်သွားတာ ဟုတ်ကဲ့ လွယ်လွယ်လေးတော့မဟုတ် ဟို ဘူး မှာလည်းဖြစ်ပါ ပုံမှန်လေးစရိုက်ဖြစ်နေရပဲ ဒီမှာလည်းဖြစ်တာပေါ့ ပြီး နော် သွားမှကိုပဲအဲ့လိုငြိမ်သွား ပြ တာ စ်လို့လည်းမရဘူးဟုတ်မိုက် ဟုတ်တယ်ဟုတ်တယ် အဲ့ကျွန်တော်ဆိုလို့ရှိရင်အဲ့လိုအကိုလိုအဲ့လိုမျိုးဝင်ဝါးဝါဆိုလို့ရှိရင်ဟာတာလေးတစ်ခုတွေ့လိုက်သေးတယ်အဲ့လိုမျိုးကိုဂျက်စင်လာမသိဘူးမြန်မာနိုင်ငံအလန်ကြီးအဲ့လိုကာရီရောအရင်ပြေးသွား အဲ့လည်းပြောအောင်မယ် ကိုမသားနေ ငါစင်မတက်တာငါ့ကိုငါတော့ fine နေပြီထင်နေရပဲဒါပေမဲ့ဘေးကကြည့်လိုက်တဲ့သူတွေကတော့ဟဲ့မင်းဘာလို့ပြေးအဲ့လိုမျိုးတော့ဖြစ်ခဲ့ကွာတိလား တရားပေါ့ အဲ့ဒါလည်းကွာငါရှေ့ဆုံးကသွားတာဆိုလဲအေးပေါ့ငါနဲ့လဲဆိုင်တာကွာအဲ့ဒါတော့သူတို့ကတော့ငါနာမလိုက်တဲ့သူတွေဆိုလဲအမှန်တော့ငါလည်းအဲ့လိုပျော်ပြီးတော့ပေါ့ငါကအဲ့လိုလုံးဝကောင်းနေပြီလို့ငါစိတ်ထဲထင်ပြီးတော့ငါဟာပြေးနေတာပဲ ဒီနေ့ဟို လုံးဝတိကျနေပြီကွာ ဗီဒီယိုလေးပါကျွန်တော် podcast မှာထည့်ပေးလိုက်မယ်တခါလေရှေ့ကနေပြေးတာမြန်မာဖိလစ်မှာပြောနောက်ကသူကပြေးလိုက်တော့ ဆိုသူ လိုက်လို့မရတော့ဘူးကိုရီးယားပြောင်း ငါမှမပြေးလို့မရတော့သူအရှိအောက်ဆင်းသွားတယ်ငါမှဟိုဘက်ပြေးလို့လည်းမရဘူးငါပြေးလိုက်ရတော့တာ ပြေးလိုက်ရတော့ အေးပေါ့အဲ့တခုကတော့အဲ့လိုလွဲချော်မှုတစ်ခုအနေနဲ့အမှတ်တရ ဒါပေမဲ့အမှတ်တရပါ အမှတ်တရတဲ့အမှတ်တရပဲ ကြောင်ကောင်းခဲ့ပါဒီ အေးနောက်အဲ့ဟာတွေရတော့ကွာအမှန်တိုင်းပြောလို့ရှင်တော့ငါအတွက်တော့ဘယ်လိုပြောလဲနောက်ပြင်ဆင်မှုတစ်ခုကွာအတွေ့အကြုံတစ်ခုရသွားပါတယ်လို့ပဲ ဟုတ်ကဲ့ပေါ့ ဒါပေမဲ့ပြေးရတော့ ပြေးတာတော့ ကျုပ်တော့မပေါက်ပါဘူးဆူရပါတော့ ဆူရပါတော့ရုပ်တော့ပါသွားလို့မဟုတ်တော့ ထပ်ပြေးတော့တာပဲကျွန်တော်တို့ကဟို live မှာတွေ့လိုက်တာလေ live ကဒီဟိုအကူ team ကပဲ live လွှင့်ပြတာထင်တယ်အဲ့တော့အဲ့ဒါလည်းဟုတ်တယ်ငါသူတို့ပြန်ပြောပြမှသိတာငါကလုံးဝကိုလွင့်နေပြီမင်းသားလိုဖြစ်နေလို့ခံစားနေရကွာစိတ်ထဲမှာပြင်လာ ရဘူးဝင်တော့မယ်ပေါ့ ဝင်တော့မယ်ဖြုတ်တော့မယ်ဆိုပြီးတော့အားနဲ့ပဲဝင်သွားတာပေါ့ energy အပြည့်နဲ့ဒါပေမဲ့ဒါလည်းလွဲနေမှပြီးမှသိရကွာ ဟုတ်ကဲ့ဒါပေမဲ့မိုက်ပါဟုတ်ဟုတ်မိုက်ပါ အေးအဲ့ဒီခုတော့ရှိလွဲရတဲ့အမှတ်တ တ ရ ချင်းကလည်းလွဲသွားတယ် တချင်းလည်းလွဲသွားတယ် ချင်းလွဲတယ် ချင်းကဟိုအစကဟိုအမဲလိုက်ကနေပြီးတော့ပြောင်းလိုက်တာ Xbox ရဲ့အဲ့ဘာလူမျိုးလဲဆိုတဲ့ဟာ ဘာလို့မျိုးလဲ မြန်မာလူမျိုးဆိုပြီးတော့အဲ့ဒါကို အေးဟုတ်တယ် ထည့်ထားတာဒါပေမဲ့အဲ့မှာဟိုအမဲလိုက်ကောက်ဖွင့်လိုက်တာအမဲလိုက်ကနဲ့ လုံးဝ ကျွန်တော်လည်းကြားတယ်လေးပြီးဝင်လာ အမဲလိုက်ကနေအမ run တာလန်ကိုင်ပြီးတော့ပြေးတာ ဟောအကူပေးထားတဲ့တချင်းနဲ့ဖွင့်လိုက်တဲ့တချင်း ဟုတ်တယ် နဲ့လွဲ ဟု သွား တ်တယ်သူတို့ ဟုတ်တယ် စီစဉ်တာလည်းညံ့လို့ကွာအဲ့ဒီနေရာမှာအဲ့ဒီဟာတော့ပေးထားတဲ့ချင်းမဖွင့်မဲနဲ့ငါတို့ကန်ဆယ်ထားတဲ့ချင်းကိုသူတို့ကကောက်ဖွင့်ပေးလိုက်တာ ဟုတ်တယ် အဲ့လိုကိုချက်ကပြေးသွားတယ် အဲအားကြောင့်ငါလည်းပျော်သွားတယ်ပြေးသွားသိလားအဲ့လိုမျိုး ဒီ ကြီး ကငါတို့တချင်းမဟုတ်ဘူးလို့ပြေးတော့ ပြေးပြီလို့အဲ့ဒါ ပြေးပါဟုတ် အဲ့ဘာလူမျိုးလဲနဲ့ဆိုရင်ကျတော့အဲ့လောက်ပြေးစရာအကြောင်းမရှိဘူးဘာလို့ဆိုတော့ तू ကအဲ့အရှိဆုံးမှာလေဘုံတန်းနေပါသေးရဲ့လीအဲ့ဘုံတန်းနေပါတိုင်းတဲ့ဟာနဲ့ဆိုရင်ပြေးစရာအကြောင်းမရှိရဒါပေမဲ့ဟိုအမဲလိုက်ကနေမပြေးလို့မရတော့ဘူး အဲ့လိုရန် boss ပြေးရမယ်ကွက်ဖြစ်နေတာကွာစိတ်ထဲမှာကိုယ့်ကိုအဲ့လိုတကယ်ဆောင်းလွင့်နေပြီလို့အဲ့လိုတွေထင်ပြီးတော့သိရမလားတကယ်အလွဲတွေပါပဲအဲ့ဒါတော့ ဟုတ်ပါအဲ့ပုံရင်လေးဆိုလို့ရှိရင်တကယ်အဲ့လိုမျိုးမြန်မာလူမျိုးတွေတယောက်နေနဲ့ပါလေပေါ့ပြိုင်ပွဲမှာမြန်မာပပွားတွေအနေနဲ့ဝင်ပြီးပြင်ပြရတဲ့အတွက်ကအကုန်လုံးကဒီ passionate တွေဖြစ်နေမှာပဲကွာအကုန်လုံးက proud ဖြစ်နေကြမှာပဲအဲ့ဒီချစ်ဖို့ကောင်းကြပါအဲ့ဒီထဲမှာလဲ ကျေးဇူးပါလို့ ကျေးဇူးပါ အဲ့လိုပြောပေး ဟု တဲ့ တ် အတွ ကဲ့ က် ဟုတ်ကဲ့အဲ့တော့နောက်တစ်ခုကဒီကျွန်တော်ပြိုင်ပွဲရဲ့ရောက်ပြီပေါ့ပြိုင်ပွဲရဲ့ရောက်ပြီဆိုတော့ပထမဆုံးပြန်ရတာဇူလိုင်ပေါ့နော်ဇူလိုင်ရင်ပြန်ရတာ ဟုတ်တယ်ဟိုဟာပေါ့ round 1 round 2ခွဲတာ ဘာဘာလင်းပက်မှာ ဘာလမ်းမမှာဟုတ်တယ် round 1 credit haircut ကိုပေါ့သူအရင်စာပြီးတော့ပြန်ရတာပေါ့ ဟုတ်ကဲ့အဲ့ဒါကိုဇူလိုင်အနေနဲ့ပြိုင်တော့ကျွန်တော်တို့ပေးထားတဲ့တတ်မှတ်ထားတဲ့အချိန်လေးရယ်ပြီးတော့ကျွန်တော်စင်ပေါ်မှာညှက်တယ်ပေါ့တကယ်ပြိုင်ပွဲမှာတကယ် live ညှက်နေတဲ့အချိန်မှာစိတ်ထဲမှာဖြစ်တဲ့ခံစားချက်လေးပေါ့တစ်ချက်လောက်ပြောပြပေးပါအောင်ဗျ အဲ့ဒါလေခဏပြောလို့ပဲလို့ training နေများလုပ်တဲ့ကြောင်းမူလားတော့မသိဘူးဟိုမှာလည်းပုံမှန်ပဲ ပေါ့ပါ ကိုညက်နေကြရဲဆိုင်အဲ့ဒါယူကမတော်ခင်မှာ4-50ကောင်အဲ့ဒါကြီးကအဲ့3-4ရက်မှာအဲ့အတွင်းမှာညက်နေတာမိနစ်40အတွင်းအဲ့လိုကောက်ကိုအချိန်နေမှတ်ပြီးတော့အဲ့လိုက်လုံနေတဲ့ခါကျတော့ဟိုမှာလည်းအရင်ကြီးတော့ pressure တော့မရှိဘူးဒါပေမဲ့ order နေပါရင်လည်းဆိုတော့နည်းနည်းတော့ဟိုဟာဖြစ်တာပေါ့လေကိုကတာဝန်တော့နည်းနည်းကြီးတဲ့အပိုင်းတော့ရောက်တာပေါ့ဒီမလားအဲ့လိုမျိုးဆိုတော့အဲ့ပိုင်းလောက်ပါပဲဟိုလိုကြံတဲ့အဲ့လိုညက်တဲ့အချိန်မှာဘာမှတော့လိုမျိုးကြီးမရှိဘူးဂျိုင်းပုံမှန်ညက်လို့ပဲကိုလည်းအမြင်ညက်နေကြပုံစံပဲ နောက်ကျလည်းအလွဲတစ်ခုရှိသေးတယ်နောက်တစ်ခု ပါလေ အပေါ်မှာ train သွားတော့အပေါ်မှာဟို spider-man ဒီလုံးအဲ့ရဘာမှသုံးလို့မရဘူး ဟုတ်တယ်အဲ့ရတော့သူတို့ကဒီအပေါ် Apex area ကိုသူတို့က product လုံးဝမတုံးခိုင်းဒီပွေနာလေးပေါ့ product လုံးဝမတုံးခိုင်းဘူးဒါပေမဲ့အဲ့နာထောင်နေရမှာ Daya only ပေါ့ Daya only ဆွဲပြီးအဲ့ Apple area ဘာမှမတုံးရအောင်ဘာဆိုဘာမှ powder ဘာညာ no product ကွာအဲ့လိုမျိုးဆိုတော့အဲ့နေရာကိုလုံးဝထောင်နေရမယ်အဲ့ဒီကကြက်ကြီးကတော့အဲ့မှာတွေပေါ်လာတဲ့ခါကျတော့အဲ့ဒါလည်း
နည်းနည်းအားတာတော့လားဘယ်လိုလဲတော့မသိဘူးအဲ့မှာအဲ့ကာလာပဲထည့်ထားတော့အဲ့ဒါကြီးထောင်ကတော့လွယ်နေတာပေါ့လေခြေဒီပိုင်းနဲ့ဆိုကောက်ကဖြန်းပြီးတော့ dryer နဲ့ပြီးလိုက်တာ dryer လည်းနည်းနည်းကောင်းနေတဲ့ခါကျတော့အဲ့မှာ dryer နဲ့ပြီးလိုက်တဲ့အချိန်မှာအဲ့မှာကောက်ထောင်ကချိန်မှာ ကောက်ထောင်ပေးလိုက်တယ်တဲ့ အဲ့မှာ အဆင်ပြေသွားရောနော် အဆင်ပြေသွားလို့ပဲပြောမှာပေါ့အဲ့မှာလည်းတော်တော်ဖိနေတော့လိပ်ပြတော့တန်းတယ်ကွာအဲ့လိုကျန်တဲ့လိုမျိုးကြီးကိုမလှုပ်လိုက်ရဘူးဘာညာတော့မရှိဘူးလိပ်ပြတော့တန်းတယ်အဲ့လောက်ပဲ ဒီ time management ကိုအဆင်ပြေခဲ့လား July haircut နဲ့ပတ်သက်ပြီးတော့အချိန်ပိုင်း အ ရော ဆင်ပြေလားဆို creative အတွက်ကျတော့မိနစ်40ကနည်းတယ်လို့ပြောလို့ရတယ်တော်တော်လေးကိုလောလောက်ရတယ်ပေါ့လေအဲ့လိုမျိုးဟိုမိနစ်40ဆိုတဲ့အတိုင်းတာဗျဥမာပုံမှန်အဲ့လိုဟိုညက်နေကြဆိုတနားရီလောက်ဆိုရင်ကောင်းကောင်းလုံးလုပ်လို့ရတာပေါ့လေဆိုတော့မိနစ်40ဆိုတဲ့အတွင်းမှာကျတော့ဒီတကယ်တမ်းညက်ရတာ30မိနစ်30ကျော်လောက်ပဲညက်မှရတာလေကျန်တဲ့ cleaning ဘိုင်းတွေဘာတွေကလည်းအချိန်ပေးရတယ်တည်ရမလား9မိနစ်10မိနစ်လောက်ကအဲ့ဒါတွေကလည်းအချိန်ပေးရတယ်ကိုယ် styling balance ဖြစ်လာပါညာအဲ့ဒါတွေကဆက်အကုန်လုံးလိုက်ကြည့်ရတယ်ပေါ့ဟိုဘက်ဒီဘက်တည်ရမလား360အဲ့လိုအကုန်ပတ်ပြီးတော့ကြည့်ရအနေထားနဲ့ဆိုရင်တကယ်တမ်းအဲ့လိုညက်ရတဲ့ဥစ္စာကတော့30ကျော်လောက်ညက်ပြီးတော့ကိုယ့်ကိုယ်တော့ခွဲတာပေါ့လေ9မိနစ်ကိုကပေါ်ညက်မယ်10မိနစ်ကိုကအောက်ညက်မယ် fading ကိုကဘယ်နှမိနစ်သွားမယ်ကိုယ့်ကိုယ်တော့ခေါင်းထဲမှာတော့ manage လုပ်ထားတာပေါ့ဆိုတော့အဲ့ဒါနဲ့ပဲအဲ့လိုပဲကြော်ဖြတ်ပြီးတော့ညက်ပလိုက်တာပေါ့အဲ့ဒါပါပဲအဲ့ product မသုံးရတဲ့ကိစ္စလောက်တော့နည်းနည်းတော့ခက်ခဲတော့တာပေါ့လေဆိုတော့ဒါပေမဲ့အကောင်းဆုံးတော့လုပ်ခဲ့ပါဒါပေမဲ့အဲ့လိုကိုကြည်လန်အောင်အဆင်ပြေမှာပါလို့နေပါဦးမှာလဲအဲ့လိုထောင်လာဆိုထောင်နေကြဆိုအဆင်ပြေ ဘီနာထောင်လေးလားဘီနာထောင်လေးလားလို့အဲဆိုကို Justin တို့ကို Max တို့ပေါ့နော်ကို Justin တို့ကို Max တို့ကကြတော့နားလဲမှုအရန်ရှိမှာပေါ့နော်ဖြစ်မှာပေါ့နော်ဒီအကိုတို့တိုင်တယ်ကကြတော့2ယောက်လောက်ကြရတဲ့ဟာထင်တယ်ကျွန်တော်အပေါ်အောက်တွေစင်းနေရတော့တွေ့ရကျွန်တော်လည်းဒီအောင်ဒီကိုပထမကြည့်လိုက်တဲ့အချိန်မှာအပေါ်မှာတယောက်ကအောက်ကတယောက်ဒီလိုမျိုးချိန်နိုင်တယ်အဲ့ဘိုင်းလေးတွေရောပြောရရင်ညက်နေတဲ့အချိန်တွင်းရောပေါ့နော်ကြုံရတဲ့အခက်အခဲလေးတွေဒီစပင်ညက်နေချိန်တွင်းပေါ့နော်ပြီးတယောက်နဲ့တယောက်အပေးယူဘယ်လိုလုပ်ခဲ့လဲပေါ့အပေးယူမျှအောင်ဘယ်လိုလုပ်ခဲ့လဲလေးပြောပြပြပြငါတို့ကတော့ပွဲချင်းရောက်သွားတော့ကွာအဲ့လိုထူးတွေပြဿနာကွာညှိရတဲ့အပိုင်းတွေတော့မရှိတော့ဘူးသူနဲ့ငါနဲ့ကလည်းအများနဲ့တွေ့ပြီးတော့အများနဲ့ညှက်နေတာဆိုတော့ဂျယ်လီရိုးကိုခေါင်းပေါင်းဘယ်လောက်နဲမလဲကိုမသိတော့မော့ကရောပါပါတယ်ဘယ်လောက်နဲမလဲမသိတော့ဘူးဆိုတော့သူနဲ့ငါနဲ့ကတော့အဲ့လိုပေါ့နည်းနည်းတော့ဟိုလိုခက်ခဲတဲ့အပိုင်းတွေကတော့ဘယ်လိုပြောမလဲပွဲမှာအဲ့လိုတော့မရှိဘူးစမှုဖြစ်ပါမလားဆိုတာတော့အဲ့လိုစိတ်ထဲမှာတော့တွေးမိတယ်ပေါ့စိုးရင်စိတ်လေးတော့နည်းနည်းရှိတယ်အဲ့ဒါလည်းအဲ့လိုချောချောမွေ့မွေ့နဲ့ပြီးဆုံးသွားပါမလားဆိုတာတခုပါပဲကျန်တာတခုကတော့ငါတို့စပင်ညက်တဲ့အပိုင်းတွေဘာတွေအကုန်လုံးကတော့ငါတို့ကတော့အဲ့လိုပေါ့အဲ့ဒီချိန်မှာကလေးကကိုတော်တော်ကို strong ဖြစ်နေပါပြီငါတို့တကူစားပေါ့လေအဲ့လိုပြောတဲ့ခါကျတော့ဟုတ်အဲ့လိုတော့ရှိတယ်ဟုတ်ကို Max လည်းပြောပြပါဦးအရင်ခက်ခဲတော့မရှိပါဘူးဒီမှာလည်းစတ်ထွင်းတဲ့ကအစကင်7မိနစ်မင်းဘာကင်သွားနောက်7မိနစ်ဝင်မင်းနောက်7မိနစ်ပြီးသွားလို့ပြန်ဝင်မင်းဘယ်ဟာကိုကင်ခဲ့ဒါမျိုးလေးကိုတို့ကတခြားပြန်ပြီးတော့ချိတ်ဆက်လုပ်သွားတဲ့အခါကျတော့ပွဲရောက်တော့နည်းနည်းလေးပိုအဆင်ပြေတယ်ပေါ့ဟုတ်ကဲ့အဲ့တော့ပြင်ဆင်မှုလေးပေါ့ပြင်ဆင်မှုကောင်းနေလို့ပေါ့နော်အဲ့လိုမျိုးကျွန်တော်ပြောလို့ရပါပေါ့လုံးဝအချိန်အားစကွက်တီနော်လစ်ဟာမှုမရှိအဲ့ဒါကြောင့်မလို့လည်းကျွန်တော်စုရခဲ့တာပေါ့နော်အဲ့တော့မပြိုင်ခင်ကိုကျွန်တော်သေချာပြင်ဖို့လိုရပေါ့နော်ဟုတ်တယ်အဲ့ကြောင့်ကိုပြောရလေဟုတ်ကဲ့ဟုတ်အစပြောခဲ့သူပဲကိုတို့သိခဲ့တာတလားခွဲဟုတ်ကဲ့ဟုတ်တကယ်တမ်းပိုသိခဲ့ရင်ပိုပြီးအချိန်ပေးနိုင်ရင်ဟုတ်ကဲ့ပို့ပြီးတော့ကျွန်တော်ကျဲမှုပဲရှိရပါတော့ပို့ပြီးကျဲလို့ရတယ်ဟုတ်ဒီတက်ပို့ပြီးမှန်းလို့ရပါဟုတ်တယ်ဟုတ်အဲ့ဒါကိုပြောတယ်စုရသွားတဲ့အချိန်မှာဗျာလေဘယ်လိုမျိုးခံစားမှုတွေဗျာဘယ်လိုမျိုး feeling မျိုးတွေဖြစ်လို့ကျွန်တော်ပြောပါနဲ့လားပျော်တာပေါ့စုတွေပါရောပြုတ်ကြပါစုရတော့ဘယ်လိုမျိုးလဲဆိုတော့ပီတိဖြစ်တာပေါ့လေအဲ့လိုမျိုးပေါ့ငါတို့လုံနိုင်ခဲ့ပြီစူးစမ်းမှုတွေအရာထင်တယ်လို့လည်းခံစားရတယ်ကွာအဲ့လိုမျိုးငါတို့အရင်လောက်ခဲ့ရတဲ့ဟာတွေကအော်ဒါအဲ့လိုစုတစ်ခုအနေနဲ့ဖြစ်လာတယ်ဆိုတော့လေငါတို့အဲ့လိုအတိုင်းမစီတော့ဝမ်းသာပါတယ်တော်တော်လေးတော့အဲ့လိုတော်တော်လေးတော့ပျော်ခဲ့ပါတယ်တော့ပျော်ပို့ပြီးတော့ကျွန်တော်ပျော်မနေနဲ့ရှေ့ရက်မှာလေကျွန်တော်တိုင်လွဲထားတဲ့ခါကြောင့်လေဒီလုံးဝရပြီဘာဘာလင်းပစ်မှာပို့ရပါဘောနော်အဓိကဘာဘာလင်းပစ်ကကြတော့main ပေါ့နော်ကျွန်တော်barbering haircut တွေပဲပါတာဗျာအဲ့မှာရရတော့ကြောင့်ကျွန်တော်ကပို့ပြောမယ်ထင်တာပဲအကုန်လုံးကျွန်တော်တို့ကတော့ပြောတယ်ကြည့်နေနေအောင်ပေါ့ဗျာဟုတ်တယ်ဘာဖြစ်ဒါမြန်မာဟိုကရရဆိုဟိုသူတို့တိမတ်ပြုတ်ပြီပေါ့နော်အခုအာဆီယံမှာကျွန်တော်တို့နည်းနည်းအတိမတ်ပြုတ်ပြီဒါမြန်မာကောင်နေလေမှကျုံးတယ်ပေါ့လူမျိုးရရဆိုရဲဟာမျိုးပေါ့အဲ့တော့ကျွန်တော်ကပျော်ပါတယ်အဲ့ဘာဘာလင်းပစ်မှာရတော့အထူးသဖြင့်ဘာဘာလင်းပစ်တိုင်တယ်မှာရလို့ပေါ့နော်အဲ့တော့လေ
အဲ့လိုပြောချင်ပါ တော်တော်လေးကို ကျေးဇူးတင်ပါတယ်လို့ပြောပြတဲ့အတွက် တကယ်ထီပေါက်တဲ့အတိုင်းပဲလုံး ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့လိုအဲ့လောက်ထိကိုဖြစ်သွားဒါပေမဲ့ဟိုပထမစုတော့မဟုတ်ဘူးပေါ့လေ ဟုတ်ကဲ့ ဒါပေမဲ့အဲ့လိုစုချိတ်သွားနောက်ဆုံးဘလို့အတွေးဝင်လာဆိုတော့တခုခုချိတ်ရင်ကိုရပြီ ရပြီဟုတ် ဘာမှမချိတ်ချင်နေဟိုလိုပထမရဲ့ဒုတိယတတိယမတိတော့ဘူးစုတခုချိတ်ဖို့ကိုအဲ့လောက်ထိကိုဖြစ်သွားတော့တည်မလားအဲ့လိုအငမ်းမရဘူးဖြစ်သွားတော့တည်မလားအဲ့လိုမျိုးဖြစ်သွားတော့ရဘာစုရပြီကွာဆိုတဲ့စိတ်ကိုဖြစ်သွားဘာလို့ဆိုတော့အရှိမနည်းနည်းဟိုဖြစ်ခဲ့တာဟိုဗာလဲဟို Frank Cross လည်းမရဘူးပြီးတော့ Korean band လည်းမရဘူး စိတ်တန်ရပါရသွားတယ်အပိုင်း French Cross Frank Cross တော့မရဘူး Frank Cross ဆိုရင်လည်းနှစ်တင်းဝင်တိုင်တာလေ ခုနပြောလို့ မြန်မာကြီးပဲနှစ်တင်းအတိုင်တာ အဲ့လိုမျိုး နှစ်တင်းလုံးကလည်းလွဲတယ်ပြီးတော့ Korean band မှာလည်းလွဲသွားတယ် သွားတယ် လွဲသွားဆိုတော့ဒီအမမရရင်အသေးကွဲပြီတည်မလားဆိုတော့အဲ့အနေထားမှာမရလို့ မြန်မာလို့អော်လိုက်တဲ့အချိန်မှာတော့ဘာအရသာနဲ့မှမတူငါတို့စိတ်ထဲမှာခံစားတာအဲ့ဒါတော့လုံးဝ surprise ကြီးကွာနောက်လဲအဲ့လိုနည်းနည်းအားရော့နေပြီကွာပထမမှာလဲခုနပြောလို့ပဲ site တိုက်တယ်တွေကလည်းငါတို့တခုမှစုကလည်းမချိတ်ရဘူးကွာမချိတ်မိဘူးအဲ့လိုတော်တော်အားရော့နေတဲ့အချိန်မှာဒီ MC ကអော်လိုက်တဲ့အချိန်ကတော့လုံးဝကို flat ကျွတ်သွားတဲ့အချိန် ရမ်းပြောပါဦး ရမ်းကိုပြောသွား Flat ကျွတ်လို့ ဘာမှမသိတော့ Justin Flat ကျွတ် ကျွန်တော်ဘာဘာလင်းပစ်မှာကြတော့အကို team တစ်ခုတည်းပေါ့အဲ့ဒါလေးရောမြန်မာအကိုတို့ဒီ3ယောက်ပဲပေါ့နော်အဲ့လိုမျိုးပေါ့နော် ဟုတ်တယ်တနိုင်ငံအောင်တသင်းပဲ team တစ်ခုပဲပေါ့ တိုင်ခွင့်ရဆိုတော့ငါတို့တသင်းပဲ ဟုတ် ဟုတ်တယ် ဟို ဘာဘာလင်း စိုက်တိုင်တယ်မှာပဲနှစ်ခု main ပေါ့ တိုက်တယ်မှာတော့ငါတို့တသင်းပဲ တသင်းပဲ တနိုင်ငံဖြစ်ဒီလိုပေါ့ site တိုက်တယ်ကြတော့ကြိုက်တဲ့နိုင်ငံကြိုက်တဲ့လောက်ဝင် join လို့ရတယ်ဘယ်လောက်ပဲများများပေါ့လေသူတို့ကတော့အဲ့လိုမျိုး အဲ့ဆိုရင်အကိုရခဲ့တဲ့ဒီစုကြီးလေးပေါ့နော်စုကြီးနဲ့တို့စုရတဲ့အချိန်မှာဘာလေးပေးလဲပေါ့အဲ့ဒါလေးတစ်ချက်လောက်ပြောပြပေးပါဦးဗျာဟိုင် မနိုင်ရွယ်အဲ့ပွဲကိုအရန်မိုက်ပါတယ်အကုန်တာကျန်တာအကုန်မိုက်တယ် ကျွန်တော်အကုန်မိုက်တယ်ဟုတ်ကဲ့ စုကြီးတော့နဲလို့ခံစားရတယ်အဲ့လိုတော့ခံစားရတယ်တည်မလား ဟုတ်ကဲ့ အဲ့လိုဘာရောမဟုတ်ဘူးတည်မလားရကျင်တာပေါ့တည်မလားအဲ့လိုစုကြီးတည်မလားအဲ့လိုဘုံမောလောလေးတည်မလားတည်မလားဒီမှာဘန်ကောက်တွေပါဝင်လေပြီးမှပြန်လောက်ရတဲ့နေတာ ဟိုကွာစုကြတဲ့ဆိုင်ကွာဘာလဲဆိုဘာမမောလဲဆို ဟုတ်ကဲ့ ဘာဘာ equipment တွေမမောတာ equipment တွေပေါ့ အဲ့ နော် ဒါလေးပေးတင်တယ်လို့ထင်တယ်ဘာလို့ sponsor တွေတော့အများကြီး အ ကွာ များကြီးပဲ နည်းနည်းတော့ပေးတင်တယ်ကွာ ဟုတ်ကဲ့ ပထမသူတစုပဲပေးချလိုက်တယ်ကွာ comment ပြောပြီ လား ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့တခုလေးပဲ ဟုတ်ကဲ့အဲ့စုပိုင်းတွေတော့အားမရဘူးပေါ့နော်အဲ့လိုမျိုးအေးချာပွဲ ဒါ ပွဲ ပေမဲ့ဟွာလေးတော့ရတယ် မဲရ မဲဟုတ် အဲ့ဒါတော့အဲ့လိုဘယ်လိုပြောမလဲအဲ့လိုဘာဘာခကြီးတစ်ချောက်ရဲ့အဲ့လိုမှတ်တိုင်တစ်ခုလို့ မှတ်တိုင်တစ်ခု မှတ်တိုင်တစ်ခုလို့ဖြစ်သွား မန်မောင်နဲ့ အဲ့တစ်ခုကတော့လုံးဝအဲ့လိုကျေးဇူးတင်ပါတယ်အဲ့လိုပေးရ ဟုတ် တဲ့ ကဲ့ပါဟုတ် တော့လည်းသိကျင်တာကွာလို့ရှိရစီနာရှစ်တိုင်းဒီဘာပွဲမှာပေါ့အဓိကအလုပ်တဲ့ဟာဘာသိကျင်တာလဲဆိုတော့ဒီကောင်လေးရဲ့ workshop ဗျာကျွန်တော်သိရတော့ဆိုလို့ရှိရင်အဲ့လိုမျိုးတခြားနိုင်ငံတွေ workshop လုပ်တာလေအရန်ကောင်းတယ်မြန်မာနိုင်ငံမှာဗျာဒီ workshop တွေအများကြီးမရှိသေးဘူးဗျာဒီလိုမျိုးလုံးဝဟိုဒီကြကြပြပေးပဲ workshop မျိုးတွေလုံးဝအဲ့လို Andrea လိုမျိုးဗျာလုံးဝ skill ကြားနေတဲ့ကောင်မျိုးလုပ်ပြ workshop မျိုးတွေဗျာသူတို့လုပ်ခဲ့ရတယ်ကိုကြီးလိုအမှဆိုတေးချာဟိုမြင်ခဲ့ရမှာဗျာအဲ့လေးကိုလည်း knowledge sharing အနေနဲ့ပြောပြစေချင်တယ် workshop ပိုင်းပေါ့ ကျွန်တော်အကုန်လုံးတော့ပတ်ကြည့်ရပေါ့လေသူတို့ကအဲ့လို international မှာဟိုအများဆုံးကဒီဘယ်လိုမျိုး run နေလဲဆိုတော့ဒီတချို့ဘာဘာတွေဆိုရင်လည်းအရန်ကောင်းတယ်လက်ရလည်းကောင်းတယ်ပြီးတော့အတွေ့အကြုံလည်းကောင်းတယ်အဓိကတော့ဒီ language ပေါ့လေ ဟုတ်ကဲ့ဟုတ်ကဲ့ဗျ အဓိကအင်္ဂလိပ်စကားပြောနိုင်တဲ့သူကပို့ပြီးတော့ဟိုဟာဖြစ်နိုင်တာဗောလေ workshop မှာကောင်းကောင်းကြီးကိုပေးချင်တာပေးလို့ရတယ်ဒီမှာ question တွေအားစအကုန်လို့ international မှာကျတော့ international သွားလို့ရ ဆိုတော့ကျွန်တော်တို့လည်းဖြစ်နိုင်ရင်တော့အဲ့ဘက်ကိုတော့ကောင်းကောင်းတွားမှတော့ရမှာ တွားမှတော့ရမှာ ဒီ language တွေပါလေကျွန်တော်အစားကတော့အဲ့လောက်ထိဟို အဲ့လို စိတ် နို ထဲ င်ငံ မှာ တ အဲ့ ကာ လောက်မ မှာ ရှိ အဲ့လို ဘူး workshop ပြခြင်းတယ်ဆိုလို့ရှိရင် အဲ့လိုမျိုးတော့ workshop ပြဖို့ ဟုတ် လောက် တယ် ထိစဉ်းစားတယ်ဆိုလို့ရှိရင်တော့ ဟုတ်တယ် ဘာစကားတွေပါကျွမ်းကျင်အောင်တော့လောက် ပြီးတော့ ထား ကို ဖို့ ယ်တွေလည်းဟိုဘက်မှာတွားယူမယ်ဆိုရင် อืม ကျွန်တော်တတ်မှရတော့မှာဆိုတော့အဲ့လိုအနေထားမျိုးတော့တွေ့ရတယ်ဆိုကျန်တာဟိုလက်ရဟိုသူတို့ပေးတဲ့ technique တွေပါတွေအကုန်လုံးသိဖို့ကလည်းကိုယ်တွေနားလည်မှလည်းရမှာသူတို့ကလည်းအဲ့လိုပြောတတ်နေတော့လေအဲ့ပိုင်းနေပေါ့အကုန်တော်တော်များများကောင်းကြတယ်အန်ဒရီယာကိုပါပြတဲ့ဥစ္စာတွေဆိုနေတော်တော်လေးကိုမိုက်တယ်ဗောလေသူတို့ဟိုတွားတဲ့ technique တွေကကလစ်ပါနဲ့မတွားဘဲနဲ့ဒီစီဇာနဲ့ fade တွေပါဝင်လာတွေကဆက်ဆက်ဘလူးဖြီသွားလဲပါညာအကုန်လုံးဟိုဖြစ်ပါတယ်တော်တော်လေး energy ကလည်းအပြည့်ပဲဒီပဲတွေကအဲ့လိုမျိုးကျန်တယ် အဲ့တော့ကျွန်တော်တို့ဒီစုမကြေညာခင်ပေါ့နော်စုမကြေညာခင်မှာကျွန်တော် haircut တွေအကုန်ပြီးသွားချိန်မှာတွေ့မှာပေါ့နော် brother တို့တွေ့ကြမှာပေါ့အဲ့ဒီချိန်မှာရောဒီ73နိုင်ငံပေါ့နော်ကျွန်တော်73နိုင်ငံ 73နိုင်ငံ ဘာဘာလင်းပစ်တိုင်တယ်73နိုင်ငံဆိုတော့အဲ့73နိုင်ငံမှာတခြားနိုင်ငံတွေရဲ့ haircut တွေကိုလည်းတွေ့ကြမှာပေါ့တွေ့မှာပေါ့စုမကြေညာခင်မှာအဲ့တော့ဘယ်ဟာကိုမန်းထားသလိုဖြစ်လာပေါ့စုတွေကဟိုမှာကိုကဒီဟာကိုကြိုက်တယ်ပေါ့မဲပေးရကိုမန်းထားသလိုရောတစ်ထက်တည်းကြခဲ့လား အဲ့ဒါတော့
ကြားတယ်လို့လည်းပြောလို့ရမှာသူတို့လည်းမစိုးဘူးပေါ့လေသူတို့ရသွားတယ်စုနဲ့ဆိုလို့ရှိရင်သူတို့ထိုက်တန်ပါတယ်အေးပေါ့အဲ့လိုငါတို့အဲ့စုထက်ပဲပြောချင်တာတော့အဲ့လိုငါတို့တခြားနိုင်ငံဆိုတော့လေအဲ့လိုအရန်ကိုထွန်းပေါက်နေတဲ့နိုင်ငံတွေရှိရကွာသူတို့တွေစီရဆိုလို့ရှိရင်အဲ့လိုတချို့ကတ်တွေဆိုအများကြီးမျှော်လင့်ထားဒါပေမဲ့အဲ့လိုငါတို့ထက်အားသားတဲ့သူတွေလည်းရှိတယ်အဲ့ပြိုင်ပွဲမှာပဲငါတို့ထက်အားနည်းတဲ့ဟာလေးတွေတွေ့ရတယ်ဒါအားလုံးခြုံပြီးတော့ပြောတာမဟုတ်ဘူးပေါ့လေဥပမာ French နဲ့ဘယ်လိုပြောမလဲ critic ကမကောင်းနေတာမှာပဲအဲ့လို classic ကမှာနည်းနည်းလေးအဲ့လိုဝိနေရာမျိုးလေးတွေတော့တွေ့ရတယ်ကွာအားမျိုးလေးတော့အဲ့လိုမျိုးလေးတော့အတွေ့အကြုံပေါ့အဲ့လားဟုတ်ကဲ့ဗျဒီကရောက်သူတို့ကအဲ့လိုမျိုးဒီ title 3ခုပေါ့ဒီဘဘာလန်ပစ်မှာဆိုလို့ရှိရင် creation modern classic ပေါ့အဲ့လိုမျိုးပြောရမှာအဲ့ထဲမှာ creative hacker ရယ် modern mocket ရယ်13 jelly roll 13 jelly roll ရယ် jelly roll နဲ့ဒီ mocket เนี่ย13ပြီးတော့ frank ဟိုဟာ creative ကကြတော့ solo ဆိုတော့အဲ့3ခုလုံးသူတို့ကအမှတ်ပေါင်းပြီးလိုက်တာဆိုတော့ round 1မှာကြော solo creative ကိုကျွန်တော်ကအရင်ဆုံးဝင်ပြိုင်တယ်ပြီးရင် round 2လာတယ် round 2မှာတက်တင်းက2ယောက်လုံးဝင်ရတယ် jelly roll နဲ့ mocket ကိုတစ်ပြိုင်နဲ့ညက်ရတယ်ပြီးရင်သူတို့ဆွဲကြရတယ်ဒါပေမဲ့ mocket နဲ့ jelly ကငါတို့ထင်တာနှစ်ခုလုံးငါ classic လို့ထင်တာဒါပေမဲ့တကယ်တော့ mocket လုံးဝ modern ဖြစ်နေ modern mocket ပေါ့ modern ဖြစ်နေ modern mocket ညက်မှာ modern mocket ညက်ကမှာအဲ့လိုဖြစ်နေပြီးရင်ဟိုကလုံးဝ old school ဒီမှာ classic ဒီ jelly ကကြတော့ကိုမတ်ရောအဲ့ကျွန်တော်ညက်ပြီးပြီဗောနော်73နိုင်ပြိုင်ပွဲဝင်နေအကုန်လုံးညက်ပြီးတဲ့အချိန်မှာဒီဘာဘာလင်းပစ်မှာကိုရောဒီဘလို့မြင်လဲဗောကိုအဲ့မှာဒီနိုင်ငံကတော့ကျန်းတယ်ဗောနော်ကောင်းနေဖြုတ်ထားတာကျန်းတယ်ဒါကတော့ပုံမှန်ပဲအဲ့လိုမျိုးတွေတွေးထားတယ်ဗောနော်တွေးထားပြီးတော့ဥမာကိုကျန်းတယ်ထင်တဲ့ဟာတွေကလွဲချော်ရင်လည်းလွဲချော်သွားမယ်ဗောစုမရဥမာနိုင်ငံတွေကဗောဗျာကျွန်တော်အဲ့လိုမျိုးတွေဖြစ်လာတစ်ထက်တည်းကြာခဲ့တာဗောအခုဒီ first second သက်ရသွားတာဗောနော်တစ်ထက်တည်းတော့ကြာကြတယ်ဒါပေမဲ့ကိုတို့ပြောသလိုပဲအစပြောသလိုပဲကိုတို့ဒီ model ရွေးနေမှာအတူရှိလေးလွဲသွားတယ်ပြီး fashion လွဲသွားတယ်အဲ့ပထမသူရောက်ရတဲ့ဒီဟွာဆိုရင်ထိုင်ဝမ်ဆိုရင်သူက model တွေက share ဖြုတ်လာ model ရ share ဖြုတ်တယ်နော်ပြီးစပင်ကလုံးဝ old school မှာသူကလုံးဝအရှည်ကွာဒီမှာနောက်ကဟုတ်ကဲ့အဲ့လိုမျိုးလေးနဲ့သူအမှတ်တပန်းတာသွားတယ်ပြီးနောက် BNN နဲ့ဒီလိုပဲ fashion ပေါ့နော် fashion ကလည်းရေးကြည့်ရပေါ့နော်အဲ့မှာသူတို့ကတခါလဲပါပြီးသားကိုရီမှာပြည့်တော့နော်သူတို့လုံးဝ online လုံးဝ share ပဲအဲ့ဒီခုလေးပါပဲသူတို့တွေကောင်းကြပါလေအားလုံးလည်းကောင်းကြပါဟုတ်အဲကုန်ပြီးပြီစုဒီကြေညာရင်ခုန်နေရပေါ့အဲ့ချိန်မှာလက်တလောခံစားကြပေါ့အကုန်ပြီးရစုကြေညာကန်နီးပေါ့ဟာပြောဦးမပြောတတ်တာဘလို့ဖြစ်အောက်မှာအဲ့လိုမျိုးဟိုဟာတို့ကိုလီယိုတို့ဟိုဟာတို့ရောဘလို့ဘယ်နားကြီးရောက်နေကြကိုဟိန်းတို့ရောဘလို့မျိုးအဲ့လိုစုကြေညာအကုန်လုံးစင်အောက်မှာအကုန်လုံးနားဆွင့်နေရပဲနားဆွင့်နေရပဲနော်တခွန်းပဲထွက်ရတယ်ထားអော်တာပဲဖယ်လုံးတခွန်းပဲထွက်တယ်မြန်မာလိုမစုံသေးဘူးထားអော်တာမြန်မာမစုံသေးဘူးထားអော်တာအကုန်လုံးနော်အဲ့လိုမျိုးတချို့တွေတောင်နည်းနည်းအဲ့လိုအမြင်ကတ်တာတွေပါတယ်တောင်တယောက်လားတယောက်မလားပထမရတဲ့လူကတော့အလောင်းမဟုတ်တယောက်လားကိုရမပြီးတော့ဝယ်ပြီးရနေမပြီးတော့အားကြနောက်ဆုံးအဲ့လိုမျိုးဖြစ်သွားတယောက်လားပျော်သွားတော့ပျော်သွားနည်းနည်းတော့အဲ့လိုဖြစ်သွားဒါပေမဲ့မတက်နိုင်ဘူးလို့တော့တယောက်လားအဲ့ဒါမတက်နိုင်ဘူးပျော်စရာရှိရတော့ပျော်ရမှာအဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ခုကမြန်မာနိုင်ငံမှာပေါ့နော်မြန်မာနိုင်ငံဘာဘာတွေရောကိုတို့လက်ရှိဘယ်လိုမြင်လဲပေါ့နော်အခုအကိုတို့ကိုကျွန်တော်မေးရတဲ့ရည်ရွယ်ချက်ဒီအကြောင်းကကျတော့အကိုတို့ကကျတော့ဒီပြိုင်ပွဲမှာတကယ်လေးဆူရခဲ့တယ်အတွေ့အကြုံလည်းတကယ်မြင်ခဲ့ပေါ့နော်တခြားဒီအာဆီယံနိုင်ငံကဘာဘာတွေပေါ့မြန်မာမှာတွေ့ရဘာဘာတွေရဲ့ပုံစံနဲ့ကျွန်တော်တို့အာဆီယံတွေ့ရဘာဘာတွေရဲ့ကွာခြားချက်တွေပေါ့နော်အဲ့လေးတစ်ချက်လောက်ပြောပြပေးပါဦးဗျာခုနပြောလိုက်ဘူးဘယ်လိုပြောမလဲပြင်ဆင်ပုံတွေကွာတယ်ပြီးတော့သူတို့အဲ့လိုဘယ်လိုပြောမလဲ combination တွေဆိုလို့ရှိရင်ကွာ join ရဲတယ်ကွာအမြဲတမ်းလို use ဖြစ်နေပြီအဲ့နေရာမှာပဲကွာသွားရလို့ပဲမြင်ပါတယ်အဓိကတော့ပုံမှန် haircut တွေဘာတွေကတော့ဒီကမြန်မာပါဝါတွေလည်းကျန်းတယ်အကုန်လုံးကျန်းတယ်အကုန်လုံးအဆင်ပြေကြကွာတွေ့ရတယ်အဲ့တော့အဲ့လိုပေါ့ဒီလိုအဲ့လိုနိုင်ငံတကာမှာအဲ့လိုသွားပြိုင်နေဆိုလို့ရှိရင်ဟိုကအတွေ့အကြုံကတော့နည်းနည်းပိုတာတယ်ကွာအဲ့လိုမြင်တယ်အဲ့တော့ဒီနေရာမှာဗာပြောချင်လဲဆိုတော့မြန်မာနိုင်ငံကဒီမျိုးစစ်သက်ဘာတွေအားလုံးလဲအဲ့လိုပွဲလေးတွေရှိရင်ရှိသလို local ပဲဖြစ်ဖြစ်ဒီပြည်ပမှာပဲဖြစ်ဖြစ်ရသလိုဝင် join မှာလို့အဲ့ဒါမှအတွေ့အကြုံများများပိုရမှာပွဲတစ်ပွဲဆိုလို့ရှိရင်ကွာတစ်ခုခုတော့ရနေပါလိမ့်မယ်အဲ့လိုပွဲပြီးသွားပြီဆိုလို့ရှိရင်လေအဲ့လိုအကြံပေးခြင်းတယ်ကျွန်တော်တော့ဟုတ်ကျွန်တော်ကဘာကွာချားပုံတွေတော့တော်တော်ပြောပြီးသွားပြီအဲ့ကလူတွေပေါ့နော် model တွေပေါ့ model တွေကကြတော့ဒီနိုင်ငံမှာကြတော့ကျွန်တော်တို့ creative တို့ဆိုတာပြောရဲ market တို့ဘာလို့ပေါ့နော်ကျွန်တော် model ရှားတာခက်တယ်ဆိုတာကျွန်တော်လက်မခံသေးလို့ပေါ့
အဲ့တော့လူကွာခြားပုံလေးပေါ့ဟိုဘက်က model ရောက်ပို့လက်ခံလာဒီ K ကိုပြောချင်တာဒီ barbarian haircut တွေကိုဒီ model တွေကလက်ခံလာပေါ့ဒီရသူတွေနဲ့ဒီ client တွေပေါ့ client တွေကဘယ်လိုကွာလဲပေါ့ဒီမြန်မာက client တွေနဲ့ဒီ international client တွေဘယ်လိုကွာလဲပေါ့ဟုတ်အဲ့ဒါလေးလေးပြောပြပေးပါအောင်ဗျဟုတ် ဒီမှာကျတော့ဒီသပင်တပုံညက်မယ်ဟဲ့ဆိုရင် views တူမဖြစ်ဘူးကွာ ဟုတ်ကဲ့ တင်မလားသူတို့ကဒီပုံညက်မယ်ဆိုငါဒီလိုရုံးရှိတယ်ဒီမှာဒီငါအလောက်ကလက်မခံဘူးဆိုတာပုံများတယ် များတယ်ဗောနော်များတော့ အဲ့တော့ဒီကိုလိုကူတွားညက်တဲ့မော့ကတ်ဒါလူငယ်ကူတော်တော်များများဒါနည်းနည်းလက်ခံလာတယ်ဂျယ်ရိုးကြတော့ဘယ်လိုညက်လို့ဟုတ်တယ်မဟုတ်ပါမှာသူကသူကာချာသူရှိပြီးသားဆိုတော့သူတို့ကအများနဲ့လက်ခံတယ်ဒီမှာအဲ့လိုမျိုးမရှိဘူးဟုတ်တယ်မလားအဲ့လားပါပဲကျွန်တော်အရင်ကွာချမှုတော့မရှိဘူးသူတို့ရှိမှာသူတို့ရိုးရရှိမယ်သူတို့ဒီတိက fashion နဲ့ဖြုတ်တာပါပဲဒီစပင်ကတခုတော့ဆို fashion နဲ့ပဲတွားနေတာသူတို့ ဒီကျွန်တော်အဲ့တော့မြန်မာက client တွေဗောနော်ကျွန်တော်တို့အဲ့ classic haircut တွေကိုပိုလက်ခံရင်တော့ကျွန်တော်ပြိုင်ပွဲဝင်တွေအတွက်ပိုကောင်းတယ်လို့တော့မြင်တာဗောနော်ပိုပြီးများများ training လုပ်လို့ရတယ်ဗောကိုယ်အဲ့ဒါတွေကကျတော့ဒီဘက်မှာကြုံနေရတဲ့အခက်အခဲတွေဗောကျွန်တော်က jelly roll စားညံ့မယ်ဆို model ကရှားကပ်ပြီဒီ K ကြီးနဲ့မနေနိုင်တာတို့ပါတို့ အဲ့ကျမတို့ J roll ကကျတော့အမှန်တမ်းပြောရင်သူကတီတပုံနဲ့သွင်းလို့ရတယ်မဟုတ် ဟုတ် သူ side back ရမယ် form roll ရမယ် slip back ရမယ်သူအကုန်လုံးသွင်းလို့ရတယ်ဒီ J roll သွင်းနေဆိုတာ J roll ကဒီတပုံမဲ့ညှက်ပေးလိုက်ရင်အဲ့တဲ့စိတ်ထဲမှာကျတော့တခုပဲငါဒီပုံနဲ့နေရမှာလားဆိုအဲ့လိုသူတို့အတွေးခေါ်လေးကအခုတည်းအဲ့လာရှိနေတော့ Jelly Roll hairstand လည်းအဲ့လိုလွယ်လွယ်ကူကူကိုယ့်အိမ်မှာအဲ့လိုပုံသွင်းလို့ရတဲ့ပုံစံမျိုးလည်းမဟုတ်တာလည်းပါရင်ပါမှာပေါ့လေဒီကလူတွေကအဲ့လိုမျိုးအရင်ခက်တာလေဒီသပင်ညက်ဆရာတယောက်တောင်မှကိုယ့်သပင်နဲ့ကိုပုံပြန်သွင်းမယ်ဆိုရင်ဒီ Jelly Roll အပိုင်းမှာဒါကနည်းတော်တော်ကိုလုပ်ယူရမယ်အပိုင်းထဲမှာပါတယ်ဒီ customer ဆိုရင်ပူဆိုးပြီပေါ့အဲ့ဒါကြီးကြောင့်လည်းပါလိမ့်မယ်ဒီမှာတော့ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ပေါ့အဲ့လို creative haircut တွေပါရတော့အဲ့လို try နေတယ်ဟိုမှာလည်းအဲ့လိုသူတို့ဒီ model တွေကအစလုပ်နေပြီဆိုတော့လေအဲ့လို client တွေလည်းသူတို့အဲ့လိုမျိုးတွေညှက်ကြတယ်ဆိုတော့ဒီကလူတွေအားလုံးလည်းဒီက client တွေအားလုံးလည်းအဲ့လိုမျိုးတွေညှက်ဖို့ကျွန်တော်တို့ကတော့တိုက်တွန်းနေတယ်ဟုတ်တယ်အဲ့လိုတော့အစမ်းကြီးတင်တယ်ပေါ့ပို့ပြီးတော့ဟုတ်တယ် ကဲအဲ့ဆိုရင်ကျွန်တော်တို့ဟိုဒီပြိုင်ပွဲဝင်နေတဲ့ညီငယ်ရှိတာဗောနော်ဘာနဲ့ဆိုတော့သူတို့အတွက်အကြံပေးစကားလေးတွေဗောဟိုပြောချင်တဲ့အကြံပေးစကားတွေပဲဖြစ်ဖြစ်ပြောချင်တဲ့စကားတွေပဲဖြစ်ဖြစ်ဗောနော်တူတယောက်ချင်းဒီအမြင်လေးဗောပွဲနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ဒီပွဲတစ်ပွဲကိုပြိုင်တော့မယ်ဆိုရင်ဗောနောက်လူတွေဗောဘာတွေကိုကိုတို့ဘာပြောချင်လဲကိုတို့ရဲ့အမြင်လေးဗောဟုတ်ဇူလိုင်စပြီးပြောပြပြီပါဗျဟုတ်အဓိကကတော့ဟိုပါဗောလေခံယူချက်ဟုတ်ကဲ့အရန်ပြင်းပြနေတော့ဖြစ်ကိုဖြစ်တယ်ဗော ဟုတ်ကဲ့ပါ အဲ့ဒါပါပဲတည်ရမလားကျန်တဲ့ဒီပြီးတော့ကြိုတင်ပြင်ဆင်မှုပေါ့ကြိုတင်ပြင်ဆင်မှုကိုကောင်းလေးဟိုအချိန်ပေးပြီးတော့လုပ်ရင်တော့တကယ်အာယုံစိုက်ပြီးတော့ကိုယ့်အကူ manage လုပ်နိုင်တယ်ဆိုရင်တော်တော်လေးကိုပို့ပြီးတော့ရောက်တယ်ဗောလေဥပမာကိုလက်ရဘယ်လောက်ကောင်းတယ်မကောင်းတဲ့ထက်ကိုယ့်ကိုပြန်ပြီးတော့ manage လုပ်နိုင်ရမယ်တည်ရမလားငါဘယ်အချိန်မှာ training လုပ်မယ်ဘယ်ပိုင်းကို blue ray စီရယူမယ်ဘယ်ပညာကို blue ray စီရယူမယ်ငါဘယ်ဟာလေးကိုဘယ်လိုထည့်မယ်ဒါကိုယ့်ရဲ့ကြိုတင်ပြင်ဆင်မှုပေါ့လေဆိုတော့အဲ့ဒါလေးတွေကိုကောင်းကောင်း management လုပ်နိုင်တယ်ဆိုရင်ဒီပြိုင်ပွဲရောက်တဲ့အချိန်ကျရင်အဲ့ဒါအလွယ်ကူဆုံးအလုပ်ဖြစ်သွားလိမ့်မယ်ဆိုတော့ဒါကကိုယ့်ရဲ့အားသာချက်ဖြစ်သွားလိမ့်မယ်ဆိုတော့အဓိကကတော့ဟိုအဲ့ဒါပါပဲတည်ရမလားကျန်တဲ့ဒီကတော့ဒီစပင်နဲ့ပတ်သက်တဲ့အပိုင်းလေးတွေပဲဗောနော်ဘာအကြံပြုခြင်းလဲကျွန်တော်မေးချင်တာဗောဟိုတခြားပိုင်းတွေလည်းကျွန်တော်တို့ဒီ episode တွေရှိသေးရဆိုတော့လေတခြား manager တို့ဘာတို့ကျွန်တော်မေးခွန်းလေးရှိသေးရဗောနော်အဲစပင်နဲ့ပတ်သက်ပြီးတော့ပဲကြံမေးစကားလေးနည်းနည်းပြောပြပါအောင်ဟုတ်နှစ်ယောက် သပင်နဲ့ပတ်သက်ဟုတ်စပင်နဲ့ပတ်သက်ပြီးတော့ပြိုင်ပွဲဝင်ခြင်းတဲ့ညီငယ်တွေကို ဟောပြိုင်ပွဲဝင်ခြင်းတဲ့ညီကိုတွေအတွက်ကတော့ပြောသွားသလိုပဲကြိုတင်ပြင်ဆင်မှုရှိရမယ်ပြီးတော့ဒီလိုပွဲတွေပါဆိုလို့ရှိရင်များများပို့ပြီးတော့ join တဲ့ local မှာပဲဖြစ်ဖြစ်အားဆိုလို့ရှိရင်ပွဲဆိုတာတော့ဒီလိုပုံစံပဲနိုင်ငံခြားမှာဖြစ်ဒီလိုပဲဒီမှာပဲဖြစ်ဖြစ်ပွဲအတွေ့အကြုံရနေအောင်လို့ပါများများဝင် join ကြပါလို့ကျွန်တော်အကြံပေးခြင်းတယ်ပြီးတော့များများလေ့ကျင့်မှာများများလေ့ကျင့်လို့ရှိရင်များများရပါလိမ့်မယ်ဟုတ်ကဲ့ဒီ local ပွဲတွေကိုလည်းဝင် join ရမှာပဲဗောနော် join မှာ join မှာပဲအဲ့လိုကျင့်သားရနေပြီးပုံမှန်ဆိုလို့ရှိရင်ဘရိုတို့အမြဲတမ်းအဲ့လိုဘယ်လိုပြောမလဲ use ဖြစ်နေလိမ့်မယ်ပုံမှန်လုပ်နေရအလုပ်တစ်ခုလိုဖြစ်နေလိမ့်မယ်အဲ့လိုခက်နဲ့အဲ့လိုပေါ့လုပ်နေရတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ပေါ့လေအဲ့လိုပုံစံမျိုးကြောင့်များများ join မှာဘမပြိုင်ထိုးအဖြစ်ရအောင်ပါပဲနည်းနည်းပါလာကြည့်တင်တယ်ဗောနော်တင်တယ်ဒီပိုဒီလိုပွဲတင်မှာကွာတွားကြည့်မှာကွာဒီလိုပဲဟာသူတို့ဒီလိုလုပ်ပါလားဒီလိုပြင်ဆင်နာပါလားဆိုတော့အမြင်ပြန်ရမှာဗောနော်ဟုတ်အဲ့ဒါမျိုးရမယ်ဗောဖြစ်နိုင်ရင်တော့ကိုတိုင်ဝင်ပြိုင်တာပို့ဝင်နိုင်တာတော့ဟုတ်ပို့ပြီးအတွေ့အကြုံရတယ်ပို့ပြီးတော့မရခဲ့သေးရှိတော့ကွာငါမရလို့ဆိုရစိတ်ကြီးမထားနဲ့ငါဒီတက်ပို့ကြိုးစားမယ်စိတ်ထားရင်ဖြစ်ကိုဖြစ်တယ်ဟုတ်ကဲ့ကိုပြောချင်တာအဲ့လိုလေးတော့လုပ်ပေးပါအမြဲတမ်းပွဲလုပ်ပြီးဆိုတာနဲ့အရှိတုံးကရောက်နေရမယ်
လူငယ်တော်တော်များများခုဆိုပွဲတစ်ခုလုပ်ရင်တိုက်အဲ့လိုမျိုးပြောချင်တာကွာသိမလား โอเคရော အဲ့ဆို โอเคပါလို့ မဟုတ်ဘူးဘာတွေပြောချင်သေးလဲပြောအောင်ပြီးတော့ဟိုပေါ့နောက်စုရသွားပြီးတော့နောက်ပိုင်းအခုဘာတွေဆက်လုပ်သွားဖို့ရှိလဲဒီချန်ပီယံအနေနဲ့ပေါ့နော်ချန်ပီယံအနေနဲ့ဆိုတာကျွန်တော်ဘာဖြစ်စုရခဲ့ပြီးဆိုတော့စုရခဲ့တဲ့တယောက်ချင်းပေါ့ဘာတွေ sharing လုပ်ရမလဲဒီ hacker ဘိုင်းရောပြီးတော့တခြားကိုယ့်ရဲ့ individual ပေါ့ဒီမြန်မာသူတွေအတွက်ပေါ့နော်မြန်မာသူတွေအတွက်ဘာလေးဘာဆက်လုပ်သွားမလဲပေါ့စုရပြီးနောက်ပိုင်းဟုတ်ကဲ့ ဘာဆက်လုပ်မလဲဘာဆက်လုပ်ရမလဲ ဘာဆက်လုပ်သွားဖို့ရှိလဲပေါ့စပင်မဲ့ဆက်ညံ့မယ်ပေါ့ နောက်လုံးမဲ့ဟာတွေကတော့ရှိပါတယ် plan တွေကအများကြီး ဒီဟာနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးစိတ်ဝင်စားတဲ့လူတွေအတွက်အဲ့လိုမျိုးပို့ပြီးတော့ support လုပ်လို့ကောင်းပါပေါ့တည်ရမလားကိုလာမေးတယ်ပဲဖြစ်ဖြစ်တည်ရမလားဘာပြင်ဆင်နေလဲဘာညာဆိုအဲ့လိုမျိုးကြီးလည်းလုပ်ဖို့ရှိရပြီးရင်တခြားဒီဖြစ်နိုင်တော့အဲ့လို workshop တွေပါကောင်းကောင်း workshop ကောင်းကောင်းလေးပေါ့တည်ရမလားပို့ပြီးတော့ဒီ industry မှာဒီ2025မှာဘယ်လို hacker တွေကဘယ်လို trend ဖြစ်နေတယ်အဲ့ဒါတွေကဆက်စားတည်ရမလားလုပ်ဖို့တော့ရှိတာဗောလေအဲ့ဒါမှလည်းအကုန်လုံးကအဲ့အမြင်နေနဲ့ပဲဒီ industry ကဒီ hacker တွေပြီးတော့ဒီ audience လည်းဘယ်လို hacker တွေကဘယ်လိုညက်တင်နေဆိုတာအဲ့ဒါတွေကဆက်စားအကုန်လုံးပြောင်းလဲလာမယ်လို့တော့မြင်တယ်အဲ့အတွက်လည်းကျွန်တော်စူးစမ်းအောင်မှာပေါ့ဆိုတော့အဲ့ဒါပါ ဆူရပြီးနောက်ပိုင်းဘာဆက်လုပ်သွားဖို့ရှိလဲဆိုတော့အဲ့လိုတည်ကျင်တဲ့ညီငယ်တွေအဲ့လိုဘာဘာ NC တွေကလူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်လည်းနောက်ပိုင်းကျလို့ရှိရင် workshop လေးတွေပြသွားဖို့အစီအစဉ်ရှိတယ်တည်ကျင်တာလေးရှိလို့ရှိရင်လည်းကျွန်တော်ဒီ social account တွေကလည်းတစ်ဆင့်မေးမြန်းလို့ရပါတယ်လို့ကျွန်တော်ဒီနေ့နဲ့ပြောချင်ပါတယ် ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါဟုတ် ဟုတ်ကဲ့ comment ကောခင်ဗျ အားလုံးကပြည့်စုံနေပြီဆိုတော့အရင်ပြောတာမရှိဘူးကိုဆက်လုပ်ဖို့တော့ရှိတယ်အစီအစဉ်တော့များတယ် တော့ရှိရနော် များတယ် ကျွန်တော်တို့ အဲ့ဒါလေးပဲနည်းနည်း trade rule တော့လည်းအဓိကတော့ဒီမှာ workshop ပေါ့နော် workshop တွေပဲ workshop လေးတော့ ပွဲရလဲအကိုတို့ကလည်းဒီရှေ့မှာလဲဘာဘာ black sheet တို့ဘာတို့မှာလဲကိုယ်တိုင် organize လုပ်ခဲ့တဲ့သူတွေပေါ့နော် just တွေလည်းလုပ်ခဲ့တာဆိုတော့အထူး trade ကျွန်တော်ကသိနေပြီးသားဆိုတော့လေ trade rule တော့ပြောကြမရှိပါဘူးကျွန်တော်ဒီမှာတကယ်ဟို technique ကြနဲ့လေးလာလို့ရမယ့် channel တွေပေါ့နော်ဘာဘာနဲ့ပတ်သက်လို့အဲ့အရာတွေကိုလည်းဟုတ်ဆက်လုပ်သွားမယ်လို့မျှော်လင့်ပါတယ်ဘာဘာ shop တွေနဲ့ salon တွေနဲ့ကွာခြားချက်ပေါ့အခုဟုတ်ဒီပွဲမှာအခုဒီပွဲရဗျာကျွန်တော်တို့ဒီဘာဘာ Asia salon Asia လဲပါတယ် Asia ဘာဘာ Asia salon ရဲ့ဘာဘာရဲ့ပေါ့ပေါင်းတာဆိုတော့အဲ့မှာ salon ဘက်မှာပြိုင်နေသူတွေရောကျွန်တော်တို့ဒီဘာဘာဘက်မှာပြိုင်နေသူတွေရောပေါ့နော် salon ကလည်းသူ့ဟာနဲ့သူကြမ်းတဲ့ဟာရှိရပေါ့နော်အဲ့တော့ salon နဲ့ဘာဘာနဲ့ကွာခြားချက်လေးပေါ့ဟုတ်အဲ့လေးချက်လောက်ပြောပြပြ ဟုတ်ဆလွန်နဲ့ဘာဘာနဲ့ဘယ်လိုကွာခြားလဲဆိုတာကိုမပြောခင်မှာဘာဘာဘယ်လိုမျိုးလဲဆိုတာကိုပဲအရင်ရှင်းပြလိုက်တာဟုတ်တယ်မလားအဲ့လိုမျိုးဘာဘာကကျတော့ယောက်ျားလေး hair style တီးတတ်မယ်ညက်တာဟိုယောက်ျားလေး hair style ကိုကြိုက်တဲ့ hair style လား classic ရတယ် modern ရတယ်အဲ့ဒါတွေအကုန်လုံးညက်တယ်ပြီးတော့ဒီတခြား main ကလေးလုံးဝမညက်ဘူး main ကလေးလာညက်ရင်တော့မှာပဲယောက်ျားလေး hair style ပဲညက်ပြီးနိုင်တယ်ပေါ့လေဆိုတော့အဲ့ဒါတွေရယ်ပြီးတော့ဒီတကယ်အရင်တော့ရင် old school ကြီးခံယူထားတာတော့ဒီ coloring ဆိုရင်တော့မှာပဲအမဲနဲ့အညိုနဲ့ပေါ့လေဆိုတော့အဲ့နှစ်ရောင်ပဲညက်စိုးတယ်ပြီးရင်ဒီ beard တွေပါတွေ train နဲ့ပြီးရင် style လေးတွေလုပ်တယ်ဆိုတော့ဒါကတော့ဘာဘာတွေရဲ့ဒါသူတတ်မှတ်ချက်တွေပေါ့လေဆိုတော့ဆလွန်ပိုင်းကျတော့လည်းအရန်တော့မသိဘူးဒါပေမဲ့အဲ့တစ်ခုလေးတော့ကွာနေရပေါ့လေယောက်ျားလေး main ကလေးလုံးဝမညက်ဘူးဟိုဘက်ဆလွန်ဘက်ကျတော့main ကလေးတွေကာလာပိုင်းနေဆိုရင်လည်းသူတို့ကတော့ဟိုကန်တက်ချက်တိတ်မရှိဘူးပေါ့လေအကုန်လုံးလုပ်လို့ရတယ်ပေါ့အဲ့လိုမျိုးတော့ကွာတာပေါ့လေဆိုတော့အဓိကတော့ဘာဘာရင်းကတော့ပို့ပြီးတော့ယောက်ျားလေးအတွက်ပို့ပြီးတော့ဟိုယောက်ျားလေးအတွက်ကြီးတီးတန်ကြီးပေါ့လေဆိုတော့အဲ့ဒါပါယောက်ျားလေးကိုတကယ်ဟိုအထူးပြုတ်ပြီးတော့လုပ်ပေးရအောင်နော် အဲ့လိုပုံစံမျိုးပေါ့ဟုတ်တယ် ယောက်ျားလေးနဲ့ပတ်သက်ရင်တော့ barber shop တွေက အားကိုးလို့ရတယ် အဲ့လိုပဲပြောအောင်ပါပေါ့ခုနောက်ပိုင်းတော့ modern တို့ classic တို့ပြန်ပြီးတော့ခွဲထွက်သွားမျိုးကြီးလည်းရှိရလေအခုဆိုရင် classic ဆိုရင် classic တီးတန် modern ဆိုရင်လည်း modern တီးတန်အဲ့လိုမျိုးကြီးဆိုရင် modern ဆိုရင်အခုနောက်ပိုင်းဆိုရင်ဒီ coloring တွေဘာတွေကဆက်စားအကုန်လုံးပြန်ပြီးတော့လုပ်လို့ရနေရမျိုးကြီးရှိရလေနော်ဆိုအဲ့လိုမျိုးပါပဲ ကျွန်တော်အမြင်ရဆိုလို့ရှိရင်စလုံးကိုဒီမိန်းကလေးပုံစံတွေဒီအဲ့လိုဖြောင်းတာကောက်တာဆေးဆိုးတာတွေကိုတော့ကျွန်တော်ပြေးမြင်တယ်ကျွန်တော်တို့ဘာဆိုလို့ရှိရင်အခုကျွန်တော်တို့အမြင်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းဒီဘာမှာသူတို့လိုမျိုးပဲအဲ့လိုကျွန်တော်တို့ update ပေါ့လေကာလာတွေဘာတွေရနိုင်အောင်လဲကျွန်တော်တို့လုပ်နေတယ်ကျွန်တော်တို့ကတော့အမှန်တိုင်းပြောလို့ရှိရင်တော့ဒီယောက်ျားလေးအမျိုးသားတွေရဲ့သပင်ကိုအထူးပြုပြီးတော့ညှက်တာဖြစ်တယ်ပေါ့လေကျွန်တော်တို့ဘာကတော့စလုံးကတော့ခုနပြောလိုက်သလိုပဲ commerce အနေနဲ့ဒီဘာဘာနဲ့စလွန်နဲ့ကွာခြားပုံပေါ့နော်ဘာဘာ industry နဲ့စလွန် industry နဲ့ကွာခြားပုံလေးပြောပြပေးပါ ကွာခြားပုံကတော့ကိုတို့ဒီစလုံးမှာလောက်ခဲ့တော့ဆိုရင်တော့အမြင်ပေါ့နော်
ဟုတ် ဆလွန်ရဲ့အမြင်ကြတော့သူက main ကလေးကို target ထားတယ် ဟုတ်ကဲ့ဗျ ကာလာပိုင်းအကောက်ပိုင်းအဖြောင်းပိုင်းသူတို့အဲ့လောက်ဦးစားပေးလုပ်တယ်ပေါ့နော်အခုဒီဘာဘာမှာကြတော့ယောက်ျားလေးအတွက်ကိုတီးတန့်သူတို့အတွက်ကိုတို့ကဒီဘာဘာ live ဆိုတဲ့ပုံစံမျိုးဖွင့်ပေးထားတာပေါ့နော်ယောက်ျားလေးအတွက်ကိုပဲတီးတန့်စားပေးပေးတဲ့ပုံစံမျိုးပေါ့ဘာဘာလိုက်အဲ့လောက်တော့ခွာချတယ်ယောက်ျားလေးအတွက်ဆိုရင်ဘာဘာ short တာသွားမင်းကလေးအတွက်ဆိုရင်တော့ဆလွန်သွားတာတော့ပို့ပြီးအဆင်ပြေလိုက်မယ် ဟုတ်ကဲ့ အဲ့လိုတော့မြင်မိပါတယ် ဟုတ်ကဲ့အဲဆိုတော့အခုယောက်ျားလေးတွေကိုပဲအခုလည်းပို့ပြီးတော့ညှက်ချင်လို့ပေါ့နော်ဒါပိုင်းကြတော့ယောက်ျားလေးတွေပဲကိုဝန်ဆောင်မှုပေးခြင်းနေ ဟုတ်တယ် တော့အဲ့ style ပေါ့နော် barbershop တွေလည်းအခုက first လို့ပြောလို့ရပါတော့ကျွန်တော်တို့ generation မှာဆိုတော့အဲ့တော့လုံးဝကိုစိတ်ကဆုံးဖြတ်ပြီးတော့ပြောင်းတယ်လို့ပဲကျွန်တော်ထင်ပါတယ်ယောက်ျားလေးတွေကိုပဲအထူးသဖြင့်လုံးဝ service ပေးပြီးတော့တကယ်ကိုအဲ့လိုတီးတဲ့ကွဲပြားနေတဲ့လက်ရတခုသွားခြင်းလို့ barbershop ဘက်ကိုကူးပြောင်းတာပေါ့နော် ဟုတ်တယ်အားကြောင့်ကိုလည်းဘာဘာ show ကိုပြောင်းပြတာ ပြောင်းပြသွားတာပေါ့ဟုတ်ကဲ့ပါကိုဟုတ်ကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ကို Justin ပြောပြပေးပါအောင် ကျွန်တော်အမြင်ဆိုလို့ရှိရင်ဒီပေါ့လေယောက်ျားလေး man hair style တွေကိုတည်တည်ချာချာပေါ့အဲ့လိုလိုချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဘာဘာ short တော့အကောင်းဆုံးလို့ကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့အဲ့လိုပေါ့ဒီ client တွေအနေနဲ့လည်းတခုစဉ်းစားရမှာပေါ့လေ ဟုတ်ကဲ့ ကိုလိုချင်တာကဘာလဲဘယ်လို style မျိုးသွားချင်တာဆေးဆိုးချင်တာလားသပင်ဖြောက်ချင်တာကောက်ချင်တာလားအဲ့လိုပုံစံဆိုလို့ရှိရင်တော့စလုံးနဲ့ပို့ပြီးတော့တင့်တော်မယ်လို့ကျွန်တော်တို့မြင်တယ်အဲ့တော့ကိုလိုချင်တာကို client အနေနဲ့ဘာလဲဆိုတာကိုတေချာသိပြီးတော့မှဒီဘာဘာကိုသွားရမလားစလုံးသွားရမလားဆိုတော့ဆုံးဖြတ်စေချင်တယ်အဲ့ဒါတော့အကောင်းဆုံးအကြံပေးတာပါ client တွေကိုလည်းဒီနေ့ကတခါတည်းအဲ့ဒါကိုကျွန်တော်ပြောချင်တယ် ဟုတ်ကဲ့ပါဟုတ်ကဲ့ ဟုတ်ကျွန်တော်ကတော့အမြင်က တကူနဲ့သပင်เนาะကျွန်တော်အကုန်လုံးကတော့သပင်လုံနေတာဆိုတော့တကူကတော့ချိတ်ဆက်နေပါပဲပေါ့နော်ဥပမာဘာပဲဖြစ်ဖြစ်စလုံးပဲဖြစ်ဖြစ်တနေရာမှာတော့ပတ်သက်ကြပဲစုံရ connection ပြတ်သွားတာမျိုးတော့မရှိဘူးကွာ ဘယ်ဟာမှတော့ဘယ်လိုမျိုးပေါ့လို့တော့မရဘူးပေါ့နော်ကျွန်တော်တို့ကဒါဒီနိုင်ငံတကာပွဲမှာဆိုလဲဒီအစ်စ်မီပေါ့ဗျာဒီ Korea Famine တို့ဒါတွေကတကယ်ကိုတိုင်တယ်အနေနဲ့ပြန်ရတဲ့ဟာဆိုရင်တော့အကုန်လုံးကတော့เนาะကျွမ်းကျင်ဖို့လိုတာပေါ့နော်အဲ့လိုပြောလို့ရပါเนาะချိတ်ဆက်နေရပါတကူနဲ့ ဟိုလိုကြီးအရင်မတူတာပဲရှိတယ် အဲ့လိုကျွန်တော်တွေ့ရတာပေါ့လေစလုံးလဲအမျိုးသားညှက်တယ် ဟုတ်ကဲ့ ဒီဟိုနှင်းလဲဟိုဒီဘာလဲထားပါတော့ယောက်ျားလေးစပင်အရှိလာတယ်အမျိုးအဲ့လိုအရှိတွေပြန်ညှက်တယ်ပေါ့လေအဲ့တော့အဲ့လို connection အမြဲတမ်းအဲ့လိုလုံးဝပြတ်နေတာမျိုးတော့မဟုတ်ဘူးပေါ့လေစလုံးလဲအမျိုးသားညှက်တဲ့အတွက်အဲ့တော့ဒီ client အနေနဲ့ပေါ့လေခုနကပြောလို့စဉ်းစားတေးချာစဉ်းစားမယ်ဆိုလို့ရှိရင်ပေါ့ဘာကီလိုချင်လဲပုံမှာမူတည်ပြီးတော့နေရာကိုသွားမယ့်နေရာကိုတေချာလေးရွေးတင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့လေ ဟုတ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ barbershop ဆိုကျွန်တော်အမြင်ကတော့ skin fade တွေပေါ့နော်ကျွန်တော် skin fade တွေဟုတ်တယ်စပြီးခစ်စားပါတော့ကျွန်တော် skin ပြောရမယ်ဆိုလုံငယ်3-4နှစ်လောက်ထိ skin fade ကဟုတ်တယ်ဒီလိုမျိုး quality ကြကြဟုတ် quality ကြကြညံ့နိုင်နဲ့ဆိုင်မရှိသေးဘူးပေါ့အဲ့လိုမျိုးမရှိသေးဘူးပေါ့နောက်ပိုင်းကျမှဒီ barbershop မှာဆိုအထူးသဖြင့်မြန်မာတမ်းပြီးဘာညာလူတိုင်းနားလဲလွယ်ရတော့ skin fade ဆိုရင် barbershop တွေကဒါပိုင်ပြီးသားဗျာကျွန်တော်ပိုင်မဲဒီ ဟုတ်တယ် barbershop တွေမှာတွားညက်ဒီလိုမျိုး quality တစ်ခုတည်းကိုဖော်ဆောင်နိုင်တယ်ပေါ့ကျွန်တော် barbershop တွေက ဟုတ်တယ် ဟုတ်ကဲ့ ဟုတ်တယ်ခုနပြောလို့ပဲပေါ့အဲ့လိုပေါ့ skin fade တွေအဲ့ဒီအခုဒါ creative haircut တွေ taper fade တွေပါတယ်အဲ့လိုမျိုးတွေအဲ့လိုကောင်းကောင်းပေါ့ quality ကောင်းကောင်းလိုချင်တယ်ဆိုလို့ရှိရင်တော့ဘာဘာ short တာသွားပါလို့ကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးပါကိုဂျူလိုင်ရောဒီကွာချားပုံလေးပေါ့အခုတူတယောက်တည်းအမြင်လေးပြောပြပေးပါအောင်ဗျ ဆရာနှစ်ယောက်ပြောလို့ပါပဲဒီကိုကဘယ်ဟာကိုလိုချင်တာလဲအဲ့ဒါကိုပဲကိုပဲပြန်ပြီးတော့သုံးတက်ပြီးတော့ပဲတွားတာပဲကောင်းတယ်ပေါ့ဘယ်ဟာပိုကောင်းတာရဲ့လို့တော့မဟုတ်ဘူးနှစ်ခုလုံးအကုန်လုံးကတော့ကောင်းနေကြပဲအကုန်လုံးက industry 2 industry နဲ့တူတို့တန်ဖိုးထားကြတာပဲလေအကုန်လုံးကသိရမလားဆိုတော့အဲ့လိုကိုကပဲရွေးချယ်ရမှာဒါသိရမလားဟိုကျွန်တော်တို့ကတော့ဒီဟာနဲ့ဘယ်လိုကွာလဲဆိုတာတော့ဒါဆရာကြီးလည်းရှင်းပြပေးပြီးသွားပြီသိရမလားဒါကိုပုံမှာပဲမူတည်တာပေါ့လေအဲ့ဒါကိုလည်းဟိုတီးစေချင်တာပေါ့လေကျွန်တော်တို့က audience ကိုအဲ့လိုမျိုးတီးထားမှလည်းဟုတ်တယ်ဒီကိုလိုချင်တာနဲ့ကိုရလိုက်တာနဲ့ထက်တူကြမှာအခုကတချို့ရှိတယ်ကျွန်တော်စီလာရင်လည်းစိတ်တိုင်းမကြရမျိုးတွေတွေ့ရတယ်တချို့ဆိုရင်စလုံးမှညံ့နေကြကျွန်တော်စီလာတော့စိတ်တိုင်းမကြရမျိုးတွေလည်းရှိတယ်ဒါမှမဟုတ်စလုံးကိုတွားညက်ပြီးတော့ဟိုကျွန်တော်ညက်ပြီးတဲ့ haircut ကိုလည်းတွားပြီးတော့ရချင်တာမျိုးတွေလည်းတွေ့ရတယ်ပေါ့လေအဲ့အချိန်မှာဟိုဘက်ကနေပြီးတော့ဒီအစင်မပြေပြီးတော့ဒီဘက်ရောက်လာရင်လည်းတွေ့ရတယ်ကျွန်တော်တို့နဲ့အစင်မပြေပြီးတော့ဟိုဘက်ရောက်သွားတာမျိုးတွေလည်းတွေ့ရတယ်ဆိုတော့အဲ့ဒါကိုကောင်းကောင်းလေးသိနေဖို့လိုတယ်ပေါ့လေအဲ့ဒါကောင်းကောင်းသိသွားရင်တော့ကျွန်တော် all fine ပဲကျွန်တော်ဘာမှအရင်ကြီးလို့ပြောနေစရာဘူးမလို့လားအဲ့လိုမျိုးပေါ့လေဆိုတော့နောက်ပိုင်းလဲသိလာမှာပါအကုန်လုံးလဲဟိုကျွန်တော်လဲပွဲလဲရှိလာဒါဒီလိုမျိုးကြီးရှိတယ်ဘလူတွေကဘလူမျိုးကြီးညက်တယ်ဆိုတာလဲတချို့ဆိုတော်တော်လေးသိရတော်တော်လေးကိုသိနေအဲ့ဒါဆိုတော့မလို့တော့ပါဘူးအရင်နောက်ပိုင်းကျရင်တော့အရင်ဟိုမရှိတော့ပါဘူးအဲ့လိုမျိုးအဲ့ဒါပါပဲဟုတ်ကဲ့ပါဟုတ်
ကျွန်တော်တို့ last question ပေါ့နော်နောက်ဆုံးအနေနဲ့ဒီဘာဘာရီအနေနဲ့ပေါ့အခုဘာဘာရီအမြင်ပေါ့နော်ဘာဘာရီအမြင်ရောကျွန်တော်တို့ဒီ international တွေ့ကြုံရအောင်ပေါ့တွေ့ကြုံရဘာဘာ industry ပေါ့ကျွန်တော်မြန်မာဘာဘာ industry မှာကျွန်တော်ဘာတွေလိုအပ်နေလဲပြီး client တွေရောပေါ့နော်ပြီးဘာဘာရီရောဘာတွေလိုအပ်နေလဲဒီအကြံပြုစကားလေးပေါ့နော်အဲ့လေးကိုပြောပြီးတော့ကျွန်တော်တို့ညီကုန်းချုပ်လိုက်ပါမယ် အဲ့လိုမျိုးတော့မတွေ့ရအောင်များများဆဆတော့အကုန်လုံးကတော့တကယ် energy အပြည့်နဲ့ကျုံနေကြလူငယ်တွေကြီးပဲလူငယ်ကြီးလိုက်ရင်တကယ်အားရဖို့အကောင်းဆုံးနေပဲအကုန်လုံးကတွေ့ရတယ်လေအဲ့လိုဒီ industry ရဲဆိုရင်သိတယ်ကိုနဲ့တွေ့ရတဲ့ဒီဘဲကဘယ်လိုခံယူချက်လဲဆိုတာသိပြီးသားပါပဲသိရမလားအဲ့လိုတွေ့တဲ့ကောင်နဲ့တွေ့တာနဲ့သိရမလားအဲ့လိုလူတွေများပါတယ်ဒီထဲမှာ live ကြည့်လိုက်ရင်အကုန်လုံးကသပင်ကြောင်းပြောလိုက်တာနဲ့ဟိုသိရမလားအဲ့ဒါကြီးပဲထိုင်ပြောလဲရတယ်သိရမလားအဲ့လိုပဲတွေကြီးပဲဟုတ်တချို့ဟိုပါပေါ့ကျွန်တော်မေးချင်တာချို့သူတွေကြတော့ဗျာဟို haircut တွေကျွမ်းကြတယ်ပေါ့တချို့တွေနေမှာနေတဲ့သူတွေတကယ်အရန်ကျွမ်းနေပေါ့ haircut တွေကျွမ်းနေဒါပေမဲ့သူတို့လူမသိဘူးပေါ့အဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပေါ့ဘယ်လိုတွေလုပ်တင်နေပေါ့ကျွန်တော် haircut ကတော့အရန်ကျန်းနေပေါ့ခင်ဗျာဒါပေမဲ့လည်းသူတို့မသိကြဘူးသူတို့ဒီ social တွေမှာမတင်ကြဘူးပေါ့သူတို့ပညာပိုင်းတွေကကြအဲ့လိုလူတွေရောအဲ့ဒီဘာဘာတွေရောဘာတွေလုပ်တင်နေလို့ပြောချင်လဲဗျ အဲ့ဒါတော့ဘယ်လိုပြောမလဲအခုနေရဘာဘာတွေဆိုလို့ရှိရင်မသိဘူးပေါ့ဒီ haircut တွေသူတို့ဘယ်လောက်ကျန်းနေလဲဆိုတော့အဲ့တော့ကျွန်တော်ခုနကပြောလို့ပဲဒီ competition တွေကိုဝင် join တာနဲ့တဆင့်သို့မဟုတ် social media နဲ့လူကိုယ့်ရဲ့ပညာတွေကိုချပြတာတဆင့်ကြိုက်တဲ့နီးလန်းနဲ့ချပြလို့ရတာပေါ့လေအဲ့လိုတော့ချပြလို့ရပါတယ်လို့ပြီးတော့လည်းအဲ့ဒီ industry တွေကသူတွေကိုလည်းပြောချင်တာကတော့ပွဲတွေကိုများများ join ပါskill တွေကိုလာပြကြပါအဲ့ဒါတော့ next level ပေါ့လေအခုအားလုံးကလည်းကျွမ်းနေပြီဆိုတော့ true trade တော့တိတ်ပြောစရာတော့မရှိပါဘူးဗျဟုတ်အကုန်လုံးကလည်းအဲ့လိုသပင်အားလုံးကိုညှက်နိုင်တယ်အကုန်လုံးအဆင်ပြေကြတယ်တွေ့ရတယ်သိရတယ်ဒါပေမဲ့အဲ့လို level တစ်ခုကတော့အဲ့လို competition တွေလာ join ကိုယ့်ရဲ့ skill တွေချပြအဲ့လိုတိုက်တွန်းခြင်းတယ်ဟုတ်အကုန်လုံးအဖက်ကပေါ့နော်ဖက်ကဖြစ်မှာကျွန်တော်တို့ဟိုဘယ်လိုပြောမလဲပေါက်ပါပေါ့နော်ပေါက်မှာဒီ hacker တခုရဲကျွမ်းကျင်နေလဲဒီဘက်ကဟာတွေအတုံးမချတဲ့ရအဖြစ်ပြန်အောင်ပေါ့နော်အခုအဲ့တော့အဲ့လိုဖွင့်ရေးတွေရှိရလေအခုအဲ့လိုပွဲတွေတစ်ခု season နဲ့ဆိုလို့ရှိရင်လာ join လိုက်လာပြိုင်လိုက်ရတယ်ပြီးတော့အကေးအဲ့လိုကိုယ့်ရဲ့ skill တွေချပြခြင်းနဲ့ဆိုလို့ရှိရင် social media နဲ့ကြိုက်တဲ့အနေနဲ့ကွာပြလို့ရအောင်အဲ့လိုပုံစံမျိုးလုပ်လို့ရအောင်โอเคပါဟုတ် comment ပြောပြပါအောင်ဗျကိုကတော့ပို့ပြီးတော့လေးလာခြင်းနဲ့လေးလာစေခြင်းနဲ့ဘာဟုတ်လေဟိုငါဒီလောက်နဲ့ရပြီဆိုတဲ့နေရာမှာမရက်ဖက်နဲ့အရှိကိုဆက်တိုးဖို့တော့အများနဲ့လေးလာပါတင်ယူပါတချို့ကြောင့်လည်းရှိတယ်ဒီနားမှာလည်းရက်နေရမျိုးရှိတယ်အရှိမဆက်တော့အဲ့လိုမျိုးလေးမဖြစ်စေအောင်ပွဲတွေရှိသလို join မှာ join ရမယ်နော်အဲ့လိုမျိုးလုပ်ပါပြီးရင်ဘယ်လိုလူတွေပဲဖြစ်ဖြစ်ကိုကကြည်ပေးနဲ့တင်ယူပါမကောင်းတာရှိရင်နည်းလေးဖယ်တာကောင်းတာလေးယူဟုတ်တယ်မလားကောင်းတာလေးပဲယူပြီးတော့စုထားရင်ကိုယ့်အတွက်ဖြစ်တယ်အဲကြောင့်များများလေးလာပါများများတင်ယူပါဟိုချိုးဆိုရင်တော့ရှိပါဒီပပလိုက်မှာလည်းရှိတယ်အချင်းချင်းတော့မှာပဲနည်းနည်းလေးဘယ်လိုပြောမလဲဟုတ်ကဲ့ဒီဘက်ကစောက်ကျွမ်းနေကွာအဲ့လိုမမြင်ပါနဲ့ဟုတ်တယ်နော်သူတို့ရှိမှသူတို့လောက်တာလေးတွေကိုကြည့်လိုက်ဟောသူတို့လောက်တာကောင်းတဲ့ဟာလေးကိုကိုကယူရမှာပေါ့ကောင်းတဲ့ချက်ကိုကျွန်တော်ယူရမှာမကောင်းရင်ဟုတ်ကဲ့ဘာမှမပြောနဲ့ကိုကအေးစေးနေလိုက်ပါချို့ဆိုရင်မရပါဘူးပြောရတယ်ဟုတ်တယ်ပြင်ပေးဖို့ပေါ့နော်ဒီဘာလိုက်တယ်မှာဒါမျိုးလေးနည်းနည်းပြင်တော့ပိုကောင်းလိမ့်မယ်ဟုတ်ကဲ့ပါမန်နေဂျာလို့ဒီဘာတော့ကခြေပြပြီးတိုးတက်လာဖို့အတွက်ဒါလေးတော့စင်ကျင်တော့ပိုကောင်းမယ်လို့တော့ကိုကမြင်နေပေါ့နော်ဒါအကြံပြုတာပေါ့ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ပီတာတို့ဘယ်လိုမြင်လဲလို့ကျွန်တော်တို့လား industry ကိုလုံးရင်လဲအဆင်ပြေပါတယ်ကဲမယ်ကျွန်တော်ဘာ industry ကတော့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကစိမ့်တော့မစိမ့်တော့ကျွန်တော်မစိမ့်ဘူးဆိုတာကျွန်တော်ဘာကြီးအတွက်ပဲဖြစ်နေရဖြစ်ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်မစိမ့်တော့ဘူးခင်ဗျာဘာကြီးကပွဲတွေလည်းလုပ်ကြတယ်ရှေ့မှာဟိုပွဲတွေလည်းကျွန်တော်တပွဲမကတော့ဘူးနော်ပွဲတွေလည်းကြီးပါတယ်ကျွန်တော်အခုတို့ပွဲဆိုတာဟုတ်လားဝင်တာကိုကျွန်တော်350အောင်ပေးရခင်ဗျာပွဲတွေလည်းကြီးတယ်အဲ့တော့ပွဲရစုကြီးလည်းထိုက်နေပေးတယ်ဒါပေမဲ့အဲ့အားကြီးကဟိုပေါ့နော် knowledge တွေရောဒီရဲကကျွန်တော် audience ကိုမရောက်သေးဘူးလို့တော့ကျွန်တော်မြင်သေးရပေါ့နော်ဘာ industry ကဟိုကိုရီဘာအချင်းချင်းတွေကတော့အကုန်ရောက်နေပြီဒီဘာနည်းနည်းလိုသေးတယ်လို့မြင်တယ်ပေါ့အဲ့လိုတော့မြင်ပါတယ်ဟုတ်အဲ့တဲ့ကကောင်းကောင်းနားမလဲလူတိုင်းနားမလဲသေးဘူးပေါ့ဥပမာပြောရမယ်10ယောက်မှာ10ယောက်လုံးဘာရှော့လက်မခံသေးဘူးလို့မြင်ပါတယ်ဟုတ်အဲ့လိုမျိုးအဲ့ဒါလေ client နေအဲ့လိုယူမဲ့သူတွေပေါ့ရောင်းတဲ့သူတွေမဟုတ်ဝယ်မဲ့သူတွေလည်းဆိုင်တာပေါ့ဟုတ်ကဲ့နားလဲမှာပေါ့ကောင်းလူတည်သွားကြမှာဆိုတော့လေဟုတ်ကဲ့သမင်ကအဲ့လိုလူတိုင်းတော့ညက်ကြတယ်ဟုတ်ကဲ့
ဒါပေမဲ့တကယ်ပွဲတွေပါကျတော့အဲ့လို ဟုတ်တယ် စိတ်ဝင်စားမှု စိတ်ဝင်စားမှုအရင်နေကြတယ် ဟုတ်တယ် နော် စပင်းကလူတိုင်းညက်ကြတယ်အဲ့လိုအဲ့တစ်ပေါက်တော့ရှိရတာ ချို့ဟိုပွဲ နားတော့မလဲဘယ်လိုလဲတော့မသိဘူး ပွဲဆိုပြီးတော့လေချို့ကလည်းရှိန်ကြရလေရှိရအဲ့ဒါကြီးလေ အဲ့ဒါတွေကလုံးဝဖြစ်လို့မရဘူး နားလေဘူးလည်းခက်ပါတယ်စပင်းကတော့တည်ရမလားဘာကြီးပြိုင်တဲ့တချို့ဧည့်သည်ဆိုမေးရတယ်မလားဘာကြီးတွားပြိုင်တာလဲတော့တည်ရမလားတည်ရမလားအမြန်ဆုံးလူကိုပေးရလားတော့ဘာလို့တည်ရမလား ဟုတ်ကဲ့ဟုတ်ကဲ့ အေးအဲ့ဒါကြောင့် အဲ့လိုမျိုးရှိတယ်အဲ့လိုမျိုးပြိုင်တာလဲလုံးလုံးကိုနားမလဲ audience ကလည်းတီးကိုအရေးကြီးနေရပါ ဟုတ်ကဲ့ အဲ့ဒါကိုလည်းငါတို့ကလည်း ရှိရလဲကောင်းပါတယ်ဒီလိုမျိုးရှိလာရင်လည်းကြည့်တဲ့လူကကြည့်မှာပဲเนาะစိတ်ဝင်စားလူကြည့်ကြအဲ့လို တောက်လဲအားလို့ပါပေါ့ကတ်လေးကနေအများနဲ့ချပြ တကယ်လုံးလုံးမတည်ရအခုဆိုရင်မေးဧည့်သည်မေးဆိုတလွဲတွေပဲဘယ်လိုမျိုးပေးရလဲလို့ဘာလို့တည်မလားအဲ့လိုအမြန်ဆုံးလူကိုပေးရလားလို့ မြန်ပြီးသွားလို့ မြန်ပြီးသွားလို့ဘာလို့တည်မလားအဲ့လိုမျိုး โอเคပါ ဟုတ်ကဲ့ပါ ဟုတ်ကျေးဇူးတင်ပါတယ်ဗျာ ကျေးဇူးတင်ပါတယ်ဆိုပြီးသားတို့ကိုလည်းအနေနဲ့ကိုအကုန်လုံး အဲ့နဲ့ကိုလည်း ကျေးဇူးပါကျေးဇူးပါ ကျေးဇူးပါ ကျေးဇူးပါ